အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မြစ်တာမော် Let's Story Channel ကနေပြီးတော့မှကြိုဆိုလိုက်ပါရစေကျမတို့ရဲ့ Channel ကနေပြီးတော့ပရိသတ်တွေအားလုံးနားဆင်မှုအတွက်အခြေဆက်လန်ကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာပရိသတ်တွေအားလုံးကိုမိတ်ဆက်ပေးသွားမယ့်အခြေဆက်လန်ကောင်းလေးကတော့မရှင်ကျွန်တော်ရှင်အိမ်မက်တွေရှင်ဆိုတဲ့ဇလန်ကောင်းရှင်ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့ပရိသတ်တွေအားလုံးကဇလန်ကောင်းကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like subscribe လုပ်ထားပေးခဲ့ဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။ဟုတ်ကဲ့ပါရှင်ဒါဆိုတော့ဇလန်ကောင်းရဲ့ပထမပိုင်းကိုအခုပဲတင်ဆက်ပေးလိုက်ပါတော့မယ်။မရှင်ကျွန်တော်ရှင်အိမ်မက်တွေရှင်ပထမဆုံးမကိုတွေ့ဘူးကြဲကမဟာသူ့ကိုကြည်ပြူစွာကြိုဆိုခဲ့သူမဟုတ်မှန်းသိတယ်။မတန်းတာလို့ဒဲဒီကိုပြန်မပြောရှင်းလို့ခေါ်ရှာပြောရတာမဲ့သူနားလေတယ်။ဒါပေမဲ့မအောင်သူချစ်တယ်။မောင်နောက်မှာတကားကားလှိုင်းနေရှင်မဆူဘူးညိုညင်သမျှတွေကိုအပြုံမပြက်ခေါင်းငုပ်တီးခဲ့နိုင်တဲ့အထိပါ။သူ့ဘဝတစ်ခုလုံးမှာမကိုသာအမျက်နှိုးဆုံးမာတော့မသူခေါ်နေတာကိုသိတယ်ဆိုပေမဲ့မကမေကန်လိမ့်နေတာကိုရှက်မသွားပဲပြန်လဲမထူပါ။သူအလုံးမကြားစွာနဲ့မာရှယ်လက်လေးကိုဆွဲကင်တုံးမခါထုတ်ပြစ်ပြီးတော့မောကြည့်ရဲ့ကျွန်တော်ခေါ်နေတာကိုကြည့်အောင်လေဘာတွေကအလောက်ထိအရှိကြီးနေရလဲနေပြောနေတာတွေအကုန်ကြားတယ်နားကြားနေရတာမျက်နှာကြားရတာမဟုတ်ဘူးဘာပြောမလို့လဲမဘဲသွားမလို့လဲဒီနေ့ကျွန်တော်နားတယ်လို့ပြောထားတာကိုငါအလို့ငါသွားရှာမှာပေါ့အိမ်မနေပြီးဘာလို့ရမှာလဲမနဲ့တနေ့ကုံအတူနေဖို့စိတ်ကူးထားတာမို့သူရှယ်စိတ်ကူးတွေကိုဖြက်လို့ဖြက်စီလှုပ်ချင်နေတဲ့မကိုသူဒေါသတွေဖြစ်မိတယ်မလက်ကိုပြန်လဲရှုံပြစ်ပြီးတော့မျက်ခုံးပုံဖော်နေတာမို့လွှတ်ထားလိုက်ကထိုင်ကြည့်နေတယ်ဘလို့ပဲကြည့်ကြည့်မအမြဲကိုမှလှတယ်မကြည့်တဲ့စရင်တဲစားကလေးကသူမြင်ဖူးခဲ့တဲ့မရှင်အလှအပတွေကအခုချိန်ထိရှိုးဤမသွားခဲ့ပါမအောင်ချစ်တယ်မမကြည့်တယ်လို့မျက်စောထိုးတယ်ဆိုပေမဲ့သူဟာအကြည့်တွေကိုလွှဲမပြည့်ပဲစူးစူးဆက်ဆက်ကြည့်နေမိစေပါဒီလိုစူးစိုက်ကြည့်နေတာကိုမနီတန်းတယ်လို့နဲ့ကျုပ်ခနဲ့စုံသက်ပြီးတော့သူ့ဘက်ကိုပြန်လှည့်လာတယ်နေတမင်းလာလို့နေရလားကိုရှင်မိမကိုချစ်လို့ကြည်ရလေကျွန်တော်ကဘာလုပ်နေလို့လဲဟိုဘက်မှာသွားထိုင်နေအေကန်ဘက်ကိုမေငေါ်ပြရဲဆိုပေမဲ့တော်မသိတယ်လို့ပဲနေလိုက်ပြီးတော့မရှယ်မျက်နှာလေးကိုပဲစူးစိုက်ကြည့်တယ်ကျွန်တော်မနေလိုက်ခဲ့မယ်မသွားချင်တဲ့နေရာကိုလိုက်ပို့ပေးမယ်မရှယ်မျက်ခုံးတွေကအလိုမကျစွာနဲ့တွန်းကုတ်သွားပြီးမှန်ဘက်ကိုပြန်လှည့်သွားပြီးတော့ခေါင်းဖိတယ်ဘာလိုက်ရှုပ်အောင်လို့လဲအေကန်နေနဲ့ငါနဲ့လက်ထက်ထားတာဆိုတာလူတိုင်းသိတယ်တဝင်လိုက်ပြီးတော့တုံးနေနဲ့ပြောချက်တယ်နော်ခမမဘာမှထမပြောတော့ပဲစပင်တွေဖိနေတာမို့မကားတော့လှမ်းရှုပြီးတော့ထောင်ပြလိုက်တယ်မဖြက်ကနေဖြစ်သွားတယ်ဆိုပေမဲ့ဖုံးဝင်လာတော့မို့သူ့ဘာမှမပြောနိုင်တော့ပဲဖုံးကိုသာအရှင်ပြေးကြိုက်ပါတယ်လာပြီနော်ခဏပဲရုတ်တရက်ကြီးအချိန်ပြောင်းသွားတော့ဘာမှအစင်သင့်မဖြစ်လို့လေโอเคအခုပဲလာပြီမတကယ်အလုပ်များနေတဲ့ပုံမို့အပြစ်မမြင်တော့ပဲသူအေကန်တဲမှာပဲစိတ်ရှိလက်ရှိနဲ့စောင့်နေလိုက်တယ်မာကအဝတ်အစားတွေကိုအမြဲပြေးလဲပြီးပန်ပြေးကြည့်ရသေးတယ်ဖိုင်တွေကိုအလော30ကောက်ရှူတယ်မာထွက်လာတော့သူပါလိုက်လာခဲ့ပြီးမလက်ထဲကဖိုင်တွေကိုခွဲရှူလိုက်တယ်ရှုံးကိုပဲလားမြင်သွားမှဖြစ်မှာကတ်စတမာရီအစီဝေးခန်းနဲ့မရှောက်ခင်စိတ်ချမပြများနေတာကိုအခွင့်ကောင်းရှူပြီးတော့အနောက်ကတကားကောက်လိုက်ခွင့်ရှားပြီးမို့မာကိုပဲရှုံးကိုဦးတည်ပြီးတော့မောင်းလိုက်တယ်ရှုံးကိုရောက်တော့မကအလင်းစလိုကားပေါ်ဆင်းသွားပြီးကားထပ်ပြီးတော့မှပြန်လှည့်လာတယ်ကားပေါ်မှာထိုင်းမနေနဲ့ငါရဲ့ရှုံးကန်ထဲမှာသွားထိုင်နေလိုက်ငါကြောက်မှရှားပါတယ်စောင့်နေလိုက်မယ်တရားပဲညဒရိုက်ပါလားအခုဆင်းလာခဲ့မစီယာဒေါသတက်လေးကြားလိုက်တော့သူပြုံပြီးကားပေါ်ဆင်းမနောက်လိုက်လာတယ်ရှုံးကိုခဏခဏရှောက်ဖို့တယ်ဆိုပေမဲ့မနဲ့အတူတခါမှတွေ့မလာခဲ့ဘူးပါအစီဝေခမ်းမရှိမှလူတွေကအများကြီးရှိနေပြီးမနဲ့သူ့မြင်လိုက်တာနဲ့အကြီးတွေကစူးပြော်ရှောင်းချလာတယ်ဟောဒေါ်မိုးညရှောင်းစင်ရှောင်းလာပြီသူကအမျိုးသားလားမရှယ် business partner တွေကသူ့ကိုကြည့်ပြီးမိလိုက်တော့မလှည့်ကြည့်လာပြီးသူ့ကိုပဲလက်ကမ်းပေးတယ်မဖြစ်မနေမှုမသူ့ပေါ်မှာလူညံ့လိုက်မယ်တည်တယ်ဆိုပေမဲ့ဒီရဲ့လက်ကလေးကိုပြန်ဆုပ်ရှင်သူပျော်ကြတယ်အနေဆုံးတော့မဟာသူရှယ်ခင်မွန်ဖြစ်မေးဆက်ပေးရမလားဟုတ်တယ်ကျမခင်မွန်လေဒီနေ့သူရှယ်နာရဲ့မှုရှုံးကိုလိုက်ပို့ပေးတာဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်
နာမည်ကကြောင်ပူကရတွေးကျင်နေတာဟုတ်ကဲ့ကျွန်တော်လည်းဝမ်းသာပါတယ်မမအစီအဝေးစောင်းလိုက်တော့မလားမရှိအတွင်ရှင်မိုးကအစကားစားတော့မှအလုပ်ဘက်ကိုပဲအာရှုံပြန်ရောက်သွားကြပြီးတော့မကလည်းသူ့ရှက်ဘက်ကိုပဲလှုပ်တယ်သူရှက်လက်ထဲအဖိုင်တွေကိုလွှဲပြောင်းရှူရင်နည်းနည်းကြာမှနော်ပြန်နေပါလားဒီလိုဆိုတော့မတယောက်တည်းထားကြရမှလည်းစိတ်မချနိုင်သူကောင်းခါပြန်လိုက်တယ်စောင့်မယ်လေမရဲ့ရုံးခန်းနေရပဲမရဲ့ရုံးခန်းကိုသူရှာဘူးတာမို့အေးအေးဆေးဆေးပဲဝင်ပြီးတော့ထိုင်နေလိုက်တယ်မရှိဖိုင်နေတင်ထားတဲ့စင်ပေါ်မှာသူတို့လက်ထက်တုန်းကရှိတ်ထားတဲ့ပုံလေးတင်ထားတာမို့လှမ်းရှုပြီးတော့ကြည့်မိလိုက်တယ်အဲ့ဒီတော့ကသူ့လက်မထဲချင်နေမှခါခါတီးတီးနေရလွယ်လို့ဘသူဖြစ်ဖြစ်နေုံမုံနဲ့စားသဖြင့်သူ့ရှေ့ကျဆက်ဆက်ပြောထားခဲ့တဲ့မတော်သူကမမုန်းရှက်နိုင်မဘလို့ပဲသဘောထားနေထားနေမပိုင်ဆိုင်ကျင်နာမှုအရှာမကလက်ထဲရှူခဲ့တဲ့မသူ့မုန်းခဲ့တာအခုမှမဟုတ်တာမြင်လိုက်ခင်ကမျက်ခုံးတွေလှလှပါပါရှုံသွားတာကြောင့်မမျက်မှောက်ကုန်းလိုက်မယ်သိလိုက်ပါတယ်လက်ထရာဘောပန့်ကိုချလိုက်ပြီးတော့သူ့မခေါ်ပဲခက်ဆူဆူကြည့်နေတာကြောင့်ညနေကျသွေးပြီးတော့မအနာကိုပဲသူကပြေးသွားဖို့ပြင်နေအဲ့ဒီနာမှာရှက်လိုက်စမ်းဒီစကားအတန်တွေကြောင့်နေရာမှာပဲသူခြေစော်ရှက်ပြီးတော့မအောင်ပြက်ကြည့်တယ်သူရှက်လက်ထဲကအရာလေးကိုထားပြလိုက်တော့မဟုတ်ခနဲ့နှာခေါင်းချုပ်ပါတယ်အဲ့ဒါနေမယာနေဖို့ဝဲလာတာမလားဒါမမနဲ့တူတူစားကျင်လို့လေမစားကျင်ဘူးငါ့ကိုလည်းမမလို့လာမခေါ်နဲ့နင်းနဲ့ငါဘာမှမတုံကြာလားမပြောတဲ့စကားတွေကိုသူတကယ်ပဲနားမလည်ခဲ့ပါမမရောတည်တည်ပါတို့မမလို့ခေါ်ရှားမယ်လို့သိခဲ့တယ်ဘူးညခလေးကိုဘာတွေပြောနေရလဲမိုးချုံးတယ်လို့ပဲဒေဒီတန်တဲ့သူရှဲမာမီကကောက်ပေးလိုက်ပြီးတော့ဒေဒီရောမာမီကမမကိုဒေါသထွက်နေကြတယ်မညာပြောလိုက်လို့မစီစိုးနေကြတာလားဒါဆိုဘာမှမတော်ဘူးဆိုတာမဟုတ်ဘူးပေါ့သမီးစားလုံးနေတာကိုဖေသာလာရှုပ်နေတာဒါမမကိုမဟုတ်လာကြွေတာမမလျှော့စားရအောင်လို့ပါသူရှဲပြေကြောင့်ဒေဒီယာဖို့စိတ်တူသွားပြီးမာမြောင်သူ့ကိုပွေးချပြီးတော့အခန်းပြင်ပြေးထွက်လာတယ်ဘာဖြစ်ကြံခဲလဲဆိုတာသူဆက်ပြီးတော့မသိတော့ပါအဲ့ဒီနေ့ညကမအောက်ကိုပဲထမိတ်လာမစားတာကိုသူသတိထားမိတယ်မဆင်းလာမလားလို့အရှင်းရှောင်တော့မတွေ့ရတမီးရဲ့ဘာလို့အဲ့လိုပြောလိုက်တာလဲမသူ့ရဲ့အတန်ထွက်လာတယ်ဆိုပေမဲ့မရှိအတန်ကပြန်မထွက်လာတာကြောင့်တကားတွေကိုအသာဟပြီးတော့ချောင်းကြည့်လိုက်တယ်မဟာမွှေးရှာပေါ်မှာမှောက်ပြီးတော့မတ်သူစိလေပေးသမျှတွေကိုအန်ကျိတ်ခံတယ်မရှိကြောဘမှာလျှော့ခြေထောက်တွေမှာပါအနီရှဲရှဲအရှိုးရှာတွေကအဖြစ်နာရီမတ်သူဖြည်းဖြည်းလှုပ်ပါဆရာလည်းခလေးမထားနိုင်အောင်အထိရှိုက်ရသလားတကယ်ပါပဲအနားမှာရှိနေတဲ့ကြည်သိန်းကပြောလိုက်တော့မစီကစုတန်လေးထွက်လာတယ်ဒေဒီယာဘာဖြစ်လို့မအောင်ရှိုက်တာလဲဖြည်းဖြည်းလှုပ်ပါဆိုသူမနေတိုင်းတော့ပင်အောက်ကိုပြေးစေမိမမီအခန်းထဲကိုပြင်းဝင်နေမမီမမကိုဒေဒီယာရှိုက်လိုက်တာလားယင်မမအော်နေတဲ့နာလိုတွေဟုတ်လားလာပါအောင်တာလီယာမမကိုဘာလို့ရှိုက်တာလဲယင်တာအောင်မချစ်လို့ပေါ့ဒေဒီအတန်ထွက်လာတော့သူလှည့်ကြည့်လိုက်တယ်သူ့မချစ်လို့မအောင်မထားနိုင်အောင်ရှိုက်ခဲ့တာလားလို့အတွေးဝင်တော့မအောင်တနာသွားတယ်နောက်ကျတော့ချစ်လာမှာပေါ့ခုမမကအရှမ်းနာလို့အော်နေတယ်ဆိုပေမဲ့မမတနာပါတယ်တာတနာတယ်ဆိုရင်မမအနာသွားနေလိုက်ပါလားမမကိုရှိုက်အောင်ပါလားမရှိုက်ပါဘူးတာရဲ့ဒါပေမဲ့တာရဲ့မမကအနိုင်ကျင့်ဒေဒီကိုပြောဟုတ်ပြီလားခွင့်ပြုချက်ရတာနဲ့သူဝမ်းသာသွားပြီးတော့မအခန်းထဲပြင်းဝင်လာတော့မွေးရှောက်ပေါ်မှာမှောင်အိတ်နေတဲ့မကခေါင်းထောင်ကြည့်တယ်သူအကြီးတွေကသူရှောင်းလာတာကိုသဘောမကျတဲ့မနေမြို့တော့အကြည့်မျိုးပါနေဘာလာလို့ပြန်ပြီလဲငါ့အထက်ပြီးတော့အဆိုင်ခင်ရအောင်တားကြောင့်မဟုတ်ပါဘူးတားမချင်လို့ဘာအဆိုင်ခင်ရတာဘာစိတ်လိုက်ပဲပါထားလိုက်ပြီးမှမမျက်နှာလေးရှုံးမဲ့ပြီးတော့ပြန်မှောက်အိတ်သွားတယ်မန်းသူနဲ့ကြည်သိန်းတို့အတူရှိတယ်ဆိုပေမဲ့သူမရှိမှုရပေါ်အတင်းတက်ထိုင်ပြီးတော့မားကိုပဲငုတ်တော့ထိုင်ကြည့်နေတယ်တားကြောင့်မဟုတ်ပါဘူးတားမချင်လို့ဘာအဆိုင်ခင်ရတာဘာစိတ်လိုက်မှန်ပါထားလိုက်ပြီးမှမမျက်နှာလေးရှုံးမဲ့ပြီးတော့ပြန်မှောက်အိတ်သွားတယ်မန်းသူနဲ့ကြည်သိန်းတို့အတူရှိရဲဆိုပေမဲ့သူမမှုရပေါ်ကိုအတင်းတက်ထိုင်ပြီးတော့မားကိုပဲငုတ်တော့ထိုင်ကြည့်နေလိုက်တယ်ကြည့်ပါအောင်မသူဘလောက်ပဲရိုင်းဆိုင်တလဲလို့သူများအိတ်ရှာပေါ်ကိုတာမမနဲ့အိမ်မှာသူရှယ်စကားတွေကြောင့်မမျိုးလုံးပြေးသွားပြီးညင်းဆက်နာကခါခါတီးတီးပါမအိမ်နဲ့ပြန်ငါမသူနဲ့ပဲအိမ်မှာနင်းအမေနဲ့နင်းသွားအိတ်တာအောင်ကိုလိုက်ပါနော်ငိုးပေါ်အစုပ်ပလုတ်ကောက်ရဲ့
ကဲပါသမီးရဲ့ဆရာစိတ်ဆိုးလို့ထပ်ပြီးတော့ရှိုင်းနေပါအောင်မယ်ခဏပဲနေခမ်းလိုက်ပါသူအိမ်မှာကြည့်ချင်းပြန်ပို့လိုက်မယ်မပြန်ဘူးတာမမနဲ့ပဲနေမှာကျေကက်ကန့်ပြောပြီးတော့မှောင်လျက်ရှိတဲ့မာရှယ်အနားမှာကပ်ပြီးတော့အိတ်လိုက်တယ်ဒီရှဲခါမှာမကမျက်စောထုတ်တုတ်ပြန်ပြီးတော့ဘာမှထပ်မပြောတော့သူအိပ်ပျော်သွားပြီးမအခန်းထဲမှာပဲသူအိပ်ပျော်သွားခဲ့တယ်စားတွေ့ကြရမရှောင်ပေခဲ့တဲ့သူပါသူအားသာမရှောင်မကကတ်တဲ့နေခဲ့တဲ့သူပဲဖြစ်ပါတယ်လွမ်းနေမိမိမအခန်းရှိကိုရောက်တော့မအတန်တူတူလေးကြားလိုက်ပြီးအခန်းတကားကိုအသာဟပြီးတော့ချောင်းကြည့်တယ်မအိမ်နေရှင်ကတန်ဝမ်ဆန်နဲ့မှတ်တင်ကုံပေါ်မှာတပုတ်တပုံကိုကြည့်ရှင်စကားပြောနေတယ်ဒေဒီနားအိတ်တာပြုတ်လိုက်ပြီလေသူ့အရှင်ကအချစ်ဦးဆိုလာပဲမူညမိတွင်းနဲ့အတူတူနေရတယ်သူမတယောက်တည်းရှိနေလို့ပြောကြည့်အောင်ပြောပြီးအရှုံးမလေးတရုပ်လိုပဲကောင်းဖီးပေးနေတယ်ဒီအရှုပ်ကလေးကိုလူတယောက်လိုစကားပြောနေကြကိုသူ့အတွက်ထူးဆန်းနေဖုံပြောနေတယ်လို့ထင်ကြတာသူ့မလည်းတားလေးတယောက်ပါလာတယ်လေသမီးလေးသူတို့သားအမိကိုကြည့်လို့ကိုမရဘူးမမေဒေဒီယာသူတို့သားအမိရှောင်းလာမှမိုးညပြစ်ထားသလိုပဲဟိုကောင်လေးကိုအရှမ်းအရှိပေးတာပဲသူအခန်းထဲဝင်သွားလိုက်ပြီးတော့ဒီအရှုပ်ကလေးနားကိုကပ်ပြီးမမေတာမမကိုချစ်တယ်လန့်သွားပြီးတော့အရှုပ်ကလေးကိုပဲသူနဲ့ဝေးရစီကိုလွှဲကင်လိုက်တယ်ဟဲ့ဂျာနေအမေမဟုတ်ဘူးထွက်သွားစမ်းမရှဲမမေနဲ့ဖုံပြောနေရမလားနင့်ကိုထပ်သွားလို့ပြောနေရလေအရှာအဆိုင်ရှက်မသွားဘူးလို့တားလေးပြောချင်တယ်သူဒီအရှုပ်ကလေးကိုပဲဖုံးမထင်ပြီးတော့အတိတ်လူးရှူတဲ့ခါမှာကလည်းအတိတ်ပြန်လူးတာမို့အရှုံးမလေးကခေါင်းတချားကိုတချားပြုတ်ထွက်ခြင်းကိုရှောက်သွားတယ်အိုးသွားပါပြီမမေအရှုပ်ကလေးမဟာသွေးယူသွေးတန်တဲ့တကူးစီဖြစ်သွားတဲ့ဒီအရှုပ်ကလေးကိုပဲလိုက်ကောက်ရင်သူ့ကိုဆူဆူကြီးမောကြည့်တယ်နေထွက်သွားနေရငါအတွက်ဂျိုးကောင်းမေမနေထုတ်သားအမိကိုမြင်ရတာအော်နှလုံးနာလုံးလို့ရှုံလုံးလို့အခုချက်ချင်းထွက်သွားဆိုသွားစမ်းသူပေကဲရှမ်းနေတာမို့သူ့ကိုကြုံအဖြစ်တန်းပြင်ပေါ်ကိုလက်ထောက်လေးကျသွားတယ်အမလေးငါသားလေးမမီဟာအသေးအတန်ပြေးတက်လာပြီးတော့လှေးနေတဲ့သူကိုပွေချီကကိုကြည့်တဲ့အကြည့်တွေကမုံတီးစွာပါကလည်းတင်းမာခဲတဲ့စွာနဲ့သူတို့သားအမိကိုကြည့်နေတာကအရွှေနေမှမလိုက်မမီသူ့ကိုပဲအောက်ထည့်ပြန်ခေါ်လာပြီးဒီနောက်မှာတော့အခန်းထဲကထွက်ခွင့်မရတော့ပါဒေဒီပြေးရောက်လာတော့မှထွက်ခွင့်ရပြီးအိမ်ခန်းထဲမှာဒူထောင်လေးရဲ့တွေ့ရတယ်3 နာရီပြည့်တဲ့အထိထိုင်နေအဲ့ဒါကိုချက်အငယ်ကိုလက်ပါလို့အဖြစ်ပေးတာဒါဆိုတမီအရှုပ်ကလေးပြည့်စည်သွားတာကရှောင်းနောက်ထပ်10 ရှုပ်လောက်ပြန်ဝယ်ပေးမယ်မိုးညကြာဖို့မရှိတဲ့ပစ္စည်းတစ်ခုအတွက်ခက်လို့တွန့်ပြရလားဒူးချောင်းနေမှာမျက်ရှိကျလာတယ်ဆိုပေမဲ့ညနာကတော့တင်းမာနေစေပါဒီအရှုပ်လေးဟာရှင်းမေမဆုံးခင်ကဝယ်ပေးခဲ့တဲ့အရှုပ်ကလေးမဲ့သူနောက်မှသိလိုက်ရတဲ့အခါဒေဒီကိုမေးကြည့်ချင်ပါတယ်ဒီအရှုပ်ကလေးကိုနောက်ထပ်10 လောက်ထပ်ဝယ်ပေးမယ်ဆိုရင်တော့မအတွက်ကတံပိုးဖြစ်နိုင်ရှဲလားလို့ Happy birthday ဒီနေ့ကလေးတနေ့ကအခန်းတကာပိတ်ထားတာမို့ထွက်လာတော့သူအပြေးသွားပြီးလက်ဆောင်ပေးမိခြင်းမှာမျက်လုံးတွေကပြူးကျဲသွားပြီးသူ့အကြာကြီးငုံကြည့်နေတာမို့ဦးကြောင်ကြောင်ဖြစ်သွားလို့ကိုပဲပြန်မော့ကြည့်တယ်အသက်ရှင်နေဆိုတဲ့အရွယ်ကရှယ်မျက်လုံးတွေအမှုရှောင်တွေကိုအကေခန်းနိုင်စွမ်းမရှိသေးခဲ့ပါဒီနေ့ရှယ်မွေးနေလို့နေကိုဘသူကပြောတာလဲမတ်သူကကောက်ကပြစ်လိုက်ပြီးတော့လက်စာဘူးကိုသူပဲပြန်ပြီးတော့တွန်းပြစ်တယ်မတ်သူကရှောင်ပြောနေတာရှယ်မွေးနေရဘယ်နေ့မှမသိဘူးဒါကရောပါလေပြန်ယူသွားသူရှယ်လက်စာကဟိုတရကပြက်စီသွားတဲ့ရှယ်အရှုပ်အတိုင်းမရှာမကရှာဝေထားခြင်းဖြစ်ပါတယ်အော်သွားအောင်လို့ကြံစီထားခြင်းဒီလက်စာကိုအဖြစ်မနေရှူစေခြင်းခဲ့တာမရှူခြင်းပါဘူးရှယ်မွေးနေမှုပြီးတာပါဆိုရှယ်မွေးနေမဟုတ်ဘူးလို့မျိုးငါဘယ်နှခါပြောရမလဲငါနဲ့ဝေးမှနေစမ်းမကောင်းဆိုပါလေရဲ့ဒီအချိန်မှာဒေဒီအိတ်ထဲဝင်လာတာကိုတွေ့လိုက်ရတော့သူပြောသွားတယ်သူရှဲအကြံစီဟာမရှူခြင်းနဲ့ဒီမွေးနေလက်စာကိုဒေဒီကနေတဆင့်ပေးခိုင်းရှာမယ်လို့ဒေဒီမွေးနေလက်စာမရှိဘူးဒီနေ့မွေးနေမဟုတ်ဘူးတဲ့အဲ့ဒါဒေဒီကိုပဲတိုက်တွန်းမဲ့စကားတွေမပြောခင်မှာဒေဒီမျက်နှာကအရှုပ်ချင်းပြောင်းလဲသွားပြီးမိုးညဒေဒီရဲ့တန်ကြောင့်သူလမ်းဖြတ်သွားပြီးတော့ရှင်းဆက်ပြီးစကားတန်ကမထွန်းတော့သလိုလည်းမျက်နှာထားတင်းနေပြီးတော့စူပုတ်သွားတယ်ဒေဒီယာနှီးဆက်ရှာကြုံမေးတချောင်းကိုဆွဲယူလိုက်ပြီးနှစ်ချက်လောက်ဆင်းရိုက်ပြီးတော့သူကြောင်သွားတယ်
နေဒီကလေးကိုညှိုးနေစရာဘာအကြောင်းမှမရှိဘူးသိရလားမိစ္ဆာမရံပဲရှာကျင်နေတဲ့မိစ္ဆာမသမီးမရှူကျင်လို့မရှူကျင်ဘူးလို့ပြောတာဘာအဖြစ်ရှိလို့လဲခလေးကပင်ယူလိုက်ပါလားမရှူဘူးသူ့ကိုရှောသူ့အမေကိုရှောမုံလို့မျက်နှာတောင်းမှမကြည့်ကျင်ဘူးမနေ့တနေ့ရပဲမအရှုပ်ကလေးကိုဖျက်ဆီးမိရနဲ့ပတ်သက်ပြီးမအပြေပေးခံထားရှာတော့ကလည်းကြည်သိန်းကဆုံးမခဲ့တဲ့ဒီအချိန်ကလည်းမသူ့ကိုရှောမမီးကိုပါအကြည့်မရှာဘူးလို့ပြောခဲ့တယ်သမီးရဲ့အဖေအားဒီလောက်ရှာနေတာကိုဂလန်ကဆန်တွေမလုပ်ပဲအေးအေးစစ်စစ်နေပါလားဟိုကလေးလေးနဲ့အစဉ်ပြေသလိုပြောဆိုဆက်ဆံလိုက်ပေါ့မဆက်ဆံကြပါဘူးသမီးမှကြည့်လို့မရှာပဲမကလည်းတဆူတော့ခေါင်းမှတက်တဲ့သူမို့ဘလို့ပဲပုံကြောက်ရှာရှာသူ့ကိုဆိုရင်ဘယ်တော့မှအမြင်ကြည့်သူမဟုတ်သူကလည်းမဖြစ်နေပါတယ်မကလည်းမကြင်မနှက်စိတ်အရွှဲတိုက်တဲ့စိတ်နဲ့သူ့ပဲအရှိမလို့တဲ့အခါတိုင်းမှာဒက်ဒီရဲ့ဆုံးမခြင်းကိုသာလူးလိုက်ပြီးတော့ခံနေရှာတယ်ကြတော့ဒက်ဒီတစ်ခါရိုက်တိုင်းသူမအပေါ်မှာတစားပို့ပြီးတော့ဘုံလာတလို့လို့ခံစားရှာတယ်ဒက်ဒီမမကိုမဆိုင်ပါနဲ့တော့မရှိကသူကပြီးရှလိုက်တော့ကြုံမင်းဟာသူရှက်ခေါက်ဆိုင်မိပြီးတော့ကြောက်ကော့ခနေဖြစ်သွားတယ်ဒက်ဒီပို့ပြီးတော့ဒေါတာဖြစ်သွားတယ်လို့မို့မအောင်ကြည့်ပြီးတော့မတနာတယ်လို့နဲ့မြည်ရှိမကြပဲအကျိတ်ထားတယ်အေကန်မင်းဖေဆန်တာရဲ့လက်ဆောင်မမကိုယူစေချင်လို့ပြောတာပါမမရှိုင်းစေချင်လို့မဟုတ်ဘူးသူရှယ်စကားတွေကြောင့်ဒေဒီယာညှိတက်သွားပြီးတော့မအောင်ကြည့်ပြီးတော့မအန်ကျိတ်ထားတဲ့ဘသူကိုမှမကြည့်လက်ဆောင်ဘူးလေးကိုထပ်တူပေးလိုက်တယ်မရှိစူးစူးရှဲရှဲအကြည့်တွေကိုနားမလည်ဘူးဆိုပေမဲ့သူရှယ်စိတ်ထဲမှာတော့မအောင်ကောက်ွယ်နိုင်ပြီလို့တွေးမိသွားတယ်အေကန်ဖဲဒေဒီသားမမနဲ့စကားပြောမလို့မသူ့ရဲ့လက်ဆောင်ဘူးကိုမရှိပဲတွန်းဖက်ပြီးတော့စက်ကနေထပြေးပြီးအခန်းတကားကိုပဲဆွဲပိတ်လိုက်ပြီးဂျင်းကနေမြည်သွားတယ်ယောက်ျားလေးဖြစ်တဲ့သူ့တော်မှဒီလောက်နာခဲ့မယ်ဆိုရင်မဆိုဘလောက်ကြောင်နှားလိုက်မလဲလက်ဆောင်ဘူးလေးကိုသူကပြန်ရှူလာခဲ့ပြီးမအောင်လည်းမပေးဖြစ်တော့ပါဟဲ့ညနေရောက်တော့မကအခန်းဝရှောင်းလာတော့သူလည်းအံ့ဩပြီးတော့ပျော်လင်းပြော့သွားတယ်မလက်ဆောင်လာရှူရလားမဟုတ်ဘူးခက်တိပြန်ပြေးလိုက်တဲ့မာရှယ်မျက်နှာကြောင့်သူရှိမောနေရကရှက်သွားတယ်မဟာအရှင်ကသူ့အခန်းရှိတော်မှဖြစ်မလျှောက်ပါပဲအခုတော့သူ့အခန်းထဲထိဝင်လာတယ်တအားနာနေသလားပြစမ်းမနာပါဘူးတားရှောက်ကြားလေးပါရှာရှည်လိုက်တာပြဆိုပြစမ်းဟိုဘက်လက်မာတော့ပဲဆွလက်ဆွဲပြီးအင်ကြီးကိုပဲဆွဲလံပြစ်ပြီးတော့ကြမွေးဆောင်မိထားတဲ့တင်ရဘော်ကိုစေလင်ပေးပါတယ်မလိုပေးတာညင်ညင်တသားဆိုပေမဲ့မလိုပေးတာကညင်ညင်တသားဆိုပေမဲ့နည်းနည်းဆက်သွားတာကြောင့်သူအတန်အကျဲကြီးထပ်ပြီးတော့អောင်းလိုက်တယ်။တားလေမမီဟာသူ့ရဲ့အခန်းထဲကိုချက်ချင်းရှောင်းလာပြီးမအောင်တွန့်ပြလိုက်လို့မထိုင်လျက်အနောက်ကိုပြန်လဲကျသွားတယ်။မမီဟာသူ့ကိုပဲသိမ့်ပွေထားလိုက်ပြီးမအောင်အကြည့်စိမ့်စိမ့်နေနဲ့ကြည့်ပြီးတော့ညီငါသားလို့ဘာလုပ်နေရလဲမိုးညောင်ငါသားနှိမ့်ဆက်လို့မဝသေးဘူးလားမဟုတ်ပါဘူးမမီရဲ့မမကမာရှယ်မျက်နှာကချက်ချင်းမှပြောင်းလဲသွားပြီးလေစေဘူးလေးကိုပဲကြံပြစ်ပေါ်မှာခွန်းကနေပေါက်ဖဲပြစ်လိုက်ပြီးတော့သူ့အခန်းထဲကပြန်ထွက်သွားတယ်။မာမီဟာသူ့ဖတ်ထားရှာကမာလွှင်ပြင်းပေါက်ခွဲခဲ့တဲ့လေစေဘူးလေးကိုလှမ်းကြည့်ရှင်။တောက်စိမ့်တာလိမ့်ပြီးတာပါ။မာမီကမျက်လုံးပြူသွားတယ်။သူကတော့မာစိမကဖြစ်သွားမှာကိုတွေးပြီးတော့ပူနေပါတယ်။တာအတွက်သူအတွက်ဆိုပြီးတော့ခေါင်းထောင်ကြည့်ပြီးတော့ဒေဒီကချောကလက်မုတ်တွေကိုထောင်ပြတာမို့ပျော်သွားမိပြီးဒေဒီစီပြေးသွားတယ်။သူတွေဆိုတဲ့ချောကလက်တွေကအများကြီးပဲမို့တပွေတပိုင်းနဲ့ပျော်နေတော့မှမအဖော်တက်ကနေဆင်းလာတာကိုတွေ့လိုက်ရှာတယ်။ကြော်ပွားရီတစ်လုံးနဲ့သူရှင်သွားဖို့ပြန်ချပုံကိုသူရှောတက်ဒီပါတစ်ချက်လှမ်းကြည့်တယ်။မိုးညပဲလေသူရှင်သွားမလို့တဲ့ဒီမှာချောကလက်မုတ်တွေအများကြီးပါတယ်လာရှု။သမီးမကြိုက်ဘူး။မကောင်းလေးပါခါပြီးတော့ညှင်းဆန်နေရှစ်တန်းရှောင်းနေပြီဖြစ်တဲ့မာကအပြူပေါင်းလေးဖြစ်နေပြီမို့ဒီအချိန်အားစပြီးတော့မာကအမြင်လှနေခဲ့ပါတယ်။အဲ့ဒါဆိုဒီမှာဒူနာဆန်ဝစ်ပါတယ်။ကျုံတိုင်ဖန်နလေးစီးနေတဲ့မာရှယ်လက်တွေကရှက်သွားပြီးတော့ဒေဒီကိုမှောကြည့်လာတာကတန်းတော်ပါ။ချက်ချင်းလိုမျက်ရှိဝင်လာတယ်ဆိုပေမဲ့မာထုံးဆက်အတိုင်းအန်ကျဖုံးခွင့်လိုက်ပြီးဖနက်စီးချင်းကိုပြန်ပြီးတော့အာရှုံပို့တယ်။ဘာဖြစ်လို့လဲမစားကြဘူးလား။မစားကြတာဘာလို့သမီးတူနာစားမိတာအလဲဂျစ်ဖြစ်တဲ့ဒင်းစရာကိုဒက်ဒီမေ့သွားတာအန်အော်မီလိုပါ
ဒေဒီမျက်နှာပြတ်သွားတယ်ဆိုပေမဲ့မာတော့အေးဆက်ထုံပေနေတဲ့မျက်နှာနဲ့ဖက်စီပြီးတော့ထားရှက်တယ်အရွှဲတိုက်ပြီးတော့စားပြစ်ခြင်းလဲဆိုပေမဲ့စီးထက်ပေမဲ့သူမရှိတော့မစားတော့ပါဘူးဝေလာပေးတာကျေးဇူးပါမာကောင်းလေးညှိုးပြပြီးတော့အိမ်အားကစပိန်လေးကိုထုတ်ပြီးချမ်းဝါရှောက်တဲ့ထိတွန်းသွားတာကိုတမိတ်တမောလှိုင်းကြည့်တယ်မာအရှိတ်ကလေးပျောက်သွားမှမာနဲ့မတည့်ဘူးဆိုရင်တူနာတွေကိုငုံကြည့်ပြီးတော့ဝေဝေးကိုတွန်းဖို့ပြင်လိုက်တယ်မာမကြိုက်ရင်သူ့အတွက်ကမလူတော့ပါဘူးနေရှမ်းဖြစ်လာတယ်ဆိုစရန်တက်နေပြီဖြစ်တဲ့မာကသူ့အခန်းရှိသည့်ဂယုတဆိုင်လာမိတာကြောင့်အခန်းတီကတော့မှလှမ်းကြည့်ရတယ်မာသူနဲ့၃နှစ်သာကွာတာမို့ခုနှစ်တန်းရှောင်းနေပြီဖြစ်တဲ့အရှမ်းရှိလာတဲ့သူကိုမာမောကြည့်နေရှာတယ်ဘသူကပြောလဲဘသူကပဲပြောပေါ့ကြာစမ်းဘယ်ရီထိခိုက်မိသွားလဲဆိုတာကြည့်ရအောင်မာလက်ကလေးလှမ်းလာတော့သူရှောင်ပြစ်လိုက်တဲ့ခေါင်းခါဖြစ်တယ်ဘာမှမဖြစ်ပါဘူးဒီကောင်တွေလိုက်စားလို့ဆွဲပြီးတော့ထိုးလိုက်တာလိုက်စားတိုင်းထိုးခဲ့စီရလားအေကန်နေတခုခုဖြစ်လာရင်ငါ့ကိုပဲအဆူခံရတာနော်သူတို့ကရှောက်ဖနဲ့လိုက်ခေါ်တာကိုတခါရင်အသေးထိုးခဲ့လိုက်ရမှာကြည်စံပြောနေရှင်းတဲ့ကိုမားလည်းမမိမကန်သူ့ပဲနေရှင်တစ်ချက်လှမ်းအုပ်တယ်ဒါပေမဲ့ခြိုက်ုံသား၆တဲ့ဆိုတာကိုသူသိနေတာမို့မားစူပုတ်ပုတ်ပြန်ကြည့်ပါတယ်ကြားမှာပေါ်ပူလာဖြစ်နေတဲ့မားကိုကြိုက်နေလိုက်နေတဲ့ကောင်းနေရမနေမနှောသူဘာမှမပြောလို့ရှောက်ဖားလို့ခေါ်ပြီးအခန်းတက်လာတဲ့ကောင်းကိုတော့အိမ်သားဘက်မှာပဲနေနဲ့ရှိုက်ခဲ့တဲ့အတွက်ရှုံကန်းကိုလည်းရှောက်ခဲ့ပြီးပါပြီတကြားလုံးလည်းသီးကုန်ပြီးမှုအေကန်တက်စာဟာခန်းဆူဆူကြစ်ကကန်ကြောင်သားတယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်ပြောလိုက်လေမူညာငါအမမဟုတ်ဘူးလို့ဒက်ဒီဘက်ကပါတာပါလို့မမနင်းနဲ့ငါဘာမှမတော်ဆက်ဘူးအေကန်အဲ့ဒီတော့ငါအတွက်ရံမဖြစ်ပါနဲ့မမဘာလို့အဲ့လိုမျိုးမတော်ဆက်ဘူးလို့ခဏပြောတဲ့နိုင်ရှာလာလေကျွန်တော်ကနေကအန်တီဖြူရဲ့သားငါဒက်ဒီရဲ့သမီးနင်းနဲ့ငါဘက်မှာတော်ဆက်မှုရှိလို့လဲငါအဖေနဲ့နေမေလက်ထက်လိုက်လို့နေကငါရှဲမှာဖြတ်သွားလျှော့လား sorry ပဲအေကန်ငါတူဦးသေးတော်သမီးငါနဲ့မပတ်သက်ချင်စမ်းပါနဲ့ငါရဲ့ဒီစကားတွေကိုပြောသွားတာကနည်းနည်းလေးမှအကြည့်မလွဲတယ်လို့အေးစဲမှာကြော်တဲ့မျက်နှာကလည်းလူညံမှုတွေကမရှိပါသူများအတီးအေးစဲနေတဲ့မာကိုဒီအချိန်ကလေးကရှင်ထဲမှာနှင်းနေအောင်သူကချစ်ခဲ့မိတယ်မဟာသူ့ရဲ့အတွက်သာဖြစ်ရမယ်ဆိုပြီးမကြိုက်တဲ့စိတ်သားခဲ့ဝင်လာတယ်မအေးခင်စားလိုက်အောင်နော်လက်ထပ်ပြီးခဲ့တယ်ဆိုပေမဲ့မဘကသူ့တုံ့ပြန်ပုံကထူများတာဖြစ်ပါတယ်တခါတလေမှမကြားကြည့်အောင်စောင်းတာမျိုးလည်းရှိပြီးတခါတလေမှစိတ်ဆိုးမယ်ဆိုရင်အေးသာပြန်ပြေတက်တာမျိုးပါအကင်ဘူးလေးကိုပဲစွဲပုံမှာချထားပြီးခဲ့တယ်ဆိုပေမဲ့သူရှေ့ကျအခွင့်အစားလဲပြီးကြမ်းချောင်းလာတဲ့ဒီမထီးရသေးတော့မဟာသူစိတ်တူလာတယ်စားလေမရှင်းတို့ကန်နာအထိထိုးပြလိုက်တော့မာကဘာမှမပြောပဲစားလိုက်တယ်ဒီအခါမှအစာဘက်ကိုပဲအာရှုံရှာသွားတဲ့ပုံနဲ့အကင်တွေဆက်ပြီးတော့စားနေတာမို့သူကြည်နူးသွားပါတယ်အလုပ်တွေများနေလို့လားနည်းနည်းပါပြန်စီးဖို့ပဲလိုတာကျွန်တော်ကုလုပ်ပေးရအောင်မလားရှားတယ်စားနေရှင်နဲ့ကွန်ပျူတာကိုလှမ်းကြည့်နေသေးတာမို့သူကွန်ပျူတာကိုလှမ်းပိတ်ပြီးတော့သူ့ဘက်ကဆွဲယူလိုက်တယ်မာရှယ်မျက်နှာလေးကအလူမကျစွာနဲ့မွန်းလာတော့မသိသလိုလှုပ်ပြီးတော့အကင်တွေကိုပဲစားနေလိုက်တယ်ငါအလှုပ်လှုပ်နေတာအောင်နော်စားပြီးမှလှုပ်ပါတော်ပြီမစားဘူးအလုတ်ကအရှိကြီးနေတာမာကလေးလို့လှုပ်နေတာကိုကြည့်ပြီးဂျက်ကကပြုံပြီးတော့သူ့ကွန်ပျူတာကိုပြန်ပေးလိုက်တယ်မာကွန်ပျူတာပြန်ဖွင့်ပြီးတော့အလုတ်ပြန်လုပ်နေတော့အကင်ကိုအချင်းရဲ့ဆန်းတခုချင်းစီခွန်ကျွေးနေမိတယ်မာကလည်းအလုတ်မပြတ်သူလည်းစားစီခြင်းနဲ့အကင်တွေစားနေတော့သူတို့နှစ်ယောက်စလုံးအတွင်းအဆင်ပြေပါတယ်ညမှာတငယ်ချင်းတွေနဲ့ချိန်ထားတယ်ခဏသွားမယ်နော်မားစီကဂယုဆိုင်တဲ့မေကွန်တစ်ခုခုများထွက်လာမလားလို့မျှော်လင့်မိပေမဲ့မာကောင်းတာညှိပြပြီးတော့နှုတ်ဆက်နေတယ်ဘဲလဲလို့မမေးဘူးလားဘီယာဆိုင်ပေးမလားရေးစရာတော့မလိုဘူးနေတို့ခလေးလည်းမဟုတ်တော့ပဲနဲ့အဲ့ဒီကိုသွားဟိုငေးတင်ငေးဘာဖြစ်လဲကွာဘာမှမဖြစ်ဘူးအလကားသွားတာမဟုတ်ဘူးခမည်းနဲ့ပတ်သက်လာမယ်ဆိုရင်စိတ်ညစ်စရာတွေကြီးပဲမို့လို့စိတ်သွားဖြေတာအရွှဲကြိုက်ပြီးဖြေလိုက်ပေမဲ့မာတော့အစီလေးတစ်ချက်တောင်မှရှုံးမလာခဲ့ပါငါတနာရှောက်မှာလားနေကိုလက်မထက်ချင်တာမဲ့နေသိတာပဲပါသူဒေါသဖြစ်သွားပြီးတော့မောက်အဆူဆိုင်ကြည့်ရင်ဒီမိမရဲ့ရှင်ဘတ်သေးမှာအသေးနှလုံးကိုပါရောပါခဲ့ရင်လားဒါမှမဟုတ်
ဟိုတကုန်းဆိုတဲ့ကောင်စီမှာပဲကြံခဲ့တလားဆိုတာသူမသိတော့ပါအတွင်းထဲတည်းပဲသူကရှိုင်းဆိုင်ကျင်လာတယ်မအနာကနေလှည့်ထွက်ခဲ့တယ်သူရှင်ထဲမှာမိုးကျက်လာလို့တခုခုပဲပါကွဲဖြက်စီးပြည့်ရန်ကစိတ်ပြေကြောမှနေရာကိုလက်သီးနဲ့ဆင့်ပြီးတော့ဆင့်ကထိုးပြလိုက်တယ်မလှည့်ကြည့်လာတဲ့စိုးရိမ်ထိတ်လန့်သွားသလိုဖြစ်တယ်ဆိုပေမဲ့စကားတကုန်းမှထွက်မလာခဲ့ပါမကျွန်တော်ဒေါသမစွာနဲ့နော်ဘာလို့အဲ့လိုတွေပဲပြောနေရလဲမရှောင်မကရှူခဲ့တာကိုပဲအပြည့်ကြီးကျွန်းတော်ထားတဲ့အတိုင်းပဲကျွန်တော်ချစ်တာမသိဘူးလားသူရှင်လက်စစ်တွေပေါက်ပြဲသွားတော့ကိုပဲငုံစိတ်ရှင်မရှင်မျက်နှာကဖြူဖြော့သွားတော့သူ့ကိုကြောက်တာလားသွေးဆုပ်လာတာကိုကြောက်တာလားလို့တွေးမိတယ်အဲ့ဒီမျက်နှာဘာဖြစ်တာလဲနေတောင်နေသေးရဲ့လို့ထပ်ပြောချင်တာလားမအကြီးတွေသူ့စီရှောင်လာတယ်မပြောင်းလဲတော့အေးစတဲ့အကြီးတွေမို့သူအန်ကျက်ပြီးတော့လှန်ထွက်လာခဲ့တယ်မချင်မသိပေမဲ့အတူနေခဲ့တဲ့တန်ရောစင်ကြောင့်ဖြစ်ဖြစ်အခြားတစ်ခုကြောင့်ဖြစ်ဖြစ်မားစီယာဒူးညံ့မှုနဲ့မာရှင်အပြုံးလေးတွေရင်ရှားလေမလားဆိုပြီးတော့မျောလေးမိတာကသူ့ရှက်အပြက်လားမားနဲ့ပတ်သက်လာတိုင်းသူအမြဲပြောညံ့ခဲ့ရတာကြီးပဲမားသာသူ့ပေါ်မှာအစွန်းဆုံးထိရှက်ဆက်နိုင်ခဲ့တဲ့သူပါသူတို့အုပ်စုခြံထဲမှာထိုင်ပြီးတော့ဂီတာတီးနေကြတော့သူရှမ်းပြန်လာတဲ့မားကိုအားလုံးကလှမ်းတွေ့လိုက်ကြတယ်စရင်ကျောင်းသူဖြစ်တဲ့မားကတနက်ကားပကွဲကြာလေးနဲ့ပဲဖြစ်ပြီးပခုံးပေါ်မှာရှိတဲ့စပင်တွေကဖဲပွေကလေးလေးနဲ့လှနေပါတယ်မမြင်လိုက်ခရီးအကြည့်မလွဲနိုင်ပဲစူးစူးဆက်ဆက်လိုက်ကြည့်နေမိတယ်ဘယ်အချိန်ပဲတွေးလိုက်မတွေးတိုင်းမှာသူကအမောပြေတယ်အေကန်မင်းမတော်တော်လှတယ်နော်ဇေယျရဲ့ရည်တဲ့စကားတွေကြောင့်ဒါကနေဒေါသဖြစ်ပြီးတော့ဇေယျကိုပဲရှူတူတူလိုက်ကြည့်တယ်ဟဲ့ကောင်မင်းစကားပြောတာစင်ကြင်ပြောသူကရှူရှာထားပြတော့တအုပ်စုလုံးကထားရှိကြပြီးစိတ်တူတူနဲ့ဓာတ်ကိုပဲဒုက္ခနဲ့ထူးပြလိုက်တယ်မေခသူရှက်ပခုံးကိုလှမ်းဖက်လိုက်ပြီးမင်းရဲ့ပုံစံကြီးဒီလောက်သိတာနေတာကိုကငါတို့ကမရှိမိပဲနေမလားလို့ပြောပြီးသူနည်းနည်းတော့ရှုပ်ထုရှန်တန်ဖြစ်သွားတယ်သူရှက်ပုံစံကအလောက်ထိသိတာနေရလားတခြားကောက်နေရလဲသူအဖြစ်ကိုသိနေဟန်နဲ့ပြုံးစစ်စီပါဒါပေမဲ့ဆယ်ရန်ကတကွန်းဆိုတဲ့ကောက်ကိုတော့တတိထားရမယ်အဲ့ဒီကပိုးတာကတမာတိဘူးကစောင်းမင်းကျင်လာလို့ဘာလို့နဲ့မမကရောမင်းရဲ့မမကတော့ဘာတိမှလဲဒီအတိုင်းအလိုက်တဲ့မော့အဲ့ဒီပဲလက်ဦးသွားမယ်ဆိုတော့မင်းတော့ဆွေးပြီနော်ဟင်အောင်ဒီစကားမျိုးကိုကြားတိုင်းမအောင်ပဲရှားယူပိုင်ဆိုင်လို့ခြင်းစိတ်ကပြင်းပြဖြစ်လာတယ်ဒါပေမဲ့စာကျိုးစားတဲ့မမကဘာကိုမှဂရုမစိုက်ဒါလည်းသိကြတာမို့တကုန်းဆိုတဲ့လူကိုတော့သူတို့တအုပ်စုလုံးသိပါတယ်ခက်ကြောရုပ်ကဖြောက်စော်ကြီးပဲမိန်းကလေးတော်များများစိတ်ဝင်စားကြတယ်ဒီလိုကောင်းတဲ့သူကအရှင်နိုင်ပါမလားမားဆိုရဲ့အမျိုးသမီးလေးကလည်းသူနဲ့မမရလွယ်လို့ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြောင်းပေါင်းတင်တဲ့သူဖြစ်ပါမလားကွာမအောင်ကမပြောရှင်းဘူးကွာမမငါ့ကိုပဲစိတ်ဆိုးမှသိရတိုင်းမင်းကလည်းမင်းမကိုယ်တိုင်ပဲပြောတာလေမင်းတို့ပဲဘာမှမတော်ပါဘူးဆိုအဲ့ကြတော့အဲ့ဒါပေါ့ကွာဒါပေမဲ့မပြောရဘူးကွာအခုတောင်မှကြည့်မရတဲ့တဲ့ဖွင့်ပြောလိုက်လို့မျက်နှာချင်းတောင်မှမဆလိုက်ရပဲငါတော့ငိုတုံမေ့သွားအောင်ပဲဒီလိုလဲမတွေးနေဘူးဟာအကောင်ဘက်ကတွေးမယ်ဆိုရင်မမမူညာမင်းပေါ်မှာတန်ရုံးစင်တော့ရှိကြပါတယ်မေရှန်ဖြစ်တာသူခမရှောက်ရှောက်လာတာအေးလေပါဇက်ကတော့အေးဆက်နေတာပဲဒါပေမဲ့အမြင်ကြည့်အောင်အေကန်ရသူရှယ်စိတ်မပူရှင်ဘယ်ရှောင်းလာလိမ့်မလဲမားနဲ့ပတ်သက်လာမယ်ဆိုရင်သူကအကယ်တရားလိုပါမှမသိမမြင်နိုင်အလောကအကြံပေးဝိုင်းမြောက်ကြတဲ့တိုင်အောင်သူမစွန့်စားရှိပါမအသူအလောက်ထိမြင်လို့ခဲ့တာပါကြောင်လန်ထိတ်မှာသူကစောင့်စားနေခဲ့တာကြားပြီးဖြစ်ပြီးခလလကစပိတ်တုံးလာတဲ့တကွန်းစရဲကောက်ကိုတွင်လိုက်ရှာတော့သူထိုင်ရကနေထိုင်ရလိုက်တယ်ဒီဘဲကိုသူလုံးဝကြည့်လို့မရမရှင်အနာကိုပဲကန်လုံးနေတဲ့အပြင်ရှောင်းသားချင်းနားလေတဲ့မျက်လုံးတွေအပြူးမှုတွေဒီအပြူးအမှုတွေကြောင့်မောတခါပြုံလိုက်သူရှယ်ရှင်တင်းမှာစုတချောင်းကနေဝေရှစမြေပါကိုမရှာခဲ့မရှင်ကြည့်ပြလိုက်ရှောင်းမှုတွေရှီမောပြုံးပြော်နေတဲ့မျက်နှာလေးကိုဒီဘက်ကရှာထားတာမို့ဘုံတီချင်းလေးဖြစ်မိတယ်ကျောင်းဝင်းပြင်ပါမရောက်မချင်းဒီကစပိန်တွန်းရှောင်းအောင်မှမို့လမ်းလျှောက်နေရှာတာကြောင့်ရှေ့မှာချီတိုးခံလိုက်တော့တကွန်တယောက်လှေကြတော့မတဲ့ဖြစ်သွားတယ်ဟာ sorry ဗျာပြုံးစီစီပြောလိုက်တော့ဒီအကူကြီးဟာသူ့ကိုပဲခေါင်းကြီးပြတ်ရောက်တာပြပြီးရှေ့ဆက်သွားပြီးနေရာမှာပဲကြံခဲ့ပါရဲ့မမရှဲမှာမို့တမင်အလျှော့ပေးသွားခဲ့တာလားဆိုတော့မသိ
မင်းရဲ့ပုံစံကြည့်ရလဲရှမ်းလူနေတာအသိတာချင်းမင်းကိုပြောတာကကွာမမမူညကိုဖွင့်ပြောခိုင်းတာဟိုဘဲကိုရန်ရှာခိုင်းနေတာမဟုတ်ဘူးမင်းဒီဘဲကိုသာတွားထင်မမမူညရဲ့အကျဉ်းသာအမြင့်ဖြာဒီကောက်စီရှောက်သွားလိမ့်မယ်မင်းခါပြောတာလေဟုတ်နေလို့စိတ်ပြက်လက်ပြက်နဲ့စုပ်တန်းပြစ်လိုက်ပြီးတော့စပင်းတွေကိုခါပြစ်လိုက်တယ်မျက်နှာချင်းဆိုင်ကကျောင်းသူလေးတွေကအတန်နဲ့သူပဲလက်သီးတွေစုပ်ပြီးအော်နေကြလို့ပို့ပြီးတော့စိတ်ပြက်သွားတယ်မအလွယ်ပြီးဘာကိုမှမလို့ကျင်တာမို့ဒီမိန်းကလေးတွေကိုလည်းမမြင်ကျင်ပါကိုလုံးတဲ့အရှာဟာတန်ဖို့အရှိဆုံးပါခြံထဲမှာမရရှိတန်းလေးကြားလိုက်လို့ခေါင်းထောင်လာပြီးပြတဲ့တကားကနေအောက်ကိုပဲငုံကျင်လိုက်တယ်မတကုန်းဆိုတဲ့လူနဲ့အတူထိုင်နေပြီးတင်ချာပိုးစာတွေအကြောင်းပြောပြီးတော့အတူတူတွက်နေကြတာစာလုပ်နေကြဖို့ရှာတယ်စီးစတွေကိုသဘောကျတယ်သူဟာတိကျတဲ့ပို့ပြီးတော့တွေ့ဟာချင်းရတာကောင်းနေတင်ချာထဲမှာထရန်ကိုခန့်ကအခက်အခဲဆုံးပဲဂျားရဲကဟုတ်မဟုတ်တော့မသိဘူးအခုချိန်ထိတော့လွယ်နေတုံးပဲပြီးမှဘာမှလည်းမသိဘူးမရဲ့ရှိတဲ့ကိုခဏခဏကြားနေရတော့သူသိမခံကျင်တော့ပဲအောက်ကိုပဲပြေးဆင်းလာတယ်ရှူရှူရှဲရှဲဖြစ်ပြီးတော့အောက်ကိုရှောင်းလာတော့မမီနဲ့တန်တူပြီးကိုရှင်တောက်လိုက်ရှာတယ်ဘဲလေတောင်တာအပြင်သွားခြင်းလို့မမအောင်ရှာနေတာမမစားလုံးနေရလေတာသွားခြင်းမမီလိုက်ဖို့ပဲမယ်နေပါမမနဲ့ပဲသွားခြင်းလားသူထွက်ပြေးလာတာအမြင်ကလေးကမာရှယ်မျက်နှာတစ်မျိုးပြောင်းသွားပြီးအလိုမကျသလိုမလိုလဲသလိုနဲ့မျက်မှောက်ကုပ်သွားတယ်တကောဆိုတဲ့လူကလည်းဒါကိုပဲတတိထားမိသွားပြီးအနာရှောင်းလာတဲ့သူကိုလှမ်းကြည့်တယ်။ဘာကျွန်တော်အပြင်သွားချိန်လို့တွားလေငါစားလုပ်နေတာမအားသေးဘူး။သူချက်ဒေါသဖြစ်ပြီးတော့လုံရက်လားမကသူ့ကိုဆိုရင်အမြင်တမ်းရင်းဆက်ဖို့ကအစင်သစ်ပါ။တွားလေငါစားလုပ်နေတာမအားသေးဘူး။မာရှယ်အငြင်းစကားတွေကြောင့်သူကြက်ကြံပြုံးလိုက်ပြီးတော့မေးဆက်တယ်။ခဏခဏရှိနေတာအများစားလုပ်တယ်ခေါ်နေသေးရလားခဏထပါမဟုတ်တော့ဝေခြင်းလို့မမျက်နှာလေးကရေကနေဖြစ်သွားပြီးတော့ရှက်သွားတဲ့ပုံရှာပြီးဟိုတရားကိုနှိမ့်ကြည့်တယ်။ရှောက်သားလေးချင်းသိနေတဲ့ပုံစံနဲ့ဒီကိုကြီးကတပြင်းချမ်းလိုက်တာမြင်လိုက်တော့သူစိတ်ကူးတွေကပြောင်းသွားတယ်။အကိုခဏလိုက်ခဲ့ပေးပါလား။မခေါ်နေရတာအမရှိလို့ပြီးတော့ရှောက်ကြလေးကိစ္စမို့လေ။တကောင်ကညရခတ်သွားဟန်နဲ့ခေါင်းတစ်ချက်ကုတ်ပြီးတော့မအောင်ပြန်ကြည့်တော့မမသိမသာခေါင်းခါပြတယ်။မဘာလို့ခေါင်းခါပြနေရလဲပြောတာမမလိုက်ခဲ့ဖို့လည်းအဆင်မပြေပါဘူးဒီကအကိုပဲခဏလိုက်ခဲ့ပေးပါလားโอเคညီကိုလိုက်ခဲ့မယ်သူကြိတ်ပြီးပြုံးလိုက်တဲ့ဒီအကိုကြီးကအဆောင်တွေကိုပါတခါလေးသိမ့်ထည့်ပြီးပိုးသဘောကျသွားတယ်နေရာအတူလက်ထက်ကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်အရာအထက်မှာတိတ်ဆိတ်နေတဲ့ဆိုပေမဲ့မာရှယ်ကိုရရှောက်တာနဲ့သူအသီးကျင်ဆုံးမိကွန်းတစ်ခုကိုထုတ်မိတယ်မအလောက်တာသဘောကျလားဒီစကားကိုကြတော့တကောင်ကခက်တုံးရှိပြီးတော့အပြေထွက်မလာပါကျွန်တော်မေးနေရလေကျွန်တော်မအလောက်ထိသဘောကျလားလို့အဲ့ဒါမင်းသိဖို့မှမလိုတာညီရဲ့လိုတာပေါ့ကျွန်တော်မအောင်ကျင်တယ်အဲ့ဒါခမရလေးသိဖို့လိုတယ်နောက်ထပ်အခုမအောင်ဖေးကောင်းနေမှသဘောမတူဘူးမင်းသဘောတူဖို့လည်းမလိုပါဘူးညီလေးမူညာကသဘောတူဖို့ဝင်လိုတာခက်လဲလဲမှာကြီးကောင်းနေပေါင်းနေတဲ့ကောင်းတွေကရှင်းဆောင်နေကြတာကိုလှမ်းမြင်လိုက်ရဲ့တကွန်အပါဝဲဆိုတော့ငါးရှောင်းတောင်းမှရှိမယ်သူတယောက်တည်းခြေလမ်းတွေတုံသွားပြီးမှမကြောင်မလျှော့ရှေ့ဆက်တော့တကွာတော့ကြည့်ရင်ကောင်းခါပါတယ်မေရှမ်းဖြစ်ဖို့စိတ်ကူးနေရလားအေကန်သစ္စာမှန်တာပေါ့ခမမအနာကိုကတ်လွန်းနေတာကြည့်မရလို့တကွာအတန်ထောက်ရှိပြီးတော့သူရှယ်ပခုတ်လှမ်းဖက်တယ်သူဘာမှမပြောပဲရှိလိုက်တဲ့အခါမှာတကွာကိုစောင့်နေတဲ့ကောင်တွေကမသိမသာတီးတီးတတာလှမ်းရှုံနေတယ်ငါးရှောင်းတရားပေါ့မင်းသာငြင်းငြင်းလေးနေလိုက်ပါကွာငါတို့အေးအေးစစ်ဆေးပဲပြန်ပါစစ်စွားလို့တော့မချင်းချောင်းစီခြင်းမူမူညာကမင်းနဲ့လည်းဘာမှမဆိုင်ဘူးလေဒါဆိုလဲဆိုင်အောင်လှုပ်လိုက်မယ်လေဘာခက်လို့လဲသူလည်းဘာမိတွေကဖွဲရှုလာတဲ့တန်ကွင်းတွေကိုလက်မဆပ်ပြီးတကုတ်မျက်နှာကိုအနီကအာပါတရထိုးပြလိုက်တယ်ဒီအတွက်ကြောင့်သူမှကျင်းလာလိုက်တဲ့အဖြစ်ချင်းတကုတ်ဘိုင်းကနေလိမ့်သွားတဲ့အခါမှာခလလဲအကောင်တွေကပြေးလာကြပြီးအနီယာကုန်းရဆိုင်ကလူတွေပါလှမ်းကြည့်တယ်ဒီကောပဲကိုရှောင်းလာဖို့ကောင်းနေရသူ့ပဲဝိုင်းဝင်လာကြည့်ရကြဒီတစ်ခါမှတော့သူလှမ်းပြီးတော့အရှိတ်ခံလိုက်ရှာတယ်နောက်ဆုံးမှဒီတရားကိုလက်တီနဲ့ထူလိုက်ရှာပြီးကျင်းနေသွားရှင်တရားစာအားလျှောက်သွားတယ်တခြားသူတွေပါသူရှက်လက်သီးစာမိကုန်ပါတယ်အထူးသဖြင့်ရှမ်းဖြစ်နေကြသူကရှမ်းဖြစ်တိုင်းသုံးနေကြပစ္စည်းတွေပါလာပြီးသူဟာတဖြည်းဖြည်းအသာစီရှားလာတယ်သူ
သူပါဝဲအားလုံးကလည်းတရားကိုစီနဲ့ဘသူမှမထားနိုင်တော့မှဘေးရရှဲကြည့်နေတဲ့လူတွေကဝိုင်းအုပ်လာကြတယ်မင်းတို့ငါရှောက်လောက်ကတော့ငါလိုရှမ်းဖြစ်နေပြီမမှုဘူးနော်စာတဘိုးရဘေးပါမယ်အစာအုပ်ပုံကြားရီပဲအိတ်နေလိုက်ငါရှဲမအနာထပ်ပြီးတော့ကပ်မလာနဲ့ပြီးတော့ဒါစေဖို့ပြီးတော့9000တန်တွေဖြန့်ကျက်ပြည့်ချရှင်နဲ့ကြည်ကြည်နဲ့နဲ့စီနဲ့သူထွက်လာတယ်အနောက်ဘက်မှာတော့9000တန်တွေဖွေးနေခဲ့တာကူညီကြတာလားလူရှက်နေခဲ့ကြတာလားဆိုတာမသိလူရလေးအတုံးရှုံမှာသူ့မှာသွေးထွန်းနေပေမဲ့ကျင်းနဲ့သွားပြီးတော့တန်ခွင်းကိုပဲဘောင်းမီအိတ်ထဲမှာပြန်ထည့်တယ်။ဘာဖြစ်ရင်ဘာဖြစ်သွားမလဲဆိုတာသိချင်မှရဲ့။နေအမြဲတမ်းအဲ့လိုပဲလုပ်နေတော့မှလား။မစူပေါင်းနေတာသူရှယ်မျက်နှာပေါ်ကဖူးရှောင်နေတဲ့အနာတွေကိုရှင်တွင်ဧကပိန်းနေရှင်တပြေတတနှုတ်ခမ်းကလည်းပေါက်သွားတာမို့ပလတ်စတန်မှာကတ်ထားရှာရဲဆိုပေမဲ့သူကလည်းမနာနိုင်ပါ။မရှင်မျက်နှာကိုအနီးကပ်ကြည့်ပြီးတော့ပြောနေတယ်။ရှင်ဖြစ်တာကောင်းတယ်လို့ထင်နေရလား။နေတတော်စောင်းကြနေရလားဧကန်။ဘာလဲဟာနာရှားတဲ့တဲ့သေလီနေကိုမတနာဘူးသိလားဆန်းဆန်းအောက်ကြီးပြောနေပေမဲ့ရှင်တွင်ဧကပ်ပေးနေတဲ့စိတ်မို့မအောင်ဘာမှပြန်ပြီးတော့ပြုံးမပြနိုင်ပါရှင်တွင်ဧကင်တာဟိုဘက်လက်ကိုစေးထည့်ပေမဲ့မားစီဟာရှင်တွင်ဧရှူထားလိုက်တရားပေါ်မှာစေးထည့်ပြီးတော့ကျန်တဲ့လက်တစ်ဖက်ကိုမရှာမကစေးထည့်ပြီးရဲ့စေးထည့်ပေးနေခြင်းမှာတပြင်းချတန်အကျယ်ကြီးထွက်လာပြီးတော့မာတော့မကြည့်ပဲဧကန်နေဘာလို့ခဏခဏရှန်ဖြစ်နေရလဲကျွန်တော်အကြောင်းနဲ့ကျွန်တော်ပါမသိစရာမလိုဘူးမမျက်စောင်းထိုးတော့သူကြိတ်ပြီးတော့ပြုံးလိုက်တယ်မစီကအခုလိုမျိုးဖြူစုပေးမှုတွေကိုလည်းသဘောကျမိပြီးပိုပြီးလေးရှင်ခုံမိတယ်ဟိုကောင်တွေပြောသလိုပဲမရှယ်ပါဇက်ကဘလောက်ပဲအေးဆက်ပြနေနေလက်တွေးမှာတော့မသူ့ပြမထားနိုင်ပါတောင်းမမီအတန်ကြောင်းလိုက်တာနဲ့မလှုပ်ရှားနေသမျှရှက်သွားပြီးတော့မမီအကြီးတွေကမစီရှောက်သွားတယ်ဒီအကြီးတွေဟာတရခန်တယောက်ကိုအမိတ်ထားတော့မဲ့တရားသူကြီးတယောက်ရှင်အကြည့်မျိုးမိုးညနေညင်းအောင်မလားမကြောင်သွားပြီးတော့သူရှင်လက်ကိုပြန်လို့ပြီးထိုင်နေရကထားရှင်းလိုက်တယ်မာမီဘာပြောနေရလဲသူကိုယ်တိုင်လည်းနားမလဲပါငါသာနေကြောင်အရိုက်ခရတာတင်လားအဲ့ဒါနေသူ့မှွေလို့နေအနေထိုင်မတက်လို့မာရဲ့မျက်နှာလေးကရေကနေဖြစ်သွားသလိုသူလည်းထိုင်လိုက်ပြီးတော့မရှိကနေကာကွယ်ရှင်းလိုက်တယ်မဟာတကုံနဲ့ရှမ်းပြေးခဲ့တာမတိသေးတာမို့ဒီအကြောင်းတွေကိုသာမသိသွားမယ်ဆိုရင်ဒုက္ခများအကျဉ်းနာမြေဖြားကနေဒီကောင်းစီရှောက်သွားနိုင်တယ်။တမီးနဲ့မဆိုင်ပါဘူးအန်တီဖြူဧကန်ကမစကားတန်ထိုးရှက်သွားပြီးတော့ကြောင်မပေးခင်ကရုပ်ကန်ရှောက်ခဲ့တာကိုတတိရှောက်သွားသလိုသူ့ကိုပြန်လှည့်ကြည့်တယ်။မသိသွားပြီမို့သူပြောသွားကသူမောင်မရှိအနာခုအသွားမမယာတော့ကြော်ပြီးတော့မရှဲစပင်ကိုလှမ်းဆွဲတယ်။ငါသာအခန်းထဲကထပ်သွားစမ်းနေကြောင်ရှံဖြစ်တာငါလမ်းထိပ်မှာကြားခဲ့ပြီ။နေအနေထိုင်မတက်ဟိုကောင်လေးနဲ့ချမ်းထဲမှာနေကျင်သလိုနေလှုပ်ကျင်သလိုလှုပ်နေလို့မာမီယာမအောင်ပဲအခန်းပြင်တင်ချအဆွဲခွန်သွားပြီးမှစောင့်တုံးချင်းနဲ့ပဲလှုပ်ပေးလိုက်တယ်။မအနာသွားမလားလို့စိုးရိမ်သွားပြီးမအနာကိုရှောက်သွားတော့မာမီကိုပဲဆူဆူရှဲရှဲပြန်ကြည့်တယ်။ရှုပ်ပွားပြီးတော့ဖွာထွက်နေတဲ့မရှဲစပင်တွေကိုသူတစ်ချက်ကြည့်ပြီးမာမီကိုပဲစိတ်ဆိုးသွားတယ်။မာမီယာဘာတွေကြားခဲ့လို့လဲ။မင်းဟိုကောင်လေးငါးရှောင်းနဲ့အကြီးကျယ်ရှမ်းဖြစ်ခဲ့တာလမ်းထဲမှာမကြားချင်မှအစုံမင်းဧကန်ဘသူကြောင့်ဖြစ်တာလဲမင်းကိုယ်တိုင်ပြောရင်လားမရှင်အကြည်စူးစူးတွေကသူ့ပဲလှည့်လာတော့သူတကယ်ပဲမဖြေတတ်ပါတကွန်နဲ့ပဲလို့ပြောလိုက်ရှောက်မလားတွေးနေစင်ပါမရဲ့မျက်ရှိဝဲလာပြီးတော့သူ့ကိုကျွန်းဖြစ်ကချက်ချင်းမှပဲလှည့်ထွက်သွားတယ်မနာကိုလိုက်ဖို့ပြင်တော့မမီးကသူ့ရဲ့လက်ကိုလှမ်းဆွဲပြီးမျက်နှာချင်းဆိုင်စီတယ်အဲ့ဒီမမောက်ထားလိုက်မင်းကိုတည်တည်ချာချာစုံမမှဖြစ်တော့မယ်မာမီယာလည်းသူဟာစိတ်ပူနေတဲ့မာမီကိုဘာမှထမပြောချင်တော့ပဲမာမီပြောသမျှတွေကိုသာရေးပြီးတော့နားထောင်လိုက်တယ်မာမီပြောတဲ့အချိန်မှာမာနဲ့ကျေဖို့မလို့ကြောင်းအမွေတဝန်းစီရှားမဲ့အကြောင်းတွေဖြစ်ပြီးသူမကြည့်ကျင်တဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်စိတ်ထဲမှာမျက်ရှိဝဲသွားတာကိုမာမျက်လုံးတွင်ကိုပဲပြက်မြက်ရှောင်ကစိတ်မကောင်းဖြစ်တယ်သူလိုချင်တာအမွေတွေမဟုတ်ပဲမဟုတ်တာပါမအချစ်သူရှိစားတရားလုံးပိုင်ဆိုင်ခြင်းနဲ့မကျွန်တော်တောင်းမဲ့ပါတယ်ခဏဖြည်းဖြည်းတကားဖွင့်ပေးပါမရှယ်အခန်းတကားကိုပဲခဏသွားခောက်ပေးမယ်မပြန်ပြီးတော့အရှိမလို့မတော့စိတ်နှောင်သွားတာလားဒါမှမဟုတ်စောကလိုသူ့ပုံမှာပြူစုလူညံမှုတွေအတွက်နောက်တာရှားနေရလားအင်ကုန်ပြောင်းတော့တိတ်ဆိတ်နေတဲ့ရှေးချိုးခန်းစီကရှေးတန်ကြားရပြီးတော့မရှေးချိုးနေမယ်သိလိုက်တယ်
9 နာရီထိုးတော့မှမို့ဒီအချိန်မှာရေထထုတ်ရှာသလားလို့စိတ်တို့သွားမိပေမဲ့မဂယုစိုက်မှလည်းမဟုတ်ထမင်းစားစပွဲပေါ်မှာဟင်းပကံတွေကိုစီးပြီးတော့ကြကြနာနာအုပ်ထားလို့မျက်ခြေကုပ်သွားပြီးတော့ထမင်းမစားချသေးဘူးလားလို့လည်းအတွင်းဝင်သွားပါတယ်။နည်းနည်းလေးမူးလာတာမို့မစားတော့ပဲအခန်းထဲဝင်လာတဲ့အခါမှာငါဟာရှေးသူကန်တွေကထွက်လာပြီးတော့ခေါင်းဝေးရှေးတထဲကိုဝစ်ထားတယ်။ရှေးမစင်သေးတဲ့မျက်နှာလေးကဝင်ဆန်းနေသလိုရတာဖျားတွေပူကဲနေပုံကပို့ပြီးတော့လာတယ်။သူမြင်လိုက်တာနဲ့မမျက်နှာတစ်မျိုးဖြစ်သွားပြီးရှေးတော့နေရင်ရှောင်သွားဖို့ပြင်တော့မာရှယ်လက်တစ်ဖက်ကဆွဲယူလိုက်တယ်။လှုပ်ကျွန်တော်မနဲ့ရှင်းစရာရှိတယ်။ရှင်းရအောင်ကရှုပ်ထားတာမဟုတ်ဘူးအေကန်။လက်ကိုအတင်းပြန်ပြီးတော့ရှုံးကန်နေရှင်မာဒေါသတွေဖြစ်လာသလိုမျက်နှာလေးနှီးမြန်းလာခဲ့ပြီးတော့မာပို့ပြီးတော့လှလာတယ်။လက်ကလေးအားတစ်ဆင့်မာရှယ်ခန္ဓာကိုယ်တစ်ခုလုံးသူရဲ့ရှင်ခွေထဲမှာရှောင်းလာတဲ့အထိဆွဲယူတော့သူရဲ့ရှင်ဘက်တွေကိုတဝဝထုပါတယ်။ဒီရဲ့လက်ကလေးတွေကိုဖြည့်ဆုပ်ထားပြီးတော့မာရှယ်နှုတ်ခမ်းတစ်ခုလုံးကိုနှမ်းပြလိုက်တယ်။ဒီနှုတ်ခမ်းတွေကသူ့ပေါ်မှာရှင်းဆက်တဲ့စကားတွေအမြဲပြောထွက်တဲ့နှုတ်ခမ်းသူ့ကိုဆိုရင်အမြဲညှင်းဆန်ခဲ့တဲ့နှုတ်ခမ်းမအောင်ချစ်တယ်သူနဲ့အတူနေဖို့မာညှင်းဆန်ခဲ့တယ်ဆိုပေမဲ့တစွတ်တိုးဆန်လာတဲ့သူကလေအလွတ်မပေးပါဒီတစ်ခါတွေးတိုင်းမငိုတက်ပါတယ်အခုလည်းမျက်ရှိတွေစီးကျလာပြီးတော့မုန်းတယ်ဆိုတဲ့စကားတွေကိုမနာတမ်းပြောတယ်မဘာလို့ကျွန်တော်မုန်းနေရှာလဲကျွန်တော်ဘာလို့မိလို့လဲသူရှယ်ရှင်ခွင်းအောက်မှာမမလေးဖြစ်နေရမှာကနှုတ်ခမ်းလေးကိုဖိကပြင်းရင်အန်စိတ်တယ်ဒီအမှုရှာတွေကိုငယ်စဉ်ကလေးကရှင်းနေကြလို့အေးဆက်လုံးနဲ့မရဲ့ရှင်သေးကိုဘယ်လိုမြင်အောင်ကြည့်ရမလဲဆိုတာမသိပြောလေကျွန်တော်တောင်အရှိုက်ခင်ရလို့လားကျွန်တော်လက်ထဲမှာမဘွားအရှောင်းနေလို့လားဘာဖြစ်လို့လဲအောက်တယ်နေမှန်တယ်ငါဘဝငါအိမ်မက်တွေနေပဲအကုန်လုံးချနေပြစ်ခဲ့တာနေပြောကြည့်စမ်းငါမှလည်းငါပိုင်ဆိုင်ကျင်တော်တွေရှိလိမ့်မယ်လို့တွေးခဲ့ဘူးလားတွေးတယ်အဲ့ဒါကြောင့်မေးနေတာမဘာဖြစ်ချင်နေရလဲအခုချိန်ထိမသိသေးလို့သိရင်ရောကျွန်တော်ဖြည့်ဆည်းပေးမှာပေါ့မျက်ရှိတွေပြည့်နေပေမဲ့မကနှက်ခမ်းမဖွင့်ပဲပြုံတော့စိတ္တိစဆန်သွားတာကအမှန်မသူ့လှောင်နေရလားနေသားငါရဲ့ဆန္ဒတွေကိုတကယ်ဖြည့်ဆည်းပေးမယ်ဆိုရင်နေနဲ့ကအခုလိုနေရမှာမဟုတ်ဘူးအေကန်အနာပေးလိုက်စေးပေးလိုက်ငါ့ကိုလှမလုံးနဲ့နေပေးတဲ့စေကြောင့်တရားပြောင်းမယ်ဆိုရင်ငါအသေးပဲခံလိုက်ကြမယ်သိလို့မရဘူးမအောင်ကျွန်တော်ပိုင်ပြီးသားမရှဲကိုမှပုံပေးရှောင်လေးတစ်ခုဖြစ်သွားမှာကိုကျွန်တော်တရားမှာထဲကြောက်တယ်ပြီးတော့မရှဲအိမ်မက်တွေကိုဖြည့်ဆည်းပေးဖို့လဲကျွန်တော်မှတောင်းဝရှိတယ်သူရှင်ဘက်ကိုထူပြစ်ပြီးတော့စပင်တွေကိုဖွာခေါင်းကိုခါပြစ်လိုက်ပြီးတော့အေးစက်မကျုံးစွာနဲ့ပြောပါတယ်မင်းတို့မလို့ဘူးမမလို့လေကျွန်တော်လိုတယ်မကျွန်တော်အိမ်မက်ကမပဲအခုကျွန်တော်အဲ့ဒီအိမ်မက်နဲ့တထထဲကြောက်နေပြီမအတွင်ဖြည့်ဆည်းပေးခြင်းနဲ့မရှိကျွန်တော်ရှင်အိမ်မက်တွေရှင်အမှန်တကယ်တထထဲကြောက်ရနေကျွန်တော်မဘလောက်ထိချစ်တယ်လဲဆိုတာမနားလေသွားမှာပါမနှစ်ဖူးလေးကိုနန်းတော့မကမျက်နှာလွှဲပြစ်တာမို့နောက်ထပ်မျက်နှာမလွှဲရှောင်မေးဖြားလေးကိုဖိကင်ပြစ်လိုက်တယ်နှက်ခမ်းလေးကိုထက်နှံပြီးတော့မမရှုံးတော့ပဲငြိမ့်သက်သွားပြီးမခန္ဓာကိုယ်လေးကိုတင်းတင်းဖတ်ထားလိုက်တယ်မုန်းနေခဲ့မဲဆိုရင်တော့မနီရှားမာကသူ့ရဲ့ရှင်ခွင်ထင်းမှာပါမကတက္ကသိုလ်ကျောင်းသူဖြစ်နေပြီမို့ပြင်ဆင်တက်လာပြီးတော့တနေ့ထက်တနေ့ပို့ပို့လှလာတယ်လို့သူရဲ့စိတ်ထဲမှာတွေးမိတယ်ခါပေါ်တီရှောင်းနေတဲ့စပင်ပြပြလေးတွေကိုအမြဲလိုဖြန်းချထားပြီးတင်းငယ်လုံးနဲ့ဟန်တွေကြောင့်သူပို့ပြီးတော့မျက်နှိုးရှာတယ်မာနဲ့သူနဲ့မျက်နှာချင်းဆိုင်ပြီးတော့စကားမပြောဖြစ်တာကြောင့်ပြီမို့နည်းနည်းစိန်ကားနေတယ်လို့ခံစားရှာတယ်သူမားနဲ့မဝေးကျင်မှာမအနာမနေပြီးတော့မာကိုပေးပိုင်ဆိုင်ခြင်းနဲ့ကြောင်တရတာအစဉ်ပြေလာမှာပြေတယ်မနုပြကထွက်လာတဲ့စကားတိုင်းဟာတူတူပဲဖြစ်ပြီးတော့သူနဲ့စကားပြောတိုင်းမှာပြဿနာအရှာခံရတာကိုအခုထိမမေ့သေးလို့ဖြစ်တယ်သူရှောင်းလာရင်ထသွားတဲ့သူရှိနေမယ်ဆိုရင်ရှောင်းသွားတက်တာမို့အသေးရှားနေမိတယ်မကျွန်တော်ရှောင်းနေတာဘလောက်တောင်ကြပြီလဲမဆယ်ရန်ကရိယာလေးအခုထိမကြည့်နိုင်သေးဘူးလားနေနဲ့ငါနဲ့စကားလာမပြောရင်ပို့ပြီးတော့ကောင်းမယ်အေးကဲငါနောက်ထပ်အစောကားမခံခြင်းဘူးဘသူကစောကားနေလို့လေခမညာမစိုးသက်ပြီးဘာမှပြန်မပြောတော့ပဲရှောင်းထွက်သွားတာကိုများသူဘာလို့လှူရှာမှန်းကိုမသိမနဲ့မမီကမျက်နှာချင်းဆိုင်လို့ရှောင်းရဲသူမဟုတ်မဲ့သိနေတော့လေမနဲ့စကားတွေပြောကြည့်မြေပါမမီကဒေဒီမရှိတဲ့အချိန်သာအပြေထွက်လမ်းများတက်တာမို့ဒီအချိန်တွေဆိုရင်မအနားမှာပဲဘုရားမကတွေ့ကန်းနေမိတယ်
ဒါမှလည်းမငင်းလို့ရှားမှာမဟုတ်လားကျွန်တော်ကွန်ပျူတာ error တက်နေလို့မဟုတ်လာဝယ်လို့အတူတူဆိုင်ရအောင်လေလက်သေးနေပလင်းလေးတွေလာလို့မတတိရှပြီးတော့ဝင်လာတယ်အစာရှိသဖြင့်အကြောင်းပြချက်တွေပြီးတော့လေမဘက်က88ပါရှုပ်စွာအစုံကျေးဇူးတင်စကားလေးတောင်းမှမပြောမဘာလို့အဲ့လိုဖြစ်သွားတာလဲကျွန်တော်အရှိလို့ပါအောင်ငါအနေနဲ့မပတ်သက်ချင်ဘူးအေကန်နေနဲ့ငါဘာမှမတော်ဘူးဆိုတာကိုသိနေကြပြီမလားမင်းမိနဲ့ငါထပ်ပြီးတော့အရှင်မဆိုင်ဘုရားစီနဲ့ဟုတ်ပြီလားဘာဆိုင်လို့လဲကျွန်တော်တကယ်ပဲမအတွက်ရှက်ဖြစ်ခဲ့တာကိုအဲ့တောင်မှမရသိနေတော့မင်းတို့ဘသူကရှက်ဖြစ်ခိုင်းလို့လဲမင်းဘာသာဖြစ်တာမလားတကောပေါ်မှာငါဘာစိတ်မှမရှိဘူးအဲ့ဒါအခုချိန်ထိပဲသူပြောသွားတယ်မာရှယ်လက်လေးကိုလှမ်းဆွဲပြီးမာရှယ်ကိုလေးအနာကိုရှောင်းလာတဲ့အထိဆွဲယူလိုက်တယ်မအငိုင်းမိပြီးတော့မျက်လုံးလေးတွေပြူးကျဝိုင်းဆက်သွားတော့မာရှယ်ခါလေးကိုပဲပွေဖက်ထားလိုက်တယ်ကျွန်တော်ကိုရောအေကန်နင်းတော့သူဖက်ထားတဲ့ထဲကမကလည်းမရှုံးရှားတော့ပဲမာရှယ်နှက်ခမ်းလေးကိုငုံတန်းပြစ်လိုက်တယ်အကျဉ်းချင်းအခါခါအိမ်မက်မက်ခဲ့ရေမောနေခင်ရှာတဲ့နှက်ခမ်းလေးတွေကလက်ထိမှပို့ပြီးတော့တူညံ့နေလို့ပို့ပြီးတော့လေရှင်ခုန်နေခါလေးကိုတုတ်ဖက်လိုက်တော့မာနဲ့ရှေပတ်ကြီးကလည်းကတ်သွားတဲ့အထိနေကတ်သွားတယ်ချစ်တယ်မနှက်ခမ်းလေးကိုလှုပ်လိုက်ပြီးတော့ပါလေးတွေနှစ်ဖူးလေးတွေမာမျက်နှာတစ်ခုလုံးကိုနှမ်းကျင်တိုင်းနှမ်းပြစ်လိုက်တယ်လေးကိုမှုန်းနေနှက်ခမ်းကိုလှုပ်လိုက်ကြနဲ့အငြင်းစကားတွေထွက်လာတတ်တာမို့ဒီတစ်ခါမှမလွတ်တော့ပင်အကြာကြီးကိုမှနှမ်းပြစ်မိခဲ့တယ်အတင်းရှုံးနေမယ်သိပေမဲ့မရဲ့စပင်းလေးထင်းမှာမျက်နှာနှိပ်ပြီးမာရှယ်ကိုလေးကိုမလွတ်ကျင်ပါနင်လွတ်နော်ဖဲအေကန်ကျွန်တော်မငင်းပါနဲ့ဒီမှာယူမတက်ဖြစ်နေတယ်ဆိုတော့မမြင်ဘူးလားမသိဘူးနေလူရှုံးမှာပဲနေလူရှမ်းကားမတို့ပဲစိတ်ရှိလက်ရှိထူဆိုင်နေပြီးတော့ပုတ်နေလေရေခံနေလိုက်ပြီးတော့ဖတ်ထားမိတာကိုမလွတ်ပေးမကလက်ကလေးတွေရှင်းလာတဲ့အထိထူနဲ့ပေါက်ွယ်ပြီးသည့်တိုင်အောင်မကြည်နှံ့နိုင်တဲ့ဒေါသတွေနဲ့လက်သေးချွန်တွေနဲ့ကုတ်ဆွေနေမမောသေးဘူးလားငါနင့်ကိုမုန်းနေမဟီကနဲ့ချပြစ်ပြီးတော့အရှုံးကက်နေသမျှအရှင်းတက်သွားပြီးမာရှယ်ကိုလေးကိုတင်တင်ဖတ်ထားတယ်ကျွန်တော်ကတော့ချက်တယ်တေချာမှတ်ထားနော်ဒေါ်မူညာရှောင်းစင်ခမြောက်ရှောင်းဟုတ်ယူမှာပါနုနုလေးကိုဖွားဖွားလေးနဲ့ရှင်ဂတိပေးသလိုပြောတော့မသူ့ကိုပဲခခသေးသေးကြည့်ပါရဲ့ကြောင်တင်းရတာဘလို့နေလဲမူညာတေးစင်းနေတဲ့ညစာထမင်းစားဝိုင်းမှာဒေဒီကအရင်စကားဆက်လာတော့မူညာဒေဒီကိုကြည့်လိုက်တယ်ဒေဒီဘယ်တော့မှမူညာအကြောင်းကိုစိတ်ဝင်စားသွားပါလေဖြေပါရင်ဒေါ်တီတီဖြေလိုက်တော့အေကန်အကြီးတွေကသူမစီအရှောင်းလာတာမို့ခါတိုင်းလိုမျက်နှာထားနဲ့ထမင်းစားနေလိုက်တယ်ဒါစားလေဘာကြည့်နေရလဲအန်တီဖြူကအေကန်ပကံတဲကိုဟင်းတွေထည့်ပေးရှင်ငါတတုံကိုပါအရှုံးတွေပေးရှင်ခုတ်ကြည့်မတက်ပါဒီကောင်လေးကိုအခုတည်းခလေးလိုထင်းနေတုံးမေလားသူ့သားအဖြစ်အရွှေလျှောက်ပြီးတစ်ဖက်ကရှောင်းနေပြီကိုတတိမထားမိလို့လားမဟုတ်ဘူးတွေဘာတွေလိုသေးလားဒေဒီသမီးအကောင့်နဲ့ထည့်ထားပြီးရဲ့လိုသေးရင်ပြောနော်မူညခေါင်းပဲညှိပြလိုက်ပြီးတော့ဘာမှအထက်မပြောဒါဟာဒေဒီနဲ့မူညကြားတွေကဆက်ဆက်ရေးဖြစ်ပြီးအန်တီဖြူနဲ့အေကန်အင်ကိုရှောင်းလာကြရစားခဲ့ခြင်းဖြစ်ပါရဲ့ဒေဒီဘာလို့နောက်ထပ်မိမရှူမလဲမူညမိတွေးနဲ့မနေကျင်ဘူးနော်မိတွေးရဆိုးတယ်ဖြူအောင်မဆိုးပါဘူးတမီးရဲ့ပြီးတော့မောင်လေးတယောက်လေးပါလာအောင်မတမီးအဖို့ရှာတာပေါ့အဖို့မလို့ကျင်ပါဘူးမူညတယောက်ချင်းနေတတ်ပါတယ်သူတို့မရှိလေဖြစ်နေတာပဲဒီအချိန်ကဒေဒီယာပြုံးရုံသာပြုံးပြီးနောက်မှတော့မူညနားလေလာမယ်လို့ဆိုရင်ဒီအချိန်ကလေးကလက်မခံခဲ့တဲ့မူညအန်တီဖြူကိုရောဧကအောင်ပါတင်းနေမှကြည့်မရခဲ့ပဲတတိတသက်နေခဲ့တယ်မူညမိုးစားသွားမယ်ဆိုဧကအောင်ပါခေါ်သွားလေတမီးအဖို့မလို့တည်တည်ဒီလိုအရွှဲတိုက်တော့ဧကန်ဆိုတဲ့ဒီကောင်လေးက9အင်ကြား10အင်ကြားအုံကိုတက်ပြီးပို့ပြီးတော့လေအမြင်မကြည့်အန်တီဖြူအစားကတော့မူညဘာသာတည်တံနေခြင်းကိုဖာတိဘာသာနေခဲ့တယ်ဆိုပေမဲ့ဧကန်ငိုတဲ့အခါတိုင်းမှာမူညကိုမကြည့်မနဲ့ကြည့်တက်လာတယ်ခလင်းကိုရာကိုဒီအတိုင်းကြည့်နေတော့မှလားမူညရှင့်ရီရက်ဆက်လိုက်တာထားမကြည့်တော့ထားရှိုက်ရှောက်မှလားကိုဘာသာတယောက်ချင်းနေတော့ဘာလို့လာပြီးတော့နားပူနေရလဲရှိုင်းလိုက်စွန်လိုက်တာအေးရီရှုပ်ကလေးနဲ့မှမလိုက်အစားတော့ဧကန်ကိုရိုင်းမူညစကားတွေနဲ့ပြောဆိုစုံမတတ်ပေမဲ့နောက်ပိုင်းမှာတော့ဒေဒီကအရှိုးရှာထက်တဲ့အထိရှိုင်းနေပါရီမူညတယောက်ချင်းနေကျင်တာအဖြစ်လားမတ်သူရဲ့ဒေဒီကမူညမချစ်တော့ဘူးတင်နေမချစ်ဘူးတော့ဘယ်ဟုတ်မလဲဧကန်လည်းမူညတိတ်ကိုခင်တွေ့တာ
ဧကန်းပေါ်မှာနေထွင်းစေခြင်းလို့နေမှာပါကိုမရှားခဲ့တဲ့နေထွင်းခြင်းဘသူကိုမှမပေးနိုင်ဘူးဆိုရက်တကူကောင်းစိတ်နဲ့ဧကန်းကိုလည်းခက်တန်းတန်းသာနေခဲ့တယ်မနဲ့မိုးညောက်ကက်နေတဲ့ဒီကောင်လေးကိုပို့ပြီးတော့အမြင်မကြည့်ရှင်နောက်ဆုံးမှမှုန်းလာမိတဲ့ဒီမိုးညောက်နင်းမတော့တကယ်ပဲငါတို့ရှောင်းပါလို့ခေါ်မိလို့ငါဆွဲထိုးသွားတယ်ဆိုင်ကယ်နဲ့လည်းလိုက်ပြီးတော့တိုက်သေးတယ်ဟာဧကန်သစ္စာနဲ့ရှမ်းဖြစ်သေးလို့လားကျောင်းမှာတက်တဲ့ပြဿနာတိုင်းကတို့ရှောင်းပါလို့ခေါ်လို့ဘာကြောင့်အခေါ်မခံကျင်တာလဲမနေ့တနေရာမှာတီးခွင့်ရှာတာမိုးညတိတ်ကိုမှတုံရတယ်တားရောဘေးလောက်ရှောင်းမယ်လို့စဉ်းစားထားလဲမိုးညတုံကနေဖြစ်သွားပြီးတော့သူ့ကိုပြန်ကြည့်တော့ဧကန်စောကစိုက်ကြည့်နေရကအကြည့်မလွယ်သေးကျွန်တော်ဒီဘာသာရက်ကိုပဲစိတ်ဝင်စားတယ်ဒေဒီယာကောင်ကုတ်ပြီးတော့ထမေစားနေလို့ဧကန်အဖြစ်ကိုမသိဘူးဆိုပေမဲ့အတီဖြူကတော့မိုးညတို့နှစ်ယောက်စလုံးကိုအကဲခတ်နေတယ်စိတ်ပြတ်သွားမိတယ်လို့စိတ်လဲတူသွားတယ်ဇွန်ကိုအတန်မြေရောက်ချလိုက်ပြီးထရာကနေထားရလိုက်တယ်မိုးညပြီးပြီဒေဒီဘသူကမှမကြည့်တော့ပဲထမေစားကနေကထွက်လာပြီးအခန်းထဲကိုရှောင်းမှလှောချပြစ်လိုက်ပြီးတော့စပင်တွေကိုဆွေရှိလက်ရှိဆွဲဖွာလိုက်တယ်သူသာဒီလိုမျိုးဆိုရင်တော့မိုးညတော့အနေကျင့်ရအောင်မှာကအသေးချပါဒီနေ့မိုးညရှက်စကုံနေ့ပြည့်မွေနေ့ဒက်ဒီညတတိရှောင်းမလားလို့မျှော်ပြီးတော့လေဒီနေ့ဟာဒက်ဒီကရှယ်အားရှင်အစီအဝေးရှိတယ်ဆိုပြီးတော့မနေ့ထီဟာထွက်သွားတယ်ဝရန်တာကနေဒက်ဒီကာလီကိုငုံကြည့်ရှင်တင်းမှာဗလာဖြစ်နေတဲ့မိုးညမငိုခဲ့ပါမိုးရာဟာပြောညက်အရှုံးပေးခြင်းတကူပဲလို့မမေကတင်ပေးခဲ့ပါတယ်တယောက်တည်းဖျားသွားဖို့စိတ်ကူးတွေနဲ့ရှေးကျအဝှဲ့စားလဲပြီးတော့အခန်းတကားကိုဖွင့်ပြီးတော့အပြင်မှာရှင်းဆောင်နေတာကဧကန်မှာ Happy birthday မနေစီပန်းစီကြီးတပွေတင်နဲ့ရွှေရဘူးလေးတပူးကိုမိုးညဘက်ကိုထိုးပြီးတော့ဒီရှောင်းတွေကိုငုံကျုပ်ရင်အယူဖြစ်ပါမိုးညရဲ့မွေးနေ့တိုင်းမှာမပြတ်မကွက်လက်ဆောင်ပြီးဝစ်လှုပ်ပြီးတဲတဲသူတယောက်ရှိပါတယ်ဒီနေ့တော့ယူပါမှာရဲ့လက်ထဲကိုအတင်းထိုးထည့်ပေးသွားလို့ယူလိုက်မိပြီးတော့သူပြန်ကြည့်လိုက်တော့ဧကန်ကလည်းအပြုံးတစ်ချက်နဲ့အောက်ထက်ကိုဆင်းသွားတယ်အနည်းဆုံးမှာတော့မိုးညရှောင်းစင်ရဲ့မွေးနေ့ကိုတယောက်ကတော့သတိရတာပဲမိုးညကထင်သလောက်တော့ကံမစိုးသေးပါဘူးအငိုးလေးတစ်ခုပြီးသွားလို့နီးစီပန်းလေးတွေကိုငုံနှမ်းနေတော့မွေးပြန့်သွားပြီးကျဉ်းညက်သွားတယ်ဧကန်ဆင်းသွားတဲ့အောက်ထက်ကိုလှမ်းကြည့်ရှင်တိတ်တိတ်ကလေးကျေးဇူးတင်စကားဆိုပါတယ်ကျေးဇူးပါမောင်လေးရှင်တယောက်တည်းဖះကိုရှောင်းလာပြီးတော့နေနေတော့ဦးကြောင်ကြားနိုင်နေခါတိုင်းလေတယောက်တည်းမို့အေးအေးဆေးဆေးပါပန်းဝဲပြီးဖះဖို့တက်ဖို့ဖနှက်အတော့တကောကိုနှမ်းတွေ့တယ်ခေါ်ဖို့စေကူလိုက်ပေမဲ့တကောပုံစံကတယောက်ရှောက်ကိုစောင်းနေတယ်လို့မို့မခေါ်ဘဲဖះတက်ဖို့ထွက်လာတယ်မိုးညနေတယောက်ထင်လားတကွာမိုးညကိုပြင်လိုက်ဟန်နဲ့နေရာကနေရှောင်းလာပြီးတော့မျက်နှာချင်းဆိုင်မှာရှက်တယ်မိုးညလက်ထရာပန်းတွေကိုပဲတစ်ဆက်ကြည့်လိုက်ရှင်ဖះဘက်စီတစ်ချက်လှမ်းကြည့်တယ်Happy birthday နေဘလို့သိရလဲ stage ကြောင်နေရသိရပါကွာလင်းပေါင်နဲ့ပြဿနာမဖြစ်ကျင်လို့ဧကန်အကြောင်းသိနေတာမို့ဘုံညကောင်းကြီးပြရှင်စပင်တွေကိုတက်တင်လိုက်တယ် sorry ပါဟာဒီနဲ့ရှမ်းဖြစ်ခဲ့တာငါသူများပြောမှသေးတာထားလိုက်ပါနေဖျားတက်မှာမလားငါလိုက်ခဲ့မယ်ဒီစကားတွေကြောင့်ဘုံညစိတ်ထဲမှာတမျိုးဖြစ်သွားမိတယ်ပြုံကြည့်နေတဲ့တကောမျက်နှာကလည်းတမျိုးကောင်းလေးငြိမ်ချလိုက်ပြီးတော့ဖျားအတူတက်ခဲ့ရဲ့ရှင်းနေမှုတွေကဝေးပြများနဲ့မိုးညစိတ်ထဲမှာတော့လုံခြုံရင်ကြံမှုတွေကိုခံစားမိပါတယ်။မရှိခဲ့တဲ့မိကြောင်ပဲသူရှောက်ခဲ့ပါတယ်။မဟာသူရှင်စီနီယာတူဖြစ်လာခဲ့ပြီးတော့စာမေးခြင်းလို့ဆိုရဲအကြောင်းပြချက်နဲ့ခဏခဏစကားပြောခွင့်ရှားခဲ့ပါတယ်။ဒေဒီယာသူတို့နေရာတွင်ကားစီစဉ်ပေးတာမို့အသက်ပြည့်နေတဲ့မာကကောင်းမောင်းနေပြီးသူကဘေးနားကနေထိုင်ရပါတယ်။ဆက်ရှင်နေပြည့်ကျင်ပြီးမရဲ့ဘေးနားကနေအခုလိုမျိုးမလိုက်ချင်ဘူး။ကျွန်တော်ပဲဦးစီးဦးဆောင်လုပ်ချင်တာသူရဲ့စကားတွေကိုသူမကမျက်လုံးလေးဆွေကြည့်ရှင်မတုံ့ပြန်ပဲရှေ့ကိုသာအာရုံပြန်ရောက်သွားတယ်။နမ်းမိပြီကလေးကမတို့လုံးဝလေးလျူရှူထားခဲ့တာကျင်းနဲ့ချင်းမကျင်းနဲ့ချင်းကအစစကားတခုံးမှချက်မပြောဒါဟာရှေးစမ်းကျင်တဲ့သူရဲ့လန်တိုင်းကိုပဲအသေးပိတ်ထားသလိုဖြစ်နေခဲ့ပါတယ်။မကျွန်တော်မချစ်ဘူးလားသူမေးတာကိုကြားရဲဆိုပေမဲ့မကလည်းပြန်မပြေပဲကောင်းအောင်သာခရူးဆိုင်ပြီးတော့မောင်းနေခဲ့တဲ့စိတ်တို့တော်မိပေမဲ့လွန်ခဲ့တာကအခုပဲမို့အောင်ဤငြိမ်နေလိုက်ရှင်နဲ့အန်ကျိတ်ထားပါတယ်ရှင်မဖြစ်နဲ့ခက်တူတူထွက်လာတဲ့မရဲ့စကားတွေကြောင့်သူမကိုစက်ခနဲ့လှည့်ကြည့်ပြီးတော့မကအေးစိတ်တည်ငြိမ်စောနေပါယောက်ျားလေးဟာရှင်ဖြစ်တာဆန်းလို့လားငါမကြိုက်ဘူးကျွန်တော်လိမ့်မိုင်း
ကျွန်တော်ပြန်ချစ်မလားမိပွားရှောက်လို့ကောက်ရှင်းလိုက်ပြီးတော့သူ့ရှယ်မျက်နှာကိုတိတ်တိတ်ကြည့်တယ်မျက်တောင်ရှည်တွေကော်ညွနေတဲ့ရေဝုန်းညိုတွေကသူ့ကိုပို့ပြီးတော့ရှင်ခုန်တဲ့မျက်လာစေကသူနန်းခဲ့ပူတဲ့နှုတ်ခမ်းလေးရလေးပန်းနုရှာဆိုအင်းနေရကကြပြဆံမာရီနေကြောင်မတက်ရသေးလို့ငါ့ကိုမြင်နေတာအေကန်နေနဲ့ငါဘာမှမတော်ဘူးဆိုပေမဲ့အများအပြစ်မှာတော့မောင်နှမပဲဟာဘာမှမတော်ဆက်ဘူးမလားရှောင်းအောင်ရှူပြမြင်ဘသူကိုမှခရီးမဆိုင်ဘူးစိတ်တို့နေတာနဲ့ခဲချက်ဆိုင်ပြန်ပြောတော့ဒေါသထွက်သွားပြီးတော့သူ့ချက်လက်မကိုဖြတ်ခနဲ့လှမ်းရှိုက်တယ်အသက်ရှူတန်တွေပြင်းနေတဲ့ရှင်ဘက်လှလှလေးကရှက်ဒေါသပြင်းအားတွေကိုဖော်ဆောင်ပေးနေပါတယ်ငါကလည်းနေရလွယ်လို့ဘသူပဲဖြစ်ဖြစ်အေကန်ကျွန်တော်စိတ်မခေါ်နဲ့တော့နေနဲ့ယူလိုက်ရှားလို့ရောနေကိုချစ်လာမယ်လို့ထင်လားစိတ်ကစားတာတွေများနေပြီအဲ့ဒါကိုတော့ဆက်တက်သိမ့်ပြမယ်ကျွန်တော်ကစိတ်ကစားတယ်ကောင်းလားလေးပြည့်တက်တဲ့ကောင်းလားဆိုတော့မိစိန်သွားပြီမို့နှုတ်ခမ်းလေးကိုကပြီးတော့ကောင်းမောထွက်သွားတော့သူအပြုံးတစ်ချက်ပြတင်းပေါက်ကနေပဲအပြင်ကိုကြည့်နေလိုက်တယ်ပြီးမှမာရှယ်ဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်ရေးစားမထားနဲ့အနားမှာဘဲကောင်းကိုမမြင်ချင်ဘူးအဲ့ဒါဆိုတော့ကျွန်တော်ဘသူနဲ့မှရှယ်ဖြစ်စရာမလိုတော့ဘူးโอเคနော်အဲ့ဒီမှာပဲအကောင့်တစ်ထောင်လောက်အိမ်မက်မက်နေလားထင်သားပဲအတန်ထင်းမှာပဲရှိလိမ့်မယ်လို့ပြုံးရှင်နှုတ်ဆက်နေတဲ့တကွန်းကိုကြည့်ရှင်ပျော်နေရမယ့်အစားစိုးရင်စိတ်တွေကဝင်လာပြီးခေရှချဲတာပြန်ပြီးတော့ပြုံးပြနိုင်တယ်အေကန်သိသွားမယ်ဆိုရင်ဒီစိတ်တွေကြောင့်ပဲအသက်တာမှရှိမရှိရှဲပါငါနေ့စီဖုံးဆက်မလို့ပဲဖုံးနှစ်ဘက်ကမတောင်းလိုက်ရဘူးလေအေးဟုတ်မယ်ငါလည်းအရှင်စိတ်ကပြုတ်သွားတော့အသင့်ဝင်လိုက်တာကနေခဏသွားရအောင်လေနေအတန်အားရမလားမုံညာပုံစံက ADA ဆက်လေးဖြစ်နေတယ်ဆိုပေမဲ့တယောက်ယောက်တီးသွားမှကိုအသေးအတန်စိုးရိမ်နေတယ်လို့ပါမျက်လုံးအကြည့်တွေကအစကနာမငိမ့်စိတ်ထဲမှာတော့စနိုးစနောက်ဖြစ်သွားတယ်ဟိုကောင်ရဲ့စပိုင်တွေကသူမအနားမှာရှိနေကြပြီလားနေလာတာဘာကိစ္စလဲရင်ငါဆီယာမစီစားသွားပြီမလို့ဒါနှင်းနဲ့စကားလားတကောင်မျက်နှာပြတ်သွားပြီးတော့သူမအတွက်ဝင်လာတဲ့မုတ်တက်ကိုပေးလိုက်ရင်ကောင်းကြီးပြတယ်ငါလည်းလမ်းကြုံလို့ဝင်လာတာပါနေအတွက်မဝင်လာတာယူထားလိုက်မိမလားသူမကောင်းလေးညက်ပြီးတော့မုတ်ထုတ်တွေကိုရှူဖို့ပြင်တော့ဂျားရင်းမှာပဲလူရှူသွားတဲ့လက်တစ်ဖက်ကျွန်တော်စားလိုက်မယ်အေကန်သစ္စာမူညမျက်နှာလေးပြတ်သွားပြီးတော့တစ်ဆက်သေးမှာပဲစိတ်တူသွားသလိုနှုတ်ခမ်းလေးကိုကန့်လိုက်တဲ့အေကန်ဂျူကကန်အကြည့်တွေကအခုတည်းကမပြောင်းလဲသေးသလိုပဲအရှင်ထမ်းပို့ပြီးတော့ဆူရှင်းလာတယ်ငယ်စဉ်တုန်းကတော့အရှင်ချင်းတိတ်မကွာဘူးဆိုပေမဲ့အခုတော့သူ့ကိုပါစီမိုးနေတဲ့အရှင်နဲ့မူညကိုရောသူ့ကိုပါငှိုးကြည့်နေတယ်အေကန်ကကြောင်ယူနီဖောင်းနဲ့မှုမူညာကတော့မူပြတ်နေတဲ့ဆိုတာကိုသူနားလေသွားပြီးအေကန်ကိုပဲပြုံးပြနှုတ်ဆက်တယ်ဘသူဆဆပါအစားစီကျလို့ဝင်လာပေးတာပဲငါညီစားလေးရှာပါတယ်နေပြန်တော့တကောင်ငါဆီယာမစီတွန်းလာအောင်မယ်အေကန်ငါနဲ့လိုက်ခဲ့ဟိုတခါလိုပဲမူညာကွေရမှာရှန်ဖြစ်မှာဆိုလို့အေကန်ကိုအပါဆွဲခွန်လာတော့မကြည်နှမ်းနိုင်သေးတဲ့အကြည်ဆူဆူတွေကမူညာစီမှာသူဟာသူ့ကိုပဲဆွဲခေါ်လာတဲ့မုံညာကိုဒေါသဖြစ်ဟန်နဲ့လက်တစ်ဖက်ကိုအကြံပဒံဆွဲခေါ်ပြီးလူရှင်နဲ့အဆောင်ဘက်ကိုရှောင်းမှလက်ကိုလွှတ်လိုက်တယ်။မနက်ကားမှကျွန်တော်ပြောလိုက်တယ်။ဘာအနားမှာဘာကောင်းမှမမြင်ချင်ဘူးလို့မုံညာသူ့ကိုအလိုစိတ်ပြတ်သွားသလိုကြည့်ပြီးတော့သူဟာပို့ပြီးတော့ပေါက်ခွဲကအဆောင်နေရန်ကိုလက်သီးတွေနဲ့ဟုံကနေဆိုပြီးတော့တစ်ချက်ထိုးတယ်။ပြီးမှအနားကိုပြန်ရှောင်းလာပြီးမေးပြားနေပြင့်ဆွဲပြီးတော့မျက်နှာတွေကိုမှုန်းစီတဲ့စက္ကနဲနာကျင်သွားတယ်။ဘာအညိုးတွေနဲ့ကျွန်တော်ပေါ်မှာအလောက်ကြီးပြည့်ပြည့်ခါခါနေနိုင်ရှာတာလေအဲ့ဒီကဘာလို့လဲသူကငါချစ်သူလေလားတော့ဘာဖြစ်လဲဘာဒေါသဖြစ်ဖြစ်နဲ့ပြုတ်ပြစ်လိုက်ပြီးမှတကုန်းကိုသွားဖို့ရှာနေမလားလို့အတွေ့နဲ့စိတ်ပူသွားတယ်သူရှယ်မျက်လုံးတွေကနာကျင်သွားဟန်နဲ့မျက်ရှိဝဲသွားတော့ကြည်နဲ့ပြောရှင်သွားမယ့်အစားဘိုးညစိတ်မကောင်းဖြစ်သွားတယ်နေဘာဖြစ်နေရလဲအေကန်နေနားမကြောက်လားအုံနာမကောင်းလားအကုန်ကောင်းသေးတယ်မောင်ရှူမတက်လိုချင်နေတာတခုပဲနေအမေနဲ့ကဘလို့လုံမလဲဟင်ငါတို့ကြာဆက်ဆံရှိကိုရောနေသိရလားမုံညဒေါသတွေဖြစ်လာပြီးတော့သူ့ရှက်ရှင်ပန်းကိုစိတ်ရှိလက်ရှိစောင့်တုံးပြစ်တယ်ဆိုပေမဲ့သူဟာရှင်းဆိုင်မသွားပဲမုံညကိုသာခက်ဆဆူးပြန်ကြည့်တယ်ဘာဆိုင်လို့လဲမနဲ့ကျွန်တော်လက်ထက်မယ်ကျွန်တော်နဲ့ပဲနေရမှာလေအမေနဲ့နေရမှာမဟုတ်တာနေနဲ့ငါကြာဆက်ဆံရှိကရောဘလောက်ကောင်းနေလို့လဲတခါလေနေရဲ့စိတ်တိုင်းကြငါအနိုင်ကျင်ခွင့်ရှားသွားတာနဲ့အဲ့လောက်ထိနဲ့ကြောင်နေစရာလားဟာဟုတ်တယ်ကြောင်နေတာ
ကျွန်တော်အချစ်ကြောင်ကြောင်နေတဲ့ကောင်းမေမိမထားရအတွက်တော့မဟုတ်ဘူးနော်ဒေါ်မူးညခမရတယောက်တည်းအတွက်ပဲသူရှင်အကြည့်တွေရောသူရှင်စကားတွေပါချက်ချင်းခက်ထသွားတော့မူးညမျက်နှာလွှဲပြစ်လိုက်တယ်ရှင်းနေတော့မှခမရကျွန်တော်အတွက်ပဲနှခမ်းလေးကိုပဲပြစ်ထမတဲ့ဖိကရင်မူးညကလှည့်ထွန်းလာခဲ့တယ်ကိုဘက်မှာသူ့ပေါ်တန်ရောစင်ရှိတယ်ဆိုပေမဲ့သူပြောနေတာကဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပါသူ့ကြည့်တော့လေနည်းနည်းလေးမှမလျှော်ပေးခြင်းနဲ့မကြုံမှုတွေနဲ့ဒီကိစ္စဘလို့လုံးမှငြင်းချမ်းပါလေမကြောင်ပြီးသွားတဲ့အထိသူနီးမျိုးစုံနဲ့ကာကွယ်စောင့်ကြည့်ရှင်မအနာကိုဘဲကောင်းမှမကဲ့ရှိအောင်လုပ်ခဲ့တယ်ငကိုကရိယာအနေအေးနေတဲ့မှရှီစားတနာကိုလည်းတိတ်ပြီးတော့စိတ်မဝင်စားခဲ့တာမို့ရှီစားထားတာမျိုးလည်းမရှိသူကြောင့်မထားတာလည်းဖြစ်နိုင်တယ်ဆိုပေမဲ့ရှီစားမရှိတာကသိကြတယ်မပွဲရဒေတီကုမ္ပဏီကိုရှောက်သွားတော့ဒီရဲ့ကုမ္ပဏီမှာမအောင်စိတ်မချလက်စားပြီးပြီလားမညရောက်စင်စားပြီးပြီအကူကျွန်တော်ဖိုင်တစ်ခုပို့ထားပေးတယ်ရှောင်းလာလို့တစ်ချက်စစ်ကြည့်ပေးပါအောင်မကလည်းပြပြတယ်လက်တော့ဖွင့်တော့သူ့အမျက်ငင်းဆန်မှုသူရှယ်စကားတွေကိုပဲမကြားကြည့်အောင်စောင့်တက်တာကိုတတိရှပြီးတော့ဒေါသဖြစ်မိတယ်ရှောင်းတဲ့အကူမူညပြန်ကြည့်ထားလိုက်မယ်လိုအပ်တာရှင်ပြောတော့ဟုတ်ကဲ့ဒီအကူကြီးကလည်းထွက်သွားတော့မာကလက်တော့ကိုကြည့်နေရှင်တယောက်တည်းကြံနေတယ်ရှယ်လက်ရှယ်ကိုကြက်သွေးရှောင်ဝစ်ထားတယ်မို့မဖြူဝင်းနူးဆက်နေပြီစပင်တွေကိုမြင့်မြင့်လေးစီးတင်ထားတယ်နူးမောနေတဲ့လေတိုင်လေးကရှင်းလင်းနေပါတယ်တက်တော့ပြော့နေတယ်ပေါ့မာရှယ်ခါးလေးကိုဖက်ပြီးတော့ဒီဘက်ကိုဆွဲလင်းလိုက်တော့လက်ဖြတ်သွားသလိုနဲ့မျက်လုံးလေးကိုပြူမာရှယ်လက်တွေကသူရှယ်အင်ကြီးဆောက်စုပ်ကင်ထားတယ်တစ်ချက်ငုံကြည့်ပြီးမှကျိနှက်သွားကမာရှယ်နဖူးလေးကိုဖြတ်ခနဲ့ငုံနှံပြလိုက်တယ်အိုးနေဘလိုတွေလုံနေရလဲကျွန်တော်မရှိလို့ပြောနေရလားပြောနေစောစောရလို့နေဖေးစက်အေးကအစွမ်းကုန်ပွင့်လန်းနေတဲ့နှင်းစီပန်းလေးလို့ရှင်းစုံနေတဲ့နှုတ်ခမ်းလေးကိုဖိနှံပြလိုက်တော့ရှုပ်တရက်မှာပြန်မရှုံးလို့မြဟိုးရှင်တခါကားလိုပဲမာရှယ်နှုတ်ခမ်းကိုထိမိတိုင်းမှာပြန်မလို့ချင်တော်တော်မို့တကူလုံးကိုတိမ့်ပိုက်ထားလိုက်ပြီးတော့ဆက်ပြီးတော့နှမ်းနေတယ်ရှုံးနေမှန်သိတယ်ဆိုပေမဲ့သူမလို့ချင်မှာကျွန်တော်နှမ်းမယ်ဆိုရင်ညင်ညင်နေထုံးစံအတိုင်းခေါင်းကပြနေရမို့သူအရွယ်တိုက်ချင်စိမ့်နဲ့မအောင်ပြန်မလို့တော့ပဲလေတိုင်လေးကိုနမ်းလိုက်လက်ရွှဲဖြားလေးကိုကင်လိုက်ဒါရှုံးပါနော်အေကန်နေလွတ်ငြိမ်ငြိမ်နေစမ်းပါရှင်ကျွန်တော်လေးအသေးရှားလို့မတကူလုံးကိုအပါတီယာဖက်ပြီးတော့ပိုင်စာပြစ်ချင်တာနှုတ်ခမ်းလေးရလို့အရှင်လိုပဲတကယ်မလို့ချင်တော့ဘူးတဖြည်းဖြည်းနီးရှင်းလာတဲ့မာရှယ်မျက်နှာလေးကြောင့်သူရှင်လိုက်ပြီးပါလေးကိုဖြက်ခနဲငုံနှံပြီးတော့လှုပ်ပေးလိုက်တယ်သူရဲ့ရှင်ကွင်ရလှုပ်တာနဲ့မာတို့ပဲတအားကိုတွန်းဖယ်ပြီးတော့ဘေးနားမှာရှိသမျှပစ္စည်းတွေနဲ့ပြက်ပေါက်တယ်မာရှင်းနေရလားကျွန်တော်တော့တခါလေးတောင်ပြုံးမပြပဲတခြားကောင်တွေကိုတော့ဖောဖောတိတိပြုံးပြနေရပေါ့လေငါဘာသာဘသူကိုပဲပြုံးပြနေနေမင်းဘူးပါလားဒီနေ့ငါဘာဆိုင်လို့လဲကျွန်တော်ကမာရဲ့ခင်မောလောင်းလေစိတ်ကူးရှင်းနေနဲ့မူညာတယောက်ရှက်လေရှက်ရှင်လဲခုံနေလို့တအားကူမှကျုံအောင်ဖြစ်တော့သူအချစ်ကကန်ပြုံးနေစိတ်ကူးရှင်နေတာမဟုတ်ဘူးကိုရှုံကြည်တာမအောင်ချစ်ခဲ့တာကမနေ့တနေ့မှမဟုတ်ပဲထွက်သွားအခုအေကန်ကောင်းညစ်ပြီးတော့ချက်ချင်းထွက်သွားတယ်ရှင်ဘက်ကိုဖေးပြီးတပ်ပြင်းလေးကိုချမိခြင်းသူအားပြန်လဲလာပြီးရှင်တွေခုံပြီးတော့ထပ်ပြီးတန်းစီကျင်းနေဆိုရင်ပြောနော်အချိန်မရွှေဝန်ဆောင်မှုပေးတယ် Bash only for you နေသွားသေးဘူးလားထက်သွားမုံညာတအားအောင်ပြတော့မှအပြုံးလေးတစ်ချက်သူကတကယ်ကိုထက်သွားတယ်ရှင်တွေခုံပြီးတာကတော့အမှန်တကယ်ဖြစ်ပြီးအခုချိန်ထိမုံညာကိုနှမ်းဖူးသူကသူတယောက်ပဲရှိတယ်လို့မုံညာကိုယ်တိုင်လည်းတခါမှမကြုံခဲ့ဘူးအေကန်အပေါ်လေးခန်းစားချက်တွေကမရှိခြင်းဘူးဆိုပေမဲ့အခုတော့ခန်းစားချက်ကထားမိနေပြီလားမျက်လုံးထဲမှာပြင်းပြင်းလိုက်တာကအန်တီဖြူရှက်မျက်နှာပါသူတို့သားမီးကိုဘယ်တော့မှမပတ်သက်ဘူးသူကြောင်းပြီးသွားတဲ့အခါမှာဒေဒီယာမလိုပဲကုမ္ပဏီမှာအလုပ်လုံးစီတာမို့မဟာသူရှယ်မျက်စိအောက်ကိုပဲပြန်ရှောင်းလာခဲ့တယ်ဒီအဖြစ်ကိုသူကပြုံမိတယ်ဆိုပေမဲ့မဒေဒီစီယာခွင့်တောင်းပြီးတော့စောလို့ရှိမန်နေဂျာအဖြစ်တောင်းဝေယူပြီးရုံးကထွက်သွားတာမို့သူဒေါသဖြစ်သွားတယ်မသူ့ကိုတမင်တက်တက်ရှောင်းနေကြမို့ဝမ်းနေခြင်းရှိတယ်ဆိုပေမဲ့ဒီဝမ်းနေမှုတွေဟာဒေါသအဖြစ်ပြောင်းသွားတော့သူရှယ်မျက်လုံးထဲမှာဘာမှမမြင်တော့မအခုပြန်လိုက်ခဲ့ရှုံးမထိုင်ရမယ်စားလို့ရှိစိုက်တဲ့အထိရှောက်သွားပြီးမောက်အတင်းခေါ်တော့မသူ့ကြည့်ုံသာကြည့်ပြီးစကားတကုံးမှပြမပြောစိုင်းစရာကယောက်ျားသားတွေဟာအများဆုံး
ရှုံးမှာတော့စိတ်မချတဲ့သူကဘယ်လိုနေရမှာလဲမကျွန်တော်ပြောနေတာကြားလားကြားတယ်နေကနေရာပြောင်းခိုင်းနေတာဘယ်ဒရိုက်တာရှင်လုံးပိုင်ခွင့်နဲ့လဲအော်ဒရိုက်တာဖြစ်မှခမအမိတ်ပေးလို့ရမယ်ပေါ့လေမတို့တစ်ချက်မောကြည့်ရှင်ခေါင်းလေးမငိမ့်တယ်လို့ခေါင်းလေးမခါပါဒီလောက်ကောင်းမှနေတဲ့မိန်းကလေးကိုသူဆက်ပြီးတော့သိမခံနိုင်တော့တာနဲ့ပြန်အရွှဲတိုက်ဖို့စိတ်ကူးနေပြီးဆိုင်အုပ်ထုပ်တစ်လုံးကိုတောင်းပြီးတော့စိုက်ထင်းပြန်လာတယ်။မပုံစံတစ်ခုကိုကြည့်နေရှင်သူ့ကိုတွေ့လိုက်လို့မျက်လုံးလေးရလည်းပြေးသွားတယ်။အေကန်နင်အဲ့ဒါဘာလို့တာလဲ။စိုက်အင်ဂျင်နီယာလုပ်မယ်လေကျွန်တော်လည်းဘွေးရထားတာပဲ။ဘာမရအောင်အခုပြန်ဘယ်ဒရိုက်တာရှင်လုပ်ပိုင်ခွင့်နဲ့လာပြီးတော့အမိတ်ပေးနေရလဲဒုံမုံညမဆွေးဆွေးခုံမတဲ့ဒေါသဖြစ်သွားပြီးတော့သူ့စူကနေတစ်ချက်ကြည့်ကပြန်လှည့်သွားတယ်။သွားနေရှင်းနဲ့လည်းဖုံပြောနေတာမို့ဒက်ဒီစီကိုလှမ်းတိုက်နေတာဖြစ်တော့တယ်။မဒီမှာလုံနေတဲ့၍သူလည်းလိုက်ပြီးတော့လှုပ်အောင်မှာပဲမို့ဘသူကိုပဲတတိုင်ခရီးမဆိုင်ပါဖုံပြောပြီးတော့နေမှာကခြေလမ်းတွေရှက်သွားပြီးသူ့ကိုပြန်လဲကြည့်တယ်။စောစောကကြီးနေခဲ့တဲ့ပုံချမ်းဆောင်ရွက်ကိုသူ့စီပြပေးရှင်။အဲ့ဒီအတိုင်းလိုင်းစစ်ထားလိုက်နေလဲအင်ဂျင်နီယာပဲအဲ့တော့သိမှာပါ။ဟုတ်ကဲ့ငါနီးလေးစာသွားဆောက်လိုက်အောင်မဲ့လှုပ်ထားလိုက်ဒါလက်ခံလိုက်တာမဟုတ်မဲသူတည်တယ်မဟာတနီနီနဲ့သူ့အနာကထွက်သွားဥမှမို့ဘာရင်ကြက်စီနေတလဲလို့ခံမဲ့ကြည့်တော့ကောင်းသေးမှဘာမှမရှိအသားတွေကမဲသွားလိုက်တာသားရှင်ရှုံးမှနေရတာကိုဘာမှမသိသေးတဲ့မာမီကသူရှယ်လက်တွေကိုဆွဲယူခြင်းရဲ့တပြောနေလို့ကြိတ်ပြီးတော့ပြုံးမိတယ်မာမီဟာသူ့အတွက်မိခင်ကောင်တရားဖြစ်တဲ့ဆိုပေမဲ့မအပေါ်ကိုတော့ဘာကြောင့်မကျင်လာတာလဲအခုလေအေကန်ထဲမှာမခိုင်းထားတဲ့စင်တစုံလုံးနေတော့ဖြော်ရှည်လာဖို့တာစိတ်မကောင်းဖြစ်နေတဲ့မျက်နှာနေပါစိတ်မပူပါနဲ့မမီကျွန်တော်အောက်ချင်အားစပြီးတော့လှုပ်ချင်လို့ဒေဒီကိုပြောပြီးတော့စိုက်ထဲသွားနေရပါပြီးတော့ရှောက်ကြလေးပဲဒီလောက်နေတော့ဘာမှဖြစ်မသွားဘူးမဖြစ်လို့မရှောင်ငါတာမမီမင်းဆွေရှဲသမီးနဲ့နေရာချပေးမလို့အဲ့ဒီပွဲမှာခန့်ညားနေမှာဖြစ်မှာသူစိတ်ပြတ်သွားပြီးတော့ကျုပ်ကနေစုပ်သက်ကမျက်နှာကိုတင်းပြစ်လိုက်တယ်မာမီယာအခုနောက်ပိုင်းမှာမေးဆွေချေသမီးစွာတွေနဲ့မကြာခဏဆိုသလိုမိတ်ဆက်ပြီးတတ်တယ်။မသွားချင်မှဆိုလည်းမရှကျွန်တော်မအားဘူးမာမီစိုက်ထဲမှာအခုမှအလုပ်တင်မရှိသေးတာအလုပ်မပြတ်ချင်ဘူး။တရက်နာလိုက်ကိုမိုးဝေကိုမာမီပြောလိုက်မယ်။မာမီပြောလည်းမရှဘူးကျွန်တော်ရှေ့စိုက်မှန်နေကြအစီကံကြည့်တယ်။တရေရှိရင်နဲ့ဖြားနာတာကလွယ်လို့လုံးဝခွင့်မပေးဘူး။ထမင်းစားခန်းထဲမှာစတော်ဘယ်ရီဖြော်ရည်လာယူရဲမှာကသူရဲ့စကားတွေကြောင့်လှည့်ကြည့်တယ်။အကင်ပါတဲ့မာမီကမအောင်တစ်ချက်လှမ်းကြည့်ပြီးပြုံးပြလိုက်တော့သူတောင်းမှအံ့ဩသွားမိတဲ့အထိမိုးညအေကံတရလောက်ခွင့်ပေးမယ်မလားမသူတို့သားအမိကိုမကြည့်ပဲဖြော်ရှည်ခွက်ကိုသာနှံဆက်အယောင်မှွေရှင်ထမေစားကန်ရနေအပြင်ထွက်လာတယ်သူတို့သားအမိအနာကိုရှောင်းမှမမီကိုတက်တက်ကြည့်ပြီးတော့ခေါင်းခါပြတယ်သူကကျမစိုက်တရားမဟုတ်ဘူးအန်တီဖြူဒီတော့သူ့ရဲ့ခွင့်ရကကျမနဲ့မဆိုင်ဘူးသူရှဲရှာတူကရှုံးပေါ်မှာဒါတော့ဒေတီနဲ့ပဲဆိုင်နေချက်ချင်းလက်ထပ်သွားတဲ့မောက်ကြည့်ပြီးဒေါသဖြစ်မိတော့တယ်ဆိုပေမဲ့မာမီယာတို့ရှဲမျက်နှာကဆွဲလှည့်ရှူတယ်မာရှဲခဲကြစကားတွေကိုတော့ဒေါသမဖြစ်အားတဲ့မာမီမျက်နှာကပြုံးကျစွာရှိပါတယ်ဘလောက်တောင်ကြော်တဲ့မိန်းကလေးမို့မာမီယာအခုလောက်ထိဖြစ်နေရလဲမနေ့ပြန်အားရမလားမာမီညစာစစ်စစ်လိုက်မယ်ခလေးမလေးကလိမာတုံးလေးပါငါသာသဘောကျသွားမှာသူစိတ်မပါလက်မပါခေါင်းကြီးပြလိုက်ပြီးမထပ်သွားရှာစီကိုတစ်ချက်လှမ်းကြည့်ရင်အကျိတ်ဖြစ်တယ်။အဲ့လိုတွေခွာထုတ်ပြက်လေခမအနာကိုပို့ပြီးတော့ကက်ချင်လေးပဲတုံပုံည။သူဘလို့မှငြိမရတဲ့ညစာစောင်းပွဲကိုစိတ်မပါဘူးဆိုပေမဲ့မမီစိုးခွန်လာလို့လိုက်လာခဲ့ရတယ်။မကလည်းဝေစားပြည့်စင်ပြီးတော့ညနေကလေးကထပ်သွားတာမို့ဖေးသွားတလဲဆိုတာသိကျင်ပေမဲ့မမီယာဖုန်းကိုတောင်းမှပြီးမကိုင်းအလောက်ကဖုန်းဆက်တယ်ဆိုပြီးတော့အကြောင်းပြနေမှဆိုလို့တော်တော်လေးကိုလေးသွားတာမို့ဘာမှလည်းမပြောတော့ပဲသူလိုက်လာခဲ့ပြီးချိန်ထားတာကဟိုတယ်တကူမှာဆိုင်ရင်တို့ဒီမှာမမီရဲ့အတန်နဲ့တူပြီးမြင်ကွင်းတဲမှာရှောင်းလာတဲ့အမျိုးသမီးနှစ်ဦးတအုပ်ကတော့မမီကပွေဖက်နှုတ်ဆက်နေပြီးတအုပ်ကသူ့အရွယ်လောက်ရှိမဲ့မိန်းကလေးတစ်ယောက်ပါဒါငါသမီးလေးရှေဝါရှုံနဲ့ဘေးနဲ့လဲလှပါတယ်ရှင်မအေတူသမီးလေးမို့ထင်ပါရဲ့ဒါတို့ရဲ့သားလေးသိရမလားအေကန်သစ်စားတဲ့ရှေဝါရှုံဆိုတဲ့ဒီမိန်းကလေးနာမည်နဲ့လိုက်အောင်ဝင်းဝါနှုတ်ဖက်နေပြီးတော့အဝါရှောင်းပါတိတ်ဝန်းဆက်လေးနဲ့အေးအေးကြကြလှနေတဲ့သူကောင်းပြန်ငိမ့်ပြပြီးတော့နှုတ်ဆက်လိုက်ကဒီထဲပို့ပြီးလဲဒီမိန်းကလေးကိုမကြည့်ဖြစ်သူမဘလောက်ပဲအေးချမ်းစွာလှနေပါစေ
မဟုတ်ဘူးဆိုတဲ့အတွေ့နဲ့နည်းနည်းလေးမှစိတ်ဝင်စားရှေ့ကိုကြည့်ရတာဒီဘက်စိတ်ဝင်စားတယ်လို့ပဲဟုတ်တယ်ညင်မရလို့လိုက်လာတာဘာဖြစ်လို့လဲငါရည်ရွယ်ထားတဲ့သူရှိတယ်တိုင်းဆိုင်နေပဲပြောရမလားသူနဲ့ရှေဝါရှုံစကားတွေပြောနေတော့မှဟိုတယ်ရှိကိုရှောင်းလာတဲ့မာနဲ့အမျိုးသားတအုပ်ကိုတွေ့လိုက်ရှာလို့မျက်လုံးတွေကဒီကိုရောက်သွားတယ်အမျိုးသားကအနှဲရှောင်အနောက်တိုင်းဝင်းစုံနဲ့တသက်ရှိရှိပြီးမာနဲ့စကားတွေပြောနေတာကတမိတမောညနေကလေးကပြင်ဆင်ပြီးတော့ထပ်သွားတာကဒါအတွက်ပေါ့လေဒေါသတွေနဲ့ဘာကူမှမမြင်တော့ပဲဟိုတယ်အရှိတင်ထွက်လာပြီးတော့ပြန်ဖို့ပြင်နေတဲ့မာရှယ်လက်တစ်ဖက်ကိုပဲလှမ်းဆွလိုက်တယ်အမတ်တမန်မို့မာသူ့ဘက်ကိုပါလာပြီးတော့အနောက်တိုင်းကဝင်းနဲ့ဒီပုတ်ကူဟာစူဆန်တဲ့သဘောတွေနဲ့ကြည်လာပြီးသူဟာမာရှယ်ခါကိုသိမ့်ဖက်လိုက်ပြီးတော့ဒီလူကိုကြည့်လိုက်တယ်ဘာမှမဖြစ်ပါဘူးသူမကျွန်တော်ရှက်မိမှာပါမာဘာမှပြန်မပြောနိုင်ခင်မှာသူဆွဲခေါ်ခဲ့တော့ခါဖတ်ထားတဲ့လက်တွေကိုပဲဒေါသတကြီးဖေကြရှင်သူနောက်ကိုပါလာတယ်မာမီအပါဝင်အားလုံးရှင်အကြည့်တွေကသူ့စီရှောက်လာတော့သူဟာခါကိုပို့ပြီးတော့တင်းနေအောင်ဖတ်ထားလိုက်တယ်ဒါကျွန်တော်နဲ့လက်ထက်မဲ့မိန်းပါပဲဘာမဟုတ်တာအေကန်ကျွန်တော်ပြန်နေမယ်မာမီနေဖဲစမ်းမဟာသူဖတ်ထားရှာကအရှုံးထက်ပြီးတော့အရှင်ပြည့်ပြည့်ရှိုင်ပြက်လို့ပါတစ်ဖက်လုံးကထူပူသွားပြီးသူရှယ်မျက်နှာကလေထွက်သွားတယ်မာမီအတန်ကြားလိုက်တော့သူမအရှိအနေပဲကွယ်ရှက်ပေပြီမာမီကိုပဲမျက်နှာချင်းဆိုင်ပြီးမားစီကိုမရှောင်လိုက်တဲ့မာမီလက်တွေကသူရှယ်ရှင်ဘက်ကိုတဝုံဝုံနဲ့ထူနေနေတယ်ဒီလောက်ထိရှက်ဆက်ရှာသလားငါသားလေးကိုဒေါသငွေ့တွေနဲ့မာမီရဲ့မျက်နှာကနေရှယ်တင်းမာနေသလိုမအောင်လည်းစူးစူးစီကြည့်နေတယ်ဆိုတာကိုသူသိတယ်မအောင်ပြန်ကိုကြည့်တော့မသူ့ကိုပဲတက်ကြည့်နေသလိုဆဲဆဲကြည့်နေလို့ပြုံးပြလိုက်တယ်မပြန်စုမောင်းလိုက်ဖို့မယ်မခါလေးကိုဖက်ပြီးတော့ဟိုတယ်တရားနဲ့ထွက်လာခဲ့တော့မာမီဘာဖြစ်နေမလဲဆိုတော့မတင်မိတော့ပါမာတော့သူရှက်လက်ကိုပဲမနာချမ်းကူမှဖေးချနေတာလက်သေးတွေနဲ့ကုတ်လို့ကုတ်နေတက်တော့ပါဆက်စိတ်မရှိတဲ့တတော်ဝါပဲဖဲစမ်းခမည်းငြိမ်ငြိမ်နေဒေါ်မူးညမနေဘူးနေတီလောက်ရှုံးမှရှမ်းကောင်းတက်မယ်ငါမသိဘူးနေတို့သားမီကလိုက်လေလိုက်တယ်နော်မအေးရလေငါအဖေကိုတားရလေမဒေါ်သားဖြစ်ဖြစ်နဲ့ပဲပိတ်អော်လိုက်တော့သူရှမ်းတန်ကခါရိုက်ထက်ကိုမှပိုးကျဲသွားတယ်သူချင်မဲ့တီးရတာနဲ့ဘာလို့ဒါမျိုးတွေပြောနေရလဲဘာလဲမှန်တာပြောတော့နားသွားပြီလားခမရပါဇက်ကိုပိတ်ထားလိုက်ကျွန်တော်ခမရချစ်ခဲ့တာအခုမှမဟုတ်ဘူးဘာလို့ဒါမျိုးတွေပြောထွက်တာလဲကျွန်တော်ဘလို့ပဲမြင်နေကျွန်တော်အချစ်ကိုတော့မစော်ကားပါနဲ့မအောင်ကားပေါ်ကတုံးတင်ပြပြီးအိမ်ကိုပဲမောင်းလာခဲ့တယ်အိမ်ကိုပြန်ရှောင်းမှမပြီးနိုင်သေးတဲ့ဒေါသတွေကမပြီးနိုင်သေးတဲ့ဒေါသတွေနဲ့မကလည်းတစခန့်ချပြန်နေကြည်ကြည်ဖြူဖြူမကြည်ဖြူဖြူအတင်းစုပ်ခိုက်ထားလက်တွေကိုအတင်းရှုံတော့သူမလို့ဖဲနေလိုက်တယ်လွတ်ပါလူရှမ်းကားရဲ့မလို့ဘူးခမည်းကျွန်တော်နဲ့လက်ထရမယ်မာသူ့ရှက်လက်မောင်းကိုပဲလက်သေးချွန်တွေနဲ့ကုတ်ဖဲ့ပြီးအမှတ်တမဲ့နာသွားတဲ့အခါမှာမာရှက်လက်ကိုလှုပ်ပေးလိုက်တယ်ဒီရဲ့အခါမှာမာကသူ့ရှက်အနာကနေလှက်ခနဲထွက်ပြေးပြီးသူမာရှက်အခန်းစီကိုပါမသွားရှာဘူးကျွန်တော်ပြောလို့မပြီးသေးဘူးမအခန်းရှိကိုရှောင်းမှမိတာမို့ခါနေပွင့်ရှူလိုက်တော့မာရှက်ကိုလေးကအရှုပ်ကလေးလိုပဲသူ့ရဲ့လက်ထဲမှာပါလာတယ်နေပဲအချိန်ထိငါ့ဒုက္ခပေးဦးလို့လေအေကန်နေအတန်လည်းမကြားချင်ဘူးရေရှက်မျက်နှာလည်းမမြင်ချင်ဘူးနေကိုငါမုန်းနေနေရလွယ်လို့ဘသူကိုပဲဖြစ်ဖြစ်ငါလက်ထက်လိုက်မယ်အလောက်တီနေကိုမုန်းတာနူးညံ့မှုလေးတောင်မရှိခဲ့ဘူးတဲ့မာရှယ်နှုတ်ခမ်းဖျားတွေကဒီလိုအမုန်းစကားတွေတလေစီထွက်ကြလာတော့သူနာကျင်သွားမိတယ်မဟာသူ့အလောက်တီမုန်းနေကြတာလားရှားရီမုန်းနေလားမတဘောအားစာလုံးကျွန်တော်အနားမှာထိုင်ပြီးတော့မုန်းနေလိုက်ခမရောက်ကျွန်တော်အပိုင်ရှားမှာဖြစ်မယ်မအခန်းတကားကိုပဲကန်ဖွင့်ပြစ်လိုက်ပြီးသူပါလိုက်ဝင်ခဲ့တော့မမျက်နှာပြတ်သွားတယ်သူလက်တရားအသေးအတန်ပြန်ရှုံးပါတယ်တကားလှောချဖြစ်လိုက်ပြီးမာရှယ်နှကန်းတွေကိုနမ်းပြီးတော့ရှင်ခုံတန်နေရလေအစားပြန်ရှောင်သွားပြီးမကိုလှုပ်မပေးနိုင်တော့ပါမွေးရပေါ်မှာအသာရှာချလိုက်ပြီးတော့မာရှယ်ကိုလေးကိုရှင်ခွင်အောက်ထိရှာအောင်ဆွဲရှုခြင်းလေထိုင်လေးကိုလည်းဖိကက်ပြီးတော့နှမ်းနေဤကနေ့ငိုချလိုက်တဲ့တူမာရှယ်မျက်နှာကိုလှဲဖွဲ့ရှုံရင်သူရှယ်လက်ပေါင်းတွေကိုပါကတပုံပုံနဲ့ထူးဆိုင်တယ်နေလှူရှောက်မှာပဲအတေထူးနှမ်းနေတဲ့လက်တွေကိုဖြေဆုပ်ချုပ်ကင်လိုက်ပြီးတော့မာရှယ်မျက်လုံးတွေကိုကြည့်ပြီးတော့မာနှုတ်ခမ်းလေးကိုကင်ပြီးတော့မျက်လုံးတွေကိုအတေဖိပိတ်ထားတယ်ကျွန်တော်လက်ထက်ပါကျွန်တော်အနားမှာပဲနေပါလူရုပ်မားလူပဲပြောမဘလို့ပဲပြောမအောင်ရှာဖို့လူတယောက်ချင်းကို
လက်တန်တစ်ချောင်းစီလိုက်ဖြတ်ရှာမယ်ဆိုတော့ကျွန်တော်လိုက်ဖြတ်ဖြစ်မယ်အတီကမောက်ရှားဖို့ပဲဟင်းမောက်ချစ်တယ်ရှက်ရနှာကြီးစွာဖိဖိထားတဲ့မျက်တောင်လေးတွေကိုအမျက်တလို့နှမ်းလိုက်ပြီးမှနှုတ်ခမ်းလေးကိုသူထပ်ပြီးတော့နှမ်းမိတယ်အချစ်ဟာသူနဲ့လက်တကန်းအကွာမလားဒါမှမဟုတ်မိုင်ပေါင်းများစွာဝေးကွာနေရလားမောက်ချစ်ခွင့်ရှာဖို့မဘဝချင်းမှာသူရှိနေရှာဖို့ကရောဘလောက်ဒီဝေးကွာနေနိုင်မှာလဲပျော်မပြတဲ့အောင်ချစ်တယ်မပျော်ပြစရာမလိုအောင်လဲချစ်ပါမယ်ကျေးဇူးပြုပြီးတော့ယုံကြည်ပေးပါလို့ပြောခြင်းတယ်နူထွေးနေတဲ့မာရှယ်ကိုလေးကိုဖတ်တာရှင်တညက်နေလုံးကုံစုံကြရတာမို့ရှင်းတင်းမှာကြည်နူးနေမိတဲ့တဖွာဖွာနှမ်းနေပေမဲ့နှမ်းလူလည်းမဝမစပင်လေးတွေကအစဒူညံမှွေပြတ်နေပြီးတော့အသာရှာလေးတူတီမိသည့်တိုင်အောင်ရှင်းတင်းမှာတိတ်ကနေသူလိုချင်တဲ့မိန်းကလေးကိုအပိုင်ရှာခဲ့ပြီးမို့ပျော်နေပြီးတဲ့စိတ်တွေနဲ့အိမ်မပျော်နိုင်ခဲ့ပါမတသိန်းသိန်းတုံနေတဲ့ပခုံးလေးကိုဖမ်းလိုက်တော့မသူ့ကိုပြန်လဲမကြည့်ပဲဆက်ပြီးတော့ငိုနေတယ်မတကုတ်လုံးပါလာအောင်ဆွဲရှုပ်ပြီးမာရှယ်မျက်နှာလေးကိုသူ့ရဲ့ရှင်ခွေမှာကတ်ထားလိုက်တော့ငိုနေရှိမကလည်းပြန်မရှုံးပါကျွန်တော်တို့လက်ထိတ်ရအောင်လေမငိုပါနဲ့မဖြစ်ချင်တာမလုပ်ချင်တာတွေကျွန်တော်အကုန်လုံးဖြည့်ဆည်းပေးပါမယ်နော်မကောင်းပဲခါပြပြီးတော့ငိုတန်တွေနဲ့ညှင်းဆက်နေစေဖြစ်တယ်ဒါရီယိုလဲသူဟာဂယုမဆိုင်ချင်ပဲမာရှယ်ပါလေးကိုပဲရှက်ခနဲ့နှမ်းပစ်လိုက်တယ်တကောလုံးကိုတင်တင်ဖတ်ထားလိုက်ပြီးတော့ပခုံးလေးတွေပါဖုံးနေသည့်စာကိုဆွဲကြုံပေးလိုက်ပြီးမနှစ်ဖူးလေးကိုပဲထပ်ပြီးတော့နှမ်းမိတယ်မနှဲပြန်လက်ထက်မယ်မအခုအိတ်ရှအောင်မမငြင်းတော့ပဲငြိမ်သက်သွားတာမို့သူစိတ်ချသွားပြီးတော့မာရှယ်ကိုလေးကိုဖတ်ထားရှင်အိပ်ပျော်သွားခဲ့တယ်သူပြန်နိုးလာတဲ့အခါမှာသူ့အနားမှာဘသူမှမရှိအေကန်မမီနဲ့စကားပြောရအောင်တကားခောက်တဲ့တူမမီတန်ကြောင့်အခန့်တဲ့သူရှောင်းနေတဲ့စရာကိုမမီဘလို့သိလဲလို့အတွေ့နဲ့ပဲရှင်းကျင်းသွားတယ်သူအပြင်ကိုထွက်လာခဲ့တော့မမီဟာဒေါသတွေမလျှော်သေးတဲ့မျက်နှာချုံမျိုးနဲ့ဘုံညရောမသိဘူးဘုံညလက်ဆွဲအိတ်တစ်လုံးနဲ့ထပ်သွားပါတယ်ဘာမန်းသူစကားတွေကြောင့်သူရှယ်မျက်လုံးချင်းမှာပြာကနေဖြစ်သွားပြီးမမီရှိနေတာတော့မှရရဆက်ဆက်အော်ပြလိုက်တဲ့အထိမအပြိုထပ်သွားတာလေဘယ်အချိန်ကလဲထပ်သွားတာကြပြီလားနည်းနည်းတော့ကြပြီဤကဲအန်သူလည်းမျက်နှာမကောင်းတာမို့မငိုသွားရမယ်နားလေလိုက်တယ်ချက်ချင်းမှအပြင်ထပ်ဖို့ပြန်တော့မမီကသူ့ရှင်လက်ကိုဆွဲထားတယ်မေဖဲသွားအောင်လို့လေမမီမင်းနဲ့ဘုံညလုံးဝသဘောမတူဘူးနော်မိတော့မောင်နှမတွေဘာမှမတော်ဘူးမအောင်ဒေဒီအရှင်အိမ်တောင်နဲ့မွေးခဲ့တာပြီးတော့မအောင်ကျွန်တော်ပိုင်ပြီးသားကိုမိုးဝေကရောသဘောတူမဲလို့ထင်နေလားသူ့တမင်ကိုမင်းဘလို့ညင်းမဲ့အကြောင်းတွေကြိုသိနေလို့ရင်းမရအောင်လုပ်လိုက်တာအခုဆိုမနဲ့ကျွန်တော်လက်ထက်ရှားမယ်ဆိုရင်တော့မှဘယ်သူမှတားလို့မရှားတော့ဘူးအေကန်မအောင်ကျွန်တော်ရှားမှဖြစ်မယ်မအောင်ကျွန်တော်မိမ့်ပါပဲကားတော့ကောင်းကင်ပြီးတော့အပြင်ထွက်လာခဲ့ရှင်မင်းခါရိုးစီဖုံးဆက်ပြီးမအိမ်ဘော်ကဆင်းသွားတဲ့အကြောင်းပြောပြလိုက်တယ်ခါတိုင်းမှလည်းစကားများရှံဖြစ်တဲ့တခြားဘာမှမမီးတက်လို့တော်ပါသေးတယ်ညာတွင်ချင်းရှာဖို့ဆိုတာမလွယ်ပေမဲ့အပါအသိတွေများတဲ့သူရှင်းပေါ်တာတွေကရှာနိုင်လောက်တယ်တော်ကြနေအကြောင်းပြန်ပြီ3နာရီလောက်တော့အချိန်ပေးငါမော့အတွေးမှဖြစ်မှာနော်မေခအေးပါငါကြောက်ရင်ထားမတိုင်ခိုင်ရှိမှတကားကိုတုံတုံထုရှင်သူအကျဲကြီးအော်ပြလိုက်တယ်ဘေးအခန်းတွေကိုအာနာတယ်ဆိုပေမဲ့ဒီလိုလုံးမှဘာတို့ထပ်တွေ့မှဖြစ်ပြီဒီမှာရှိနေတာကိုသိရဖို့အချိန်တော်ပေးလိုက်ရှာတယ်တိတိချင်းထွက်လာတော့ည7နာရီရှိထိုးပြီဘာလဲစပင်တွေလည်းဖျော်ပြင်းမာရှယ်မျက်နှာလေးပေါ်လာတော့မခေါ်မဲ့တီလီယန်နဲ့တိုက်ခိုင်းတဲ့ကိုပဲအတင်းဝင်လာတယ်ဘာပြည့်စည်မှမရှိသေးတဲ့အခန်းကျကြီးထဲမှာမာရှယ်လက်ဆွဲအိတ်လေးသာကျန်းပြင်းပေါ်မှာဘေးနားမှာဆလဲဆခတ်ဆွဲပူနဲ့မုတ်တရားပြန့်ကျင်းနေတယ်ပြန်တော့ထိုင်စရာမရှိဘူးထိုင်ဖို့လာတာမဟုတ်ဘူးခမရနောက်ကိုလှိုက်လာတာခမရမာနတွေအလောက်မပြလေကျွန်တော်မြင်နေတုံမုံညဘာဖြစ်လို့လဲရေမရှာတော့တဲ့အချိန်လေးကိုတော့ရှောင်းခဲ့ပြီးမှဘာလို့လဲဟေ့ဒါတွေပဲပြောနေမယ်ဆိုတော့ပြန်လိုက်တော့ဒါတွေပြောချင်လို့ကိုခမရစီလိုက်လာတာအခုလို့ထပ်သွားတော့ရောခမရစိတ်ချမ်းသာသွားလားဟမ်မာတော့ပြန်မကြည့်တယ်လို့စကားလေးမပြောပဲခါဆွဲဖို့ကိုပဲလက်လှန်လိုက်တော့ဒီရလက်တွေကိုဖြတ်ကနေလှမ်းဆွတ်လိုက်တယ်မာတကူလုံးသူ့ဖဲပါလာအောင်အဆွဲရှူလိုက်ပြီးမာရှယ်မျက်နှာကိုကြည့်ပြီးတော့ငငယ်တုန်းကအရှိုက်ခံရပြီးဆေးလေးနေချိန်လို့နှုတ်ခမ်းလေးကိုကိုက်ပြီးတော့မာနာတွေကအပြည့်မာနာတွေကြီးပြမနေပါနဲ့မရဲ့မာနဲ့ဝေပြီးကျွန်တော်မနေနိုင်လို့ပါ
ဒါကြောင့်မော့ဆွလုပ်မိတာနင်ပြန်တော့ဧကန်မကျွန်တော်နဲ့လိုက်ခဲ့ပါမမပါပဲကျွန်တော်မပြတ်နိုင်ဘူးမလိုက်ဘူးနင်လို့စီးမရှိကန့်မရှိလူရှမ်းကရှိတဲ့နေရာမှာငါဆက်နေမယ်ဆိုရင်ငါဘဝဒီထက်ပြည့်ယုံမယ်ငါ့ကိုနန်းကြရထွက်သွားတင်တာသူဖိဆုပ်ထားတဲ့လက်လေးတွေကိုလှုပ်ချလိုက်ပြီးအန်ကျိတ်ပြစ်လိုက်တယ်မသူကြောင့်ဘဝပြစ်တယ်တည်းလားမျက်လုံးတွေစုံမေးပြစ်လိုက်ပြီးခေါင်းခပြစ်လိုက်ကမအောင်ပြန်ကြည့်တော့ခေါ်ဆွဲဘူးတွေသိရှေးတောက်နေတယ်ဒီတိုက်ခန်းထဲမှာတော့မမထားခဲ့နိုင်ပါညညာဆိုရင်တယောက်တည်းမအိတ်ရှင်းတာကိုလည်းသိနေတာမို့ပို့ပြီးတော့စိတ်မချစုံပြန်ချမ်းနေတူပဲကျန်းပြက်ပေါ်မှာသူလှေချပြန်လိုက်တော့မလှေကြည့်ပြီးသူအနာကိုပြန်လျှောက်လာတယ်ဧကန်နေဘာလုပ်တာလဲအိတ်တော့မလို့အဲ့လိုရှောက်လာဒါနဲ့အိမ်မမဟုတ်တာထအခုထားစုံကျွန်တော်မိန်းမရှိရဲ့အိမ်ကကျွန်တော်အိမ်ပဲအိတ်ပဲဘယ်တော့နင့်မိန်းမလဲထားဆန်းစုနော်မခင်းမဆိုင်စွာနဲ့အပေါ်အင်းကြီးကိုချုပ်ပြီးတော့မျက်နှာပေါ်အုပ်ထားလိုက်တော့မအသေးအတန်ပြန်ဆွဲထူတာကြောင့်လာထားလိုက်တယ်ဘာလဲငါ့ဒုက္ခထပ်မပေးပါနဲ့တော့ဧကန်ရဲ့နေလိုချင်တာလည်းရပြီမလားငါတောင်းပန်ပါတယ်နေအိမ်ပြန်มาတော့ကျွန်တော်လိုချင်တာကအထီးအတွေ့ကိုမဟုတ်ဘူးမဟုတ်ဒါနဲ့တောင်မှဘာလို့ရှားပြီမလားလို့မေးနေရလဲငါအနေကိုမုန်းတယ်လို့ပြောနေရလေကျွန်တော်မုန်းတယ်ဆိုရင်ကျွန်တော်အနားမှာထိုင်ပြီးတော့မုန်းလေမပေတော့ကျွန်တော်အနောက်ကနေလိုက်နေမှာပဲနီကက်ကက်မုန်းနေတော့ပို့ပြီးတော့မကောင်းဘူးလားမမျက်နှာလေးပြတ်သွားပြီးတော့သူရှက်လက်မကိုကင်ထားတဲ့လက်တွေကိုလှုပ်လိုက်ကတစ်ဖက်ကိုပြန်လှည့်သွားတော့မာရှယ်လက်ကလေးတွေကိုဆွဲချူလိုက်တယ်မာရှယ်မျက်နှာလေးကိုငေးမဝသလိုတစိမ့်စိမ့်ကြည့်ပြီးတော့မာသူ့ကိုပြန်မောကြည့်တယ်ခုတော့ဖြစ်သွားတာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အရှင်လိုထူးနိုင်ပြီးတော့မအော်တော့ဘူးလားငါ့ကိုအရှင်လို့မအောင်ကျွန်တော်ချစ်တယ်မျက်လုံးလေးဝိုင်းဆက်သွားပြီးတော့ခေါင်းခါဖြစ်ပြီးပြန်ရှုံးလိုက်တော့သူဆက်ပြီးတော့တိမခန့်လိုက်တော့ပါမာရှယ်ကိုလေးကိုပိတ်ရှုပြီးတော့တင်ကြုံဖက်ထားလိုက်ကစပင်တွေကိုနှမ်းလိုက်သေးတယ်ဧကန်နေဖဲ့စမ်းမလေပင်လေးကိုအမျက်တလို့ဖိနှံပြစ်လိုက်တော့မတော့ရဲ့ရှင်ဘက်ကိုတဝုံဝုံထူတယ်မဘလောက်ပဲထုနေသူပြန်မလွတ်ဖေနဲ့လူထွေမှွေးပြတ်နေတဲ့ကိုလေးကိုဖတ်ထားမိစေပါဘလို့ရှုံးနေရလဲမရဲ့ကျွန်တော်မကြည့်ပြတော့ဘူးလားဟင်ဘာဖြစ်လို့မကြည့်ပြပါလဲနေခွေးစိတ်မပေါက်စမ်းနဲ့ဖဲငါ့လှကျွန်တော်ဘာလို့ခွေးစိတ်ပေါက်ရမှာလဲမ့ကိုချစ်ချင်တာလေမကျွန်တော်အမမဟုတ်ဘူးဆိုကျွန်တော်တို့ဘာမှမတော်ဘူးဆိုမပဲအမြင်ပြောနေပြီးတော့အိုးမငိုချလိုက်တဲ့တန်တဲ့သူပြန်ရှုံးနေတဲ့ရုံအားတွေကရှော့သွားမယ်သူသိလိုက်တယ်မထန်းကိုနေပြန်ပြီးမို့ပြန်ချော့ခြင်းနဲ့ဆိုပေမဲ့လက်တွေကြောင့်မရှက်ကိုလေးကိုဖတ်ထားပြီးတော့တဖွာဖွာနှမ်းမြေစေပါမငိုပါနဲ့မရဲ့ကျွန်တော်တို့အတူတူရှိနေရလေမဒုက္ခရှောင်းနေတာမကြည့်ရဘူးမကြည့်ချင်ဘူးကျွန်တော်ကြောင့်ဖြစ်ရတဲ့ကိစ္စမို့ကျွန်တော်လေးမျှခံပြစေမကောင်းလေးခါပြီးတော့ဆန်းငုံနေစေစပယ်လေးတွေကိုတက်တင်ပေးလိုက်ပါလေးကိုကုတ်တန်လိုက်တွတ်ချုံမိတာကမအိပ်ပျော်သွားတဲ့အထိပါမကအိပ်ပျော်နေရှင်မှာတစ်ချက်ရှိုက်တန်လေးတွေကထွန်းလာတတ်တယ်လို့မဟုတ်တယ်လို့လည်းရှောင်းနာပြောတတ်တယ်သူရှယ်ရှင်းခွင့်တဲမှာရှိနေတယ်ဆိုပေမဲ့ပြောက်ွယ်သွားမှာဆိုလို့ခဏပြန်ငုတ်ကြည့်မိရှင်မရှဲတို့ပြားကမုန်းတယ်လို့တခါထွက်လာတိုင်းမှာတခါနာကျင်ရတယ်မျက်လုံးတွေကိုမှိတ်ချထားလိုက်တော့မျက်ရှိနွေရှဲအထီးအတွေးကိုပါပါးပြင်းအနေခံစားမိရဲ့မကိုရှူးနေလာအောင်ချစ်ခဲ့မိခြင်းမှာညတော့ဘာလို့ပြန်မအိတ်တာလဲတာ breakfast ဝိုင်းပါမာမီရမေတော့ဒေဒီသူ့ကိုကြည့်တယ်ဒေဒီရဲ့အကြည့်ကသူ့စီကဖြည့်ရှင်းချက်တကူကိုရှိုင်းလို့တော့အကြည့်မဲ့သူသိလိုက်တယ်မားစီရှောင်းနေခဲ့ကြောင်းသူပြန်ပြောရမှာဖြစ်တယ်ဆိုပေမဲ့မာမီရဲ့မျက်နှာကိုတစ်ချက်ပြန်ကြည့်မိရှင်မင်းနဲ့မိုးညကိုတပေါ်မတူဘူးဆိုတဲ့စကားတွေကိုပြန်ကြတော့ဒေဒီနဲ့နှစ်ကိုကြားပြောဖို့သာဆုံးဖြတ်လိုက်တယ်တကယ်ကြီးတယောက်စီရှောင်းနေတာပါသူကအိမ်ကျောင်းလို့လေတယောက်ချင်းဖြစ်နေတာနောက်ဆိုမာမီကိုပြောသွားလေတာဒီမှာတိုင်းရင်မာမီမင်းကိုဘယ်လောက်ထိစိတ်ပူနေမှတ်လဲမင်းကိုတခုခုလောက်ခိုင်းရအောင်မေဧကန်စားပြီးဒေဒီနဲ့စကားခဏပြောရအောင်ဟုတ်ကဲ့ခါတိုင်းမာလေးဒေဒီကအလုပ်ကိစ္စတချို့တလေကိုခိုင်းတက်တာမို့ထူပြီးတော့မရှိကြည့်ရဲ့ကိစ္စတွေတော့မဟုတ်မနေ့စာစားပြီးမှဒေဒီရဲ့စာကြည့်ခန်းတင်းမှာနှစ်ယောက်သားထိုင်ပြီးတော့မှဒေဒီကစာကျုပ်တစ်ဆောင်နဲ့တော်တဲတွေချပြီးတာကြောင့်သူဒေဒီကိုပြန်ကြည့်တယ်မိုးညအောင်သွားပြီးလိုက်ဘာတွေလဲဒေဒီကိုတို့တစ်ခါနဲ့ကားတစ်စီးပဲပေါ့ဘာမပြောညာမပြောနဲ့အိမ်ပေါ်ကဆင်းသွားတာမင်းမနေရှိသွားရဲ့ခက်ခဲရှာမှာ
တော်သူ့မေလိုပဲတိတ်ကိုမာနကြီးတဲ့မိန်းကလေးသူတို့သားမီးနဲ့စကားများပြီးတော့အင်ကာဆင်းသွားတယ်ပဲထင်နေတယ်ဒေဒီကြောင့်သူဘယ်လိုပြောရမှန်းမသိသူစာချုပ်ကိုဆွေးယူကြည့်ပြီးတော့ကျင်းနဲ့စွာပြောလိုက်တယ်ဒေဒီဟာဒီအပြောကိုမြင်လိုက်တော့ကော်ဖီကွက်ကိုပဲဆွေးယူတောင်းရှင်စကားဆက်တယ်မနေ့ကမင်းမမစီမသွားဘူးလားသူမလုံးမလဲဖြစ်သွားပြီးတော့ဒေဒီကိုပဲခိုးကြည့်မိတယ်ဒေဒီဟာတကယ်မသိတယ်လို့သူ့ကိုပြန်မကြည့်တော့မှစိတ်လုံသွားပြီးတော့ခေါင်းညှိလိုက်တယ်ရှောက်ခဲ့တယ်မမတိုက်ခန်းမှာဘာမှလည်းမရှိဘူးထိုင်စရာရောအိတ်စရာရောခေါက်ဆွဲဘူးတွေစပြီးတော့ကျန်းပေါ်မှာအိတ်တာဒီစကားကိုတော့ဒေဒီသိအောင်လို့တမင်ပြောလိုက်ခြင်းမှာမာနာကြီးလို့နဲ့မိမတယောက်ကိုပိုင်ရဖို့သူမရှိအာနေကျွတ်တွေကိုပြ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 စုပ်ကန်ရှာမယ်လို့သူရှုံကြည့်တယ်ဒေဒီကိုပြောချင်လို့ပြောလေငါသာကျွန်တော်လည်းထဲချင်ပြီအေးဒေဒီယာတကယ်အံ့ဩသွားတဲ့ပုံနဲ့ကော်ဖီကွက်ကိုကြားပြီးတော့ဖြူဖြူပြပြမေးလာလို့ရှက်သွားတယ်နေရွှဲတွေကိုအကြောင်းမဲ့ပုတ်သက်ရှင်တစ်ချက်ရှိမိတယ်ပြောပါအောင်မင်းဒီလောက်အသေးအတန်ဖြစ်နေတာမျိုးတခါမှလည်းမမြင်ဘူးပါဘူးဒီလိုဖြစ်သွားအောင်ကဘလို့မိန်းကလေးမို့လို့လဲတိတ်မာနာကြီးတဲ့မိန်းမမျိုးပါဒေဒီကျွန်တော်ကတော့သူမတူဖြစ်နေတယ်ဆိုပေမဲ့သူကတော့လုံပါပဲအမြဲတမ်းချိန်ပုံးနေပြီကျွန်တော်ကိုဆိုရင်တောင်းမမြင်ခြင်းဘူးတဲ့ဒေဒီကသဘောကျတဲ့သူလည်းရှိမိပြီးတော့ဒီရဲ့ရှိမောတန်တွေကအတိတ်ပဲတစ်မျိုးစီမဲ့ဒေဒီကမရှိမိသေးပါအဲ့ဒီမိန်းကလေးကဘာတူလဲမမဘာတူမရှိနိုင်တော့ပဲဒေဒီကိုကြီးဟာထိုင်ကုန်ပွားနေကျွန်းလာတဲ့အထိသူရှိနေစေပါမမလေးမမမူညကျွန်တော်မအောင်ချစ်တယ်လက်ထဲကျင်တယ်အဲ့ကြောင့်ဖိတ်ပြောတိုင်းမအမြဲတမ်းညင်းနေမနေရတော့ရင်းရိုးတီမကဘူးစိတ်ဆိုပြီးတော့ကျွန်တော်ရဲ့ပေါင်ရိုင်းလိုက်သေးတယ်အဲ့ဒီမှာပဲအော်မအိမ်ပေါ်ဆင်းသွားတာကျွန်တော်ကြောက်ပါဒေဒီဟာသဘောပေါက်သွားပြီမို့တဲ့ပဲမိကောထုတ်လိုက်တယ်မနေ့ညမူညစီမှာမင်းနေခဲ့ရလားဟုတ်တယ်မတယောက်တည်းဖြစ်နေရကိုမကြည့်ရှက်လို့တာတညလုံးနေပေးခဲ့တာဒေဒီကိုတိုနဲ့ဆိုရင်တော့မအစိမ့်ချဘူးတိုက်ခန်းစာချုပ်ကိုလက်ဖွာနဲ့တစ်ဖက်ဖက်ရှိုင်းကပြောတော့ဒေဒီကတခါထပ်ပြီးတော့ရှိရင်ဒီရဲ့ရှိတဲ့ကိုသူအမြဲလိုကြုံခဲ့ဘူးတယ်မနိုင်မှန်သိတယ်ဆိုပေမဲ့သူဆွတ်တုံလုပ်တဲ့အခါတိုင်းမှာလှောင်လို့ရှိတဲ့သူကရင်းနှီးနေခဲ့ပါတယ်။မကျွန်တော်လက်ထက်မှာမဟုတ်ဘူး။မင်းအမေကလည်းလက်ခံမှာမဟုတ်ဘူး။မမီနဲ့နေရမှာမဟုတ်ပဲကျွန်တော်နဲ့နေရမှာလေ။မရဲ့စံထားပေးလူတာပါ။ဒေဒီကရောသဘောတူလား။ဒေဒီကမရှိတော့ဘဲနဲ့တခုခုကိုလေးလေးနက်နက်စဉ်းစားသလိုနှထင်ကိုထောက်ပြီးတော့ညှိသက်သွားတယ်။ဒီတခဏလေးမှာပဲသူရှဲရှိခုန်တန်တွေပြန်လာပြီးတော့ဒေဒီစီကအဖေကိုစောင့်နေမိတယ်။ဒေဒီရဲ့ဖေဟာဘာပဲဖြစ်နေမအောင်ရအောင်ရှူမှာပဲခွင်ပြိုချက်သဘောတူတာလေးတော့လူချင်းမိတာတောက်မေးဆန်ဖျားစင်အောင်မိုးညဘလောက်ထိကျွန်တော်အသက်ထက်မအောင်ပိုချစ်ပါတယ်ဒေဒီစကားကိုလေးနဲ့စွာပြုံပြီးတော့သူရှန်လက်တွေ့ပေါ်မှာကျတဲ့မွေးညစ်ထားမိရဲ့ဒီကိုရဲ့စကားတွေကိုကိုခန်းစားရှာတယ်ဒီလေးနဲ့မှုကိုဒေဒီကလည်းခန်းစားမိသွားတယ်လို့အတော်လေးကြော်ရတဲ့ငြိမ်သက်ပြီးတော့တိတ်ဆိတ်သွားတယ်သမီးရှင်ဆိုတော့ပြောချတော့အခက်အသားပဲဒေဒီအနေနဲ့ကအကန့်ကွဲစရာလည်းမရှိသလိုသဘောမတူခြင်းမူနှစ်ယောက်လုံးကကိုယ့်ရဲ့သားသမီးဖြစ်နေတော့လေမင်းရဲ့မမကသာအရှင်ကောင်းကြီးအောင်လုပ်ကြည့်မူညကောင်းကြီးမဲဆိုရင်တော့ဒေဒီကကန့်ကွဲစရာမရှိပါဘူးသူကြိတ်ပြီးတော့ပြုံးလိုက်တယ်ဒေဒီမကန့်ကွဲရှင်မလည်းခေါင်းမညိတ်စရာအကြောင်းမှမရှိတာမနေ့စောစောကလေးကသူပြန်သွားတာကိုသိတယ်ဆိုပေမဲ့မူညအိတ်ချအောင်စောင့်နေခဲ့တာပါဒီရဲ့မျက်နှာကိုလည်းမမြင်ခြင်းဘူးဘသူကိုမှလည်းရှင်းမဆိုင်ခြင်းပဲကိုတသက်လုံးကြိုးစားအားထုတ်ခဲ့သမျှတညတင်နဲ့ပျက်စီးသွားတာကိုလည်းရှင်းနာမိတယ်ဆက်တွေ့လာတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့မယားဦးမိုးဝေရဲ့တမီးမလားဟုတ်ပါတယ်ဒါပေမဲ့ဒေဒီရဲ့အရှိန်ဝါနဲ့ဒရိုက်တာမဖြစ်ချင်လို့ပါကျမကိုအရေးအချင်းနဲ့ပဲအလုပ်လုပ်ချင်တယ်နာမည်ကျော်အင်ချန်မြေကုမ္ပဏီရဲ့မန်နေဂျာဖြစ်တဲ့ DLO ကိုဟိုတင်အထိလိုက်တွေ့ပြီးတော့စာရွက်စာတမ်းတွေပြရှင်းစကားပြောဖြစ်တဲ့ဒီအခွင့်အရေးကိုအင်ဂျင်နီယာစာပြစ်ကလေးကမျှော်လင့်ခဲ့တာမို့လက်တကန်ရှောင်းနေတဲ့ဒီမျှော်လင့်ချက်အတွက်မူညပြောနေတယ်။နာမည်ကြီးရဲ့အတိုင်းဒီရဲ့မန်နေဂျာကမူညကိုပဲစစ်စစ်ပပပြီးမြန်ပြီးတဲ့အခါစာရွက်တွေကိုပြန်ပေးရှင်းညှိလို့ပဲပြုံးကြပါတယ်။မင်းရဲ့အရှိအချင်းနဲ့ဆိုရင်တော့ US ရုံးမှာအလုပ်ရှားနိုင်တယ်။ရုံးကိုမေးပို့လိုက်ပါ။ကျွန်တော်ဆက်လုပ်ပေးပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဒေဒီရဲ့အရှိဧကန်တို့သားမီးကနေဝေးရမှာအထင်ချောင်းချင်တဲ့စိတ်နဲ့အလုပ်ကိုကြိုးစားခဲ့
စူးစမ်းခဲ့တဲ့အတိုင်း US ရုံးမှအလုပ်ရှာဖို့အားလုံးကိုပြည့်ပြည့်ခါခါလှုပ်ချခဲ့ဖို့တင်ကြနေကမှလက်ထက်မဲတဲ့သူချစ်မှန်သိတယ်ဆိုပေမဲ့သူတို့သားမေးကြငါအထီးကြံခင်းရတာဆိုတဲ့အကျွေးတွေကိုမူညာကလှုပ်မချနိုင်ခဲ့ပါဒီမိသားစုရဲ့ဝေယကိုသာထွက်သွားဖို့တစ်ချိန်လုံးစိတ်ကူးရှင်နေခဲ့တဲ့ကိုဟာအေကန်အနားမှာပဲတဘဝလုံးနေရတော့မှလားအတွေ့နဲ့အတူပဲမျက်ရှိတွေကစီးကြလာတာမို့ချမ်းမတော့ဖြစ်ပြီးတော့ပဲလိုလိုလက်လက်စီးကြခွင့်ပေးလိုက်ပါတယ်အမုန်းစကားတွေဘလောက်ပဲပြောနေမူညာအနာကနေချမ်းမတော်တဲ့သူကမှားတာလားသူချက်ကိုလက်မခံခြင်းနဲ့မူညာသာမှားတာလားဒီအမားတွေကဘရားနေစခဲ့တာလေမာတွဲပေးထားတဲ့ကားလေးနဲ့မားစီပြန်ရောက်လာတော့တိုက်ခဲအောက်မှာမားကိုတွေ့ရင်တနေရာကိုသွားဖို့ပုံစံနဲ့လှလာပပလေးပြင်ဆင်ထားတဲ့မားကိုသူကသဘောမကျသလိုနဲ့စူးစိုက်ကြည့်မိတယ်ဘသူနဲ့သွားတွေ့မလို့လေသူ့ကိုမြင်လိုက်တဲ့ဆိုပေမဲ့မသိသလိုပဲမမြင်ကြည့်အောင်ဆောင်ပြီးဆက်ထွက်သွားလို့မာနောက်ကိုပဲပြေးလိုက်သွားပြီးတော့အတင်းကိုမှအဆွဲခေါ်လာတယ်ဒက်တီယာပေးခိုင်းထားတာရှိလို့လာတာဘာလို့မမြင်ကြည့်အောင်စောင့်နေရလဲမလို့ကြည့်မှုပြန်ယူသွားမအဲ့လောက်ထိမာနာမကြည့်ပါနဲ့ဆိုဒါရီမရှိခြင်းလဲမရှိနဲ့ကျွန်တော်နဲ့စကားပြောရအောင်ငါမအားဘူးသူစိတ်မရှိတော့ပဲအခြေခံရှမ်းနေတဲ့မာကိုလက်တစ်ဖက်ကနေဆွဲပြီးကားပေါ်တွန်းတင်နေသူတအားဖိစုပ်ထားတာမို့နေရှဲသွားတဲ့လက်ကလေးကိုဖိဖို့ရှင်မာကရှန်လို့တလုံးမောကြည့်တယ်သူတစ်ဖက်မှာဝင်ထိုင်လိုက်ပြီးတော့ကားအောင်မောထွက်တယ်ဒါတော့အတန်းနိုင်ဆုံးစိတ်ရှင်ပြီးထားရှာတာနောက်ထပ်ချက်မလုပ်ပါနဲ့ခမည်းပဲနာမှာမာမျက်စောင်းထိုးတော့သူ့တန်ကရှီတန်ထွက်ပေါ်လာပြီးသူဝဲထားတဲ့အခင်ဆိုင်အနောက်ဘက်ကကားပါကင်မှာကားအောင်ပဲထိုးရှင်းလိုက်တယ်မာကြိုက်တယ်လို့တခါပြောဘူးလို့ဒီဆိုင်လေးကိုပဲသူကအပိုင်ဝယ်ခဲ့ခြင်းဖြစ်ပြီးကားစတန်ကအဆိုင်အနောက်မှာပဲမို့အမြဲတူရှင်းပါလေမလက်ကလေးကိုပဲလှမ်းဆွဲတော့မကလည်းအကင်မခံပဲပြန်ပြီးတော့ရှုံနေညာတော့ကအတင်းအကျပ်ဖမ်းအိပ်ပြီးတော့အိပ်ပျော်သွားတာကိုစိတ်ဆိုးနေပုံရှာတယ်ကျွန်တော်တို့လက်ထက်ရအောင်ငါနေချစ်သူမှမဟုတ်ပဲချစ်သူဖြစ်ဖို့မလိုပါဘူးကျွန်တော်နဲ့နေပေးဖို့ပဲလိုတာကျွန်တော်ဘာလို့အတင်းညင်းနေရလဲဒါဆိုကိုနားလေလိုက်တော့လေခုဘာလာလို့ပြန်လာလဲမစပင်လေးတွေကိုသူကဆွဲဖွားပြစ်လိုက်တော့ညိုညင်ရှောင်ဖယ်သွားတယ်ဆိုပေမဲ့ကျင်းနှံ့မိတယ်ခဏတော့တိတ်ဆိတ်သွားပြီးမှခြေနိုင်လုံးနဲ့ဒီမျက်နှာလေးကိုငေးကြည့်ရှင်သူရဲ့စကားတွေကိုပြန်စားတယ်ဒက်တီယာမအတွက်ကွန်တိုတစ်ခုနဲ့ကားတစ်စီးပေးခန့်လိုက်တယ်ဟိုတလောကဝေထားတဲ့ကွန်တိုဆိုတော့အားလုံးထည့်ပြီးသားမာသွားနေကြုံမဲ့ဘာမှဒုက္ခခံနေစရာမလိုဘူးသူစာချုပ်တစ်ထပ်ကိုထုတ်ပေးလိုက်တော့မာလှမ်းမရှိပဲကြည့်ုံသာကြည့်ပြီးဘာမှလည်းမပြောအိတ်စရာနေရာမရှိအသုံးဆောင်ပစ္စည်းဘာတစ်ခုမှမရှိတဲ့တိုက်ခန်းအလွတ်ကြီးမှာဒုက္ခခံပြီးနေနေတဲ့မာရှဲမာနာကတည်တည်ကွယ်မဟုတ်စာချုပ်တွေကိုကြည့်နေပုံကလှမပြေရသေးတဲ့အမိုက်ထုတ်ကြီးကိုပဲမြင်နေတယ်လို့စိတ်ရှုပ်မှုတွေနေပါဒေဒီရဲ့မြစ်တာကိုရောမဘာလို့နားမလေတာလဲမြစ်တာတရားကိုခန်းစားနိုင်စွမ်းမရှိတာလားမရဲ့နှလုံးသားထုံများအထိမကြောနေရလားမရှဲမျက်နှာမှာဖြည်းဖြည်းပြောင်းလဲနေသမျှကိုကျွန်တော်သိတယ်ဒေဒီစိတ်ချမ်းသာအောင်တော့ရှူထားလိုက်ပါပြီးမှနေမနေပေါ့မဟုတ်ဘူးလားနေဖို့မနေမို့တဲ့ရှူဖို့ကိုတော့စိတ်မဝင်စားဘူးနေလာဒါကြောင့်မလားငါမရှူဘူးလို့ပြန်ပြောလိုက်ငါသွားစရာရှိတယ်မာကားပွားဆေးဖို့ပြင်တော့မာရှယ်လက်တစ်ပတ်ကိုပဲသူကအဆောင်ဆွဲရှူပြန်လိုက်တဲ့ထင်မှတ်မထားလို့မာရှယ်ကိုလေးကသူရှယ်ဘက်ကိုပြန်ပါလာပြီးနာသွားဖို့ရှာတဲ့ညနာလေးကခက်မဲပါလက်ကားဖို့လေနေရှယ်သွားတော့ကိုငိုကြည့်ရှင်ကျုပ်ကနေအစုံတန်မိပြီးတော့ကြောင်ကတန့်ပြန်လွတ်ပေးလိုက်တယ်နောက်ထဲနာကျင်စရာတွေထပ်ပြီးတော့မလုံးကျင်တော့ပါဒါဆိုကျွန်တော်ကိစ္စရှိမယ်အဲ့ဒီလောက်ထိလှောက်ပြင်ထားပြီးတော့ဘသူနဲ့တွေ့ဖို့လဲနင်သိစရာမလိုဘူးဘာလို့မလို့ရှားမှလဲခမကျွန်တော်မိမနော်ဒါတော့မင်းမပြစ်လိုက်နဲ့မင်းမလက်စုပ်လက်ကင်ဘာပြားစရာရှိလို့လဲအေးကန်တညာလောက်နေနဲ့ရှိလိုက်ကြနဲ့နေမိမအဖြစ်လက်ခံလိုက်ဖို့ငါအရှမ်းလွယ်နေလားလွယ်တော့ကျွန်တော်စိတ်ဝင်စားဖို့မင်းညာကမနဲ့ကျွန်တော်ဖြစ်ခဲ့တာကျွန်တော်တို့နှစ်ယောက်ချဲပဲတီးတယ်လို့ထင်နေလားဘာဒီဘာဆိုတဲ့အတန်ဟာဒေါသတန်နေမဟုတ်ပဲအော်သွားလို့ခတ်တော့ထွန်းလာတဲ့အတန်မျိုးမချက်ချင်းမှာပဲမျက်ရှိတွေဝဲတက်လာတော့ဒီမျက်ရှိတွေကိုစိုက်ကြည့်ရှင်ရှင်းသေးမှခါသွားတယ်မအတွက်သူဘာကောင်ဖြစ်နေပြီလဲမရှာကျွန်တော်ဆက်ပြီးတော့ချင်းပုံးမနေပါနဲ့ကျွန်တော်လည်းအလောက်ချင်းမနှိမ့်ဆက်ပါနဲ့နေရလွယ်လို့ဘသူဖြစ်ဖြစ်အဆင်ပြေတဲ့အေကန်ဘယ်တော့မှနေကိုလက်ထက်မှာမဟုတ်ဘူးအဲ့ဒါစိတ်ချဒီလောက်အလျှော်ပေးနေတာကိုတော့
ခေါင်းမာလုံးနဲ့မာကိုအလော်ဒေါသဖြစ်မိသွားစဉ်မာကားပေါ်ဆင်းသွားတယ်။ချက်ချင်းဘာအနောက်ကိုလိုက်မာရှယ်လက်တစ်ဖက်ကိုလှမ်းဆွဲလွယ်ခင်းပြန်ပါလာတဲ့ကိုလေးကိုသိမ့်ဖက်လိုက်တယ်။ဒီတစ်ခါမှဘာနားသွားမယ်ဆိုတော့သူကပြန်မလို့ပေးနိုင်တော့ပါ။ကျွန်တော်အဲ့လိုမျိုးကြော်ခိုင်းသွားလို့မရဘူးမခမဘေးမှမသွားရှာဘူး။သူမကားလေးကိုဖေးကနှမ်းပြစ်လိုက်တယ်။မာတကူလုံးကိုပဲတင်းတင်းကြပ်ကြပ်ဖမ်းပစ်လိုက်တယ်။ရှိုတရမို့မာအံ့အားသိသွားတဲ့အချိန်မှာအခွင့်ကောင်းရှုပြီးတော့မျက်နှာလေးတစ်ခုလုံးကိုပဲဝေနောက်နှမ်းလိုက်ပြီးမာရှယ်နှုတ်ခမ်းလေးကိုဖိကက်နှမ်းပါတယ်။သူရဲ့ရှင်ဘက်ကိုပြန်တွန်းနေဆိုပေမဲ့ပြန်ရှုံးလို့မရှားတော့ပဲကောင်းလေးခါပြီးသားညှင်းဆန်ခဲ့ပါတယ်။မာဘာကိုမှခရီးမဆိုင်တော့ပဲမာရှယ်နှုတ်ခမ်းလေးစီမှာပဲရှင်မှုနေခဲ့တယ်။သူရှောက်ကြကဆက်ဖြဲဖြဲဖြစ်နေတဲ့မျက်နှာတွေကိုတတိထားမိတယ်ဆိုပေမဲ့မာနဲ့အစီမပြေတာကြောင့်မမေးဖြစ်ပါ။ရေစင်ကြရပေါင်းခဲ့တဲ့မေခါကိုယ်တိုင်ပါသူ့ကိုပဲပြုံးစစ်စစ်ကြည့်နေကြမှုနေများထိုင်များဖြစ်ရပြီးတော့ရှူတူတူကြည့်မိတယ်ဒီခါကျတော့အားလုံးကမျက်နှာလှေးသွားတာကဘာမှမသိဟန်ဟဲ့ကောင်မြင့်တို့မျက်ခွက်တွေကဘာဖြစ်နေကြလဲအကုန်လုံးဆက်ဖြစ်ဖြစ်မသိကိုရဲပေါ်တာအတွေ့ကိုသွားချောင်းပြီးတော့ရည်နေတဲ့အတိုင်းပဲမနေနိုင်မထမ်းနိုင်ထမိလိုက်တော့မှရည်တံတွေအော်အော်ချပြီးတော့သူ့ဖက်သူကဖက်လက်သီးနဲ့ထိုးသူကထိုးဒီအချိန်လေးကိုသူကနားမလဲမင်းမမမိုးညနဲ့အစဉ်ပြေးသွားပြီလားဘယ်သူကပြောလို့လဲကွာမပြေပါငါတောင်မြင်နေရတဲ့အထဲမရှုံပါဘူးငါတို့တွေ့ရတော့မင်းကောင်းစားနေတာပါကွာဖဖတွေ့လို့လေငါ့လာစားနေတယ်ပြေးပြင်းနဲ့ဆင်းလိုက်တယ်ဆိုပေမဲ့ဖြုံသွားတာမရှိပဲဟာသားတစ်ခုကြားလိုက်ရှားသလိုအော်ရှိနေကြပြီသူနည်းနည်းရှက်သွားတယ်သူတို့အုပ်စုမှာ9ယောက်လောက်ရှိအောင်မို့အုပ်လိုက်အော်ရှိသားကစတိထားပေပါစားမနေပါနဲ့တော့ရှောင်းပါရဟဲ့ကရွှေသွေးပြလိုက်ရွှေသွေးရလေပြုံးစစ်စစ်နဲ့ကွန်ပျူတာယူလာပြီးတော့သူ့ရှိမှချလိုက်ပြီးဖိုင်တစ်ခုတည်းကဗီဒီယိုတစ်ခုဖွင့်ပြတော့သူပါစက်အဟောင်းသားဖြစ်သွားတယ်ပြီးခဲ့တဲ့ရက်ကအကင်ဆိုင်နောက်မှာမအောင်နှမ်းနေတဲ့ဗီဒီယိုပါမင်းတို့ဘယ်ရရှာတာလဲအကင်ဆိုင်ကငါလေးပိုင်နေလေမင်းနေရလားဇီယာကပြောလိုက်တော့သူတကယ်ကိုမှရှက်ကိုရှက်ကန်ဖြစ်သွားတယ်ခိုးစားလူမိတဲ့ခန်းစားကျဲဆိုတာတမျိုးအဲ့ဒီနားမှာ CCTV ရှိတယ်မင်းသာမှုန်ပြီးတော့မမြင်တာခွေးကောင်ရှောက်အခုအချိန်နဲ့အတိုင်းဆိုတော့မင်းအစဉ်ပြည့်နေရပဲဤကန်မင်းတို့အဖေတိမကြည့်ရသေးဘူးမလားဆက်ကြည့်လိုက်အဲ့ဒါဆိုတော့မင်းတို့သိလာလိမ့်မယ်သူအနန်းတရာလှုပ်သွားတာနဲ့မာသူ့ရဲ့ရှင်ဘက်ကိုစောင်းတုံးပြစ်လိုက်တယ်ဖြန်ခနဲ့အစဉ်ပြေးပြီးဟုတ်ပြီလို့ထင်နေကြတဲ့တကောက်သားတတိုင်းအတန်မျိုးစုံထွက်ပြီးတော့သူ့ကိုပြလဲကြည့်နေဒီအခါမှပြုတ်ကြမတဲ့ဆွေးနေတဲ့မျက်နှာမျိုးနဲ့မချီပြုံပြုံးလိုက်တယ်မင်းတတော်မှနားလိုက်ရှယ်လားမေခါသူ့ရဲ့ပါကုလက်ညိုနဲ့လှမ်းထိပြီးပေးလာတော့ဒီအလက်ကိုပဲပုတ်ပုတ်ထုတ်ရှင်းထိုင်ကုန်မှထိလိုက်တယ်ပါရိတ်တာပဲကွာမနာပဲနေမလားဒါပေမဲ့ငါကျင်နေပါတယ်တခြားသူမှမဟုတ်ပဲပါတစ်ဖက်လုံးထူဖို့ကျိတ်ဆက်သွားတယ်ဆိုပေမဲ့ကိုပါနာကျင်တဲ့ခရအခက်ဆုံးကမာရှယ်စကားတွေသားနေလာကျင်တိုင်းလာပြီးတော့ထင်းတလို့ဆွဲလွဲနန်းနေရအောင်ငါဘယ်အစိမ်းလို့တတ်မှတ်နေရလဲအေကန်ဘာဆိုင်လို့လဲမရဲ့ကျွန်တော်မောက်ချစ်ုံတက်တက်ပဲထင်းတလို့ဆွဲလွဲနေရလဲမဟုတ်ဘူးမကျွန်တော်မကြည့်ဖြူပဲငါမကြည့်ဖြူမှန်းသိနေတာကိုဘာလို့နေထင်ရလုံနေလဲအေကန်ငါတကယ်ကြောက်မှန်ပါတယ်ငါလှုပ်ပေးပါတော့မရှိုက်ကြီးတငယ်ကိုကြားလိုက်တော့သူစိတ်မကောင်းဖြစ်ကာမအနာကိုတူပြီးတော့မကလေအနာကိုကန့်မခံလက်တကန်းကွာမှရှက်နေရှင်မျက်ရှိတွေကိုဖေးဖို့တုပ်ပြီးတော့ငိုနေတာကဦးလိုက်သေးလားသူဟာဘလောက်ပဲမကြောသူဖြစ်နေပါစေသူချင်ရတဲ့မိန်းကလေးတယောက်မျက်ရည်ကျနေတာကိုမကြည့်နိုင်အနာလေးပကန်းချင်တော့ပဲမလှက်ထက်သွားတဲ့အထိကြေကွဲစိတ်နဲ့ခြေစုံရှက်ကြံခဲ့တဲ့အထိအဲ့ဒီတော့မေဘာလုပ်ပါလဲဘာလို့ရှာမယ်တကယ်မသိတဲ့သူဟာကောင်းခါပြားနေရှင်မပြောတဲ့စကားတွေကိုပြန်ကြားရှုံနေလက်စုံလက်ကင်ဒီဗီဒီယိုကိုရှောက်ကြားလေးဖြစ်တဲ့သူတောင်းမှရှမ်းမိသွားတဲ့ရင်မဆိုရင်ရောအဲ့ဒါကိုအတီလို့ရှားတယ်ကွာဘလို့အစာပိုင်းမှာမှရှုံးမရှားလို့ညင်တလို့ဖြစ်နေတာကပုံမှန်ဆိုင်လို့ရှာတယ်အဲ့ဒါကိုဖြတ်လို့ရှာတယ်ဟုတ်တယ်မှိုင်နေရာမှာတယောက်ချင်းပြောပြီးထားရှိနေတဲ့သူ့ကိုကြည့်ပြီးမင်းခါတော့တယောက်မျက်နှာတယောက်မျက်လုံးပေးကြည့်တယ်မရှာတော့ဘူးဆိုတဲ့သဘောမကပြောတယ်သူ့ငါပိုင်နေဆိုတော့လက်စုံလက်ကင်ပါရှိလေတဲ့ရှိကြောင်ပြမယ်ကွာမိမချင်းချောက်နေရပဲဘာနေကွာမိုးညရှောင်းစင်းဆိုတဲ့မိမကလွယ်လွယ်နဲ့အရှောင်ပေးမယ်သူမှမဟုတ်တာဒီလောက်မာနကြီးရဲ့အကုန်ရှိုက်ချိုဖြစ်မယ်
အေးလောက်ကွာမင်းထပ်ပြီးအရှိုက်ခရမယ်ဆိုလေငါတို့ရှင်တွင်းအိတ်ကပ်ပေးပါမယ်စိတ်ကြခွေးကောင်မတက်ကမမဓာတ်နဲ့ထိုးလေစိတ်ုံပုတ်ပြီးပါမယ်တန်ကြီးလက်ညီဖဲနေကြတဲ့သူစိတ်ထဲမှာမကြည်နဲ့တလို့မဘလို့ထက်ရှုံးမလဲလို့အကျွေးတွေနဲ့ပြုံးမိတယ်မခေါင်းမှာတက်တယ်လို့ကျွန်တော်ရှင်ခေါင်းမှာတက်မှုကိုလေပြန်ကြည့်အောင်မခမကမိုးညားရှောင်စဉ်ဖြစ်တယ်လို့ကျွန်တော်ကလည်းအေကန်တစ္ဆာပါဗျဘက်ခနဲ့အတန်နဲ့သူပဲဆိုင်ရွက်တွေပေါ်အခွေလိုက်ကြလာတော့ဖော်ပြောနေရင်ပေါ်ကြည့်လိုက်တော့မဟာအိမ်နေချင်းခေါင်းဝဲပြော့လေးနဲ့လှတယ်ညနာလေးကအပြောင်းချင်းနေပြီးတော့မျက်လုံးတွေရှင်းနေခြင်းကြောင့်ငိုချမဲတိတာတယ်ဖုံပြောခြင်းကိုလက်စားတက်လိုက်ပြီးထိုင်ကုန်မှာပဲအာဘာတရားမှီချလိုက်ပြီးမောက်ပြုံးမိတော့ကြည့်တယ်ဘလို့လဲဆိုတဲ့သဘောမျိုးနင်ဘလို့အကြံစီနဲ့ဒီလိုဗီဒီယိုရှိုက်ထားရလေအေကန်ငါနဲ့ကိုရှုံတောင်းမရှုံနိုင်ဘူးနင်တကယ်ရှုံးမာတာပဲနင်ဘာဖြစ်လို့ဒီလောက်ထိလက်စော်လိုက်ကပါရှိလဲဆိုကျွန်တော်တက်တည်ပြတော့မှဘာလို့လာပြီးတော့ရှန်တွေ့နေရလဲပြောနေချိန်မှာမျက်ရှိတွေဝဲတက်လာပြီးပြိုပြိုပြက်ပြက်ဖြစ်လာတော့လေသူဆက်ပြီးတော့ပြုံးမနေနိုင်တော့ပါမအနာတိအောင်တောင်းလိုက်ပြီးတော့မာရှယ်လက်မောင်းတွေကိုဆွဲယူလိုက်တယ်မတကောလုံးတုံရှင်နေသလိုသူစောကိုက်ထားတဲ့လက်မောင်းလေးတွေကအေးဆက်နေတယ်မဘလောက်ထိတုံ့လှုပ်သွားလဲဘာလို့ရှုံးမာတာပဲပြောနေရလဲမအပိုင်ကျွန်တော်ရဲ့အမှားလားကျွန်တော်စီလာဖို့တော့စိတ်မကူပဲဘာလို့ရှုံးမာတယ်လို့ပဲပြောနေရလဲငါဟာသူ့နနာကြီးကြီးနဲ့ကြည့်ပြီးတော့စကားတခုမှမပြောဘဲနှုတ်ခမ်းလေးကိုဖိကင်ထားတယ်ဒီအကြီးတွေကိုသူရှင်းမဆိုင်ခြင်းပဲမာရှယ်လက်မောင်းကိုလှုပ်ပြီးတော့မားကိုကြောပေးရှက်လိုက်တယ်သူအလဲငိန်သွားတော့မာကသူရှယ်ကြောပြင်ကိုတဝဝထူးနဲ့ရှင်စကားပြန်ဆက်တယ်နေကိုငါမုန်းနေအေးကန်နေရှားချင်တာတခုပဲနေရဲ့စိတ်ထဲမှာရှိပြီးဘသူဟာဘာဖြစ်ဖြစ်ဂရုမစိုက်တာကိုမုန်းနေဒါရီအကုန်ဖြတ်ပြီးနေကငါဘယ်တောမှလည်းမချက်ဘူးနေအမေလို့လူနဲ့လဲမမီအကြောင်းပါလာလို့သူမမျက်နှာကိုမျက်နှာချင်းပြန်ဆိုင်တော့မအငုံနေပြီမို့သွေးတွေကစူပွဲလာသလိုဖြစ်မိတယ်မအငုံနေတာကိုသူမမြင်ခြင်းမှာဒါပေမဲ့သူအလျှော့ပိန်းလိုက်လို့လည်းမဖြစ်နွမ်းနေတဲ့မျက်နှာလေးကငုံနေတယ်ဆိုပေမဲ့ငုံနေခြင်းကြောင့်ပဲပါလေးတွေနဲ့နှာဖျားလေးတွေကရှင်းနေတာကအသေးရှားစရာအမြဲကမှတသက်ရှက်ရှက်ရှိခဲ့တဲ့စပင်းတွေခုတော့ကဘောကရောဖြစ်နေတဲ့ဆိုပေမဲ့ဘယ်ရှူတောင်းကနေပဲကြည်ကြည်မလှနေပါတယ်ဒီအလားတွေကိုလည်းငယ်စဉ်ကလေးကသဘောကျမျက်နှာခင်းရတယ်မလားမမီနဲ့ဘာဆိုင်လို့လဲမခေါင်းညိရှားမှာကျွန်တော်ကိုမနဲ့နေရမှာကကျွန်တော်အဲ့ဒါမှဘာဖြစ်လို့စူဆိုင်ကြည့်မိတာတတိတ်တဲ့စားခုလာတဲ့ရှင်ခုံတန်တွေကိုသူမထိန်နိုင်လို့စကားကိုရှက်ပြစ်လိုက်တယ်ဒီရဲ့ရှင်ခုံတန်တွေငိမ့်သက်ပြီးပုံမှန်ပြန်ဖြစ်သွားတဲ့အထိပွေးပိုက်ပြီးတော့နှမ်းဆိုင်ပြစ်ချင်တယ်ဆိုပေမဲ့ကျွန်တော်လက်ထပ်ပါမှကျွန်တော်အကုန်ဖြတ်ပေးပါမယ်လူရှုံးမှလို့ပြောရုံမကဘလို့ပဲခေါင်းစဉ်တက်တဲ့အเจ้าရှာကပြောင်းမသွားဘူးကျွန်တော်မအောင်လှုပ်ခြင်းနဲ့ကြည်ကြီးဆုံနေရှင်မကဘလို့လားသလိုအရှင်မျက်နှာလွှဲတယ်သူ့ကိုမုံတော့သူရှင်မျက်နှာကိုတော့မကြည့်ကျင်တော့အပြုအမူအမျိုးမရှင်မျက်နှာလေးကိုပြင်ရှူတယ်မကျွန်တော်ကြည့်ပါမင်းပြလေးကိုဆွဲခရှင်ပြောလိုက်တယ်ဆိုပေမဲ့မာကမျက်ရှိတွေတုပ်ပြီးအကြည်လွှဲနေစေပါအခုဗီဒီယိုတွေဖြတ်စီခြင်းနဲ့မလားရှောင်းနေအကုန်ဖြတ်ပြီးမယ်မကျွန်တော်လက်ထပ်ဖို့ပဲခေါင်းနေပေးပါမအကြည်တွေကသူ့စီပြန်ရှောင်းလာပဲတခုခုပြုံးလို့ပြန်ပြီးတော့အကြည်ပြန်လဲသွားတယ်သူမမေးဖြောင်းလေးကိုပဲဆွဲမောရှူတော့မာကသူ့ရှယ်မျက်လုံးတွေနဲ့စိုက်ကြည့်ရှင်အေးစစ်စစ်စကားတခွန်းထွက်လာတယ်နေုံကမုန်းနေသူရှယ်မျက်လုံးတွေကိုဖိပိတ်ပြစ်လိုက်ကသူမကြားကျင်ဆုံးစကားဖြစ်တယ်ဆိုပေမဲ့တစ်ချိန်လုံးကြားခဲ့ရတဲ့စကားတွေမို့ကောင်းခါပြလိုက်တယ်ပြီးမှမာရှယ်ပခုံးလေးတွေကိုခပ်ဖွားဖွားလေးဆွဲယူလိုက်ပြီးခေါင်းညိတ်ပြတယ်ရှားရီမုံမကြိတ်တလောက်မုံမချစ်ချစ်မချစ်ချစ်ကျွန်တော်ချစ်ရင်ပြီးတာပဲကျွန်တော်နဲ့လက်ထပ်ဖို့ကြည်ပြွန်ရှာပဲမနှခမ်းလေးကိုကြိုက်ပြီးတော့မျက်ရှိတွေထပ်တုပ်တော့သူဟာမာရှယ်ပါလေးကိုပဲမျက်ရှိတုပ်ပေးလိုက်တယ်မာရှယ်ကိုလေးကိုပဲရှင်ခွင်တင်းမှာရှောက်တဲ့အထိဆွဲယူလိုက်ပြီးညတောင်ကော့ကော့လေးတွေကိုငုတ်နေမိတယ်ငိုနေတာတော့မှမွေပြန်းနေသေးတဲ့သူမမျက်နှာလေးကျွန်တော်ရှုံမနောက်ထက်မစိတ်ညောင်မလုပ်ဘူးကျွန်တော်မောက်ချစ်ချင်တာတခုတည်းပါအိမ်မက်မန်းနေသူတယောက်လုံးမာရှယ်မျက်နှာလေးကိုမျက်နှာတစ်ခုလုံးမှွေနှောက်ပြီးတော့နှမ်းပြည့်ရှင်မာခက်တဲ့ဖတ်ထားလိုက်တယ်မာရှယ်နှုတ်ခမ်းလေးကိုပဲမထီတချီလေးတူကပ်ပြီးတော့နှမ်းမိရဲ့မအောင်ကျွန်တော်ချစ်တယ်မာရှယ်နှုတ်ခမ်းလေးကိုနှမ်းတော့မပြန်မရှုံးတော့တာမို့ကျင်းနဲ့သွားပြီး
မာရှယ်ကိုလေးကိုပို့ပြီးတော့တင်းနေအောင်ဖတ်ထားတယ်သူလိုချင်တာကမာရှယ်ရှင်းခွင့်ထဲမှာရှိနေဖို့ပဲလေကွန်တိုကိုပြောင်းလာတော့ပရီဘော်ကအစုံလေးရှိတယ်ဆိုပေမဲ့မာရှယ်အသုံးဆောင်ပစ္စည်းတွေကဘာမှမရှိသူဝင်လာပြီးတဲ့အထူးတွေကိုလည်းကြည့်ုံသာကြည့်ပြီးတော့ဘာတွေလဲတခုံးမှမမေးမခဏလားမကိုအနားရှောက်အောင်ဆွဲခေါ်လိုက်ပြီးအထောက်တွေပြလိုက်တော့လေရှူတယ်ဝေလာသမားကိုကြည့်ပြီးတော့သဘောကျတာမျိုးလည်းမရှိသလိုသူရှယ်မျက်နှာကိုလည်းမကြည့်မကြိုက်လို့လားကြိုက်တယ်ကျေးဇူးပဲဒါပဲမလားကျေးဇူးပဲလို့ပြောလိုက်တာလားသူပြောလိုက်ကဘာမှအထက်မပြောပဲပစ္စည်းတွေကိုတစ်ခုချင်းစီမရှိမှချပေးလိုက်တယ်မသူ့ကိုညှင်းဆန်ခဲ့တာနှိထုတ်ခဲ့တာခရီးမဆိုင်ခဲ့တာတွေကအခုမှမဟုတ်ဖြုံစရာမရှိမသုံးနေကြရပဲမလားဟဲကုတ်ကအစရှာဝါတိမအတွက်တကူရီသုံးပစ္စည်းတွေကိုကြည့်ရင်မအန်အော်သွားသလိုနဲ့မျက်ခုံးလေးတွေကတုံကနေဖြစ်သွားတယ်မဘာကြိုက်တက်တယ်လဲမဘာသုံးတက်တယ်လဲဆိုတာသူအသေးစိတ်သိနေကြတာမို့သူအတွက်ကတော့ဒါဟာအထူးဆက်မဟုတ်ဒီလောက်ဆိုအဆင်ပြေလားကျွန်တော်အချိန်မရှာလို့သူမအနာကိုဝေထိုင်တော့မကမျက်နှာလွှဲပြစ်ပြီးတော့သူနဲ့ဝေရောက်ကိုရွှေ့တိုင်နေသူရွှေ့ထိုင်တဲ့အနာကိုသူဟာတူခဲ့သွားပြီးတော့မာရှယ်ခါလေးကိုတင်ဖက်ပြီးသူရှယ်ရှင်းခွင်းတဲ့ရှောင်းအလိုဆွဲယူတယ်အခုချိန်ထိခြေလုံးနေတော့မကသူရှယ်လက်တွေကိုဆွဲဖြုတ်ဖို့ကြိုးစားနေစေပါငါအရှိကျတော့မယ်ပြီးရင်ကျအခုညင်ညင်နေငါပင်ပန်းနေပြီဖေတော့အဲ့လောက်ပင်ပန်းနေမောင်ကျွန်တော်ကိုယ်တိုင်ရှေ့ချိုးပေးမယ်နေတော်တော်အရှက်မရှိရလို့ပဲမာရှယ်မျက်နှာလေးကရှေးကနေဖြစ်ပြီးတော့စူပုတ်သွားတော့သူဟာရီလိုက်မိပြီးတော့ပါလေးကိုငုံနေနေသူ့ဘာမှာအဆက်ကိုရှက်ကန်အမှုအရှာတွေရှိနေတော့မှမာရဲ့ရှင်သေးမှလည်းသူ့အတွက်ကတခုခုရှိနေနိုင်ပါပါမနေ့ပြန်လက်မှတ်ထိုးမယ်နော်ပြီးအခက်ဝဲလုံးမယ်နေစကားပြောရင်ငါ့အောင်မထီလို့မရှဘူးလားဖေနေအဲ့လိုစလုံးတာတွေကိုအရှမ်းမုန်းတာမုန်းလေမုန်းသမျှကျွန်တော်လက်ခံပေးနေရပဲကျွန်တော်ချစ်တာကိုလည်းလက်ခံပေးဒါမှမျှတမှာပေါ့ခမရအသက်ကြီးနေဆိုပြီးတော့အနိုင်မကျင့်ပါနဲ့ကျွန်တော်ကအိမ်တောင်ဦးစီဒီအခါမှာမဘာမှအထက်မပြောတော့ပဲလက်ခံလေးကိုကြိုက်ထားလျက်သူ့ကိုပဲစူးစိုက်ကြည့်တယ်ကျွန်တော်မားနေခြင်းနဲ့မာရှယ်ပါလေးတွေနှခမ်းလေးတွေကျွန်တော်ပိုင်ခြင်းနဲ့မာရဲ့မာရှယ်တပွားလုံးကိုကျွန်တော်အပိုင်လိုချင်တာမမုန်းနေမဲဆိုတော့အဲ့ဒီအမုန်းတွေကိုပါကျွန်တော်လိုချင်တယ်ငါတော့စမ်းကျင်ဘက်ပဲသိတာပဲလေအဲ့လိုပြောမယ်ဆိုတာနေသိလားငါတယောက်ချင်းနေရဖို့အများကြီးစူးစမ်းခဲ့ရတာအခုလိုမျိုးနေရလက်ချင်းမှာလွယ်လွယ်လေးအရှုံးပေးဖို့မဟုတ်ဘူးဧကန်အခုချိန်ထိဗန်မချတဲ့ရဲ့မားကိုကြည့်ရှင်သူစိတ်တို့လာမိပြီးခါလေးကိုဖတ်ထားမိရကချက်ချင်းမှာပဲပခုံတစ်ဖက်စလုံးကိုဆွဲခပြစ်တယ်ဘာလို့ဒီလောက်ထိခေါင်းမာပြီးတော့သူ့မှုန်တီးနေရလဲတယောက်ချင်းမနေရှာဘူးမနေရှဲဘူးဆိုတာကျွန်တော်သိတယ်ကျွန်တော်ဒေါသလာမစနဲ့နော်မောင်ညှာတာနေလို့ခါရှာတောင်းဆိုနေတာမောင်ကိုတန်ဖိုးထားလို့မျက်နှိုးလို့တောင်းဆိုနေတာဘာဖြစ်နေရလဲသူပေါ်စိတ်တူလာတာနဲ့မာရှယ်ပခုံးတွေကိုစိတ်ရှိလက်ရှိဆွဲခပြလိုက်တော့အနာသွားပြီးသူရှက်လက်တွေကိုဖေးချပြတယ်မရှုံးနဲ့ကျွန်တော်မင်းနေတာကိုပဲဖြေညနာမဲ့သွားပြီးတော့ပြောလိုက်တဲ့သူရှယ်စကားတွေကြောင့်သူဟာညှိသွားကပခုံးလေးကိုငုတ်ကြည့်တယ်လက်ချထင်ခဲ့ပြီးဒီရှဲသွားတဲ့ပခုံးလေးတွေကိုကြည့်ရှင်ကျုပ်ခနဲ့စုပ်သက်ပြီးတော့သူဟာပြန်လှုပ်ပေးလိုက်တယ်ဆက်ပြောလဲသူပဲဒေါသဖြစ်ရမှာမို့ထိုင်နေရာကနေထားရှင်းလိုက်ပြီးစောအိတ်ကျွန်တော်အိတ်ကမ်းမှာရှိမယ်အေဒီအေဆက်လက်ဖွာနုနုလေးကိုဖေးဆုပ်ကန်ထားရှင်မာရှယ်မျက်နှာကိုငုံငုံကြည့်မိတဲ့အခါနောက်ဆက်တဲ့စတုံးလေးနဲ့မိတ်ကပပလေးထိန်းချတဲ့မျက်နှာလေးကဘေးအချင်းမဲ့ကြည့်အမောပြအောင်လာတယ်အဖြူရှာပေါ်မှာနတ်သားရှာဇင်းလန်းလေးတွေပါတဲ့မြမဝဲဆောင်လေးကမာရှယ်ကိုပေါ်မှာကဲချက်ရှိတာကြောင့်ဒီပုံစံလေးကိုသူကမျက်နှာမိတယ်အမေပြောတဲ့အမောပြေဆိုတော့ဒါမျိုးကိုပြောတာလားမနေ့ကအတီတော့ခါတေးညင်းဆန်နေပြီးအခုမှအေးစစ်ဖြစ်နေပုံကိုထူဆန်းသလိုခန်းဆောင်မိပေမဲ့လက်မထိုးပြီးပြီမို့ဒီအတိုင်းပဲထောင်လိုက်တယ်စာချုပ်လေးနှစ်ဆောင်သာဖြစ်တယ်ဆိုပေမဲ့ဒီစာချုပ်ပေါ်ကမာရှယ်လက်မှတ်တွေဟာကဘာတစ်ခုလုံးကိုအပိုင်ရှောင်းလိုက်တယ်လို့ပဲပျော်ရွှင်မှုတွေကိုပေးစွမ်းနိုင်တယ်မိုးညာလို့ရေးသားထားတဲ့မာရှယ်သင်္ကေတလေးဒီမယာအိုအောင်မင်းအောင်ပေါင်းတင်ရှားပါစေသူရှယ်တငယ်ချင်းတွေရှယ်စူတောင်းကိုတော့မာကသဘောမကျသလိုမျက်မှောက်ကိုပြီးတော့တုတ်ပြန်နေသူရှိလိုက်တယ်မာရှယ်လက်လေးကိုဆွဲပြီးတော့တရားရှုံးကပြန်ထွက်ခဲ့တယ်
နောက်ရှမ်းမတွေ့မယ်ကွာ congratulation မှာတာရင်မြေတို့အားလုံးကိုကျေးဇူးပဲနော်အားလုံးကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်ဖို့ပြင်တော့မှာကကားရဲလျှောက်တာနဲ့နွမ်းနွမ်းနေဖြစ်သွားတယ်တပြင်းခိုးကြတဲ့တူတူကိုလည်းအမတ်တမဲ့ကြားလိုက်ရှာတယ်မပေးပန်းနေပြီလားအဲ့ဒါဆိုဒေဒီတို့စီခဏပြန်ရအောင်လေလူကြီးတွေကတော့ရအောင်အရာဘသူမှမသိသေးဘူးနေမယာငါ့ရှိုင်းလို့စေချင်တာလားမစကားတွေကြောင့်သူပြုံးလိုက်ပြီးနှစ်ဖူးပေါ်ကျနေတဲ့စန်းစာတချို့ကိုပဲသိမ့်ဖယ်ပြလိုက်တယ်ကျွန်တော်အဲ့လိုအဖြစ်ခံမယ်လို့ထင်လို့လားငါဘသူမှမထင်စီရဘူးစေချမနဲ့လက်ထက်လိုက်တာဒေဒီရောမာမီမသိသေးမမီသိရင်ပြူပြူပြပြဖြစ်သွားပြီသူ့ကိုပဲရှိုင်းမလားမောက်ကိုပဲရှမ်းရှာမလားမညီသက်သွားပြီးပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးတယ်ခြံတဲဝင်လာကလေးကမထိတ်လက်လာရဲဆိုတာကိုသတိထားမိပြီးအေးဆဆာပြုတ်တဲ့လက်လေးတွေကိုပို့ပြီးတော့တင်းနေရစုပ်ကိုင်ထားတယ်သူကားပေါ်ဆင်းလိုက်တာနဲ့မအိတ်ထဲကိုလှမ်းကြည့်ပြီးတော့တုတ်တုံးမှမလို့လာပါမရဲ့ကျွန်တော်ကတိပေးထားတယ်လေမဘသူမှမထင်းစီရဘူးမရှိမှကျွန်တော်ရှိတယ်ဒီအခါမှာမတို့မောကြည့်ပြီးတော့ကားပေါ်ဆင်းတယ်အေးစမ်းနေပြီဖြစ်တဲ့မာရှန်လက်လေးတွေကိုတယူတရအဆွဲယူပြီးတော့အိမ်ထဲဝင်လာတော့မသူ့နောက်ကကပ်ပါလာတယ်တားရင်မနေ့ကဘာလို့သူကားတဲ့ကြားလိုက်လို့လားမသိမာမီယာအပေါ်တက်ကနေဆင်းလာရှင်အတန်ပေးလိုက်ပြီးမှမအတွေ့တော့စကားတွေဟာထိုးရှက်လိုက်တယ်မာရှယ်လက်လေးကိုစုပ်ကိုင်ထားတဲ့စရာကိုအကျေလျှောက်သွားပြီးညနာလေးတင်းသွားသလိုသူတို့အခြေအနေကိုနားလေသွားဟန်ရှိတယ်ဒေဒီယာလည်းစာကြည့်ခန်းထဲကထွက်လာပြီးမအတွေ့တော့အေကန်ကိုရှောင်လာတယ်မိဘနှစ်ပါးစလုံးကိုရှောင်းမှညလောအချပြီးညှိတက်နေတဲ့မအောင်တစ်ချက်ခုံးကြည့်တယ်ဒေဒီကိုရောမောင်မီကိုပါပြောစရာရှိလို့ကျွန်တော်နဲ့မှလက်ထပ်ပေးသွားပြီဘာအခုဒေဒီတို့ကိုလာကတော့တာပါသူကြံပြစ်မှထားပြီးမိမတွေကိုကတော့ဖို့ဖြစ်နေအခါမအားပါထိုင်ပြီးတော့ကတော့ဖို့လက်အုပ်ကြည့်တယ်ဒီအခါမမီဟာတတိဝင်လာသလိုချက်ချင်းမှပဲလှုပ်လှုပ်ရှားရှားဖြစ်သွားပြီဆိုဖာမှာဒေဒီဝင်ထိုင်လိုက်တာကိုလည်းတစ်ချက်ကြည့်လိုက်တယ်ကျမလက်မခံဘူးကိုမိုးဝေလက်မခံလို့မရှဘူးမမီကျွန်တော်တို့ကလက်ထပ်ပေးပြီးအိုးမရှဘူးငါ့မကတော့နဲ့အေကန်မင်းတော်မိုက်မေးပါလားမင်းတို့ဒီမိန်းမနဲ့တဘောမတူဘူးလို့ငါပြောထားရှင်းနဲ့မင်းပါရီမှတ်မော်ပြီးတော့ဒီလောက်ထိအုံနောက်မေးရတာလေမရှယ်မျက်နှာလေးကအေးစဲတင်းမာသွားကဦးသုံးချိန်ချပြီးကတော့လိုက်တော့ချက်ချင်းထောက်ထက်သွားပြီးမမီပို့ပြီးတော့ဆွဆွခုံသွားတယ်မရှယ်အမှုရှာဟာရှိုင်းဆိုင်နေလို့ပြောနိုင်တယ်ဆိုပေမဲ့ငကိုကလေးအားမှသူခေါ်လို့လိုက်လာခဲ့ရတာမလားမမီကတော့လှည့်မကြည့်စတဲ့ထက်သွားတဲ့မှာကိုလက်ညှိုးငေါငေါထိုးရှင်ကြည်စမ်းအရှာအဆိုင်မှကိုမိုးဝေရှာရှင်းသမီးထင်ရဆိုင်နေတာကိုဒီတိုင်ကြည့်နေရလားရှိုင်းနေတာကဘူးညာမဟုတ်ဘူးဖြူမင်းမဲအိုးရှင်ကျမဘယ်လိုတွေပြောနေရလဲရှင်းသမီးကဟိုးအရှင်ကလေးကသားပေါ်မှာပြပြခါခါနဲ့အခုအဲ့လိုမလုပ်ပါဘူးလို့ပြောနိုင်လို့လားဒါသူတို့အိမ်တော်ရဲ့ကိစ္စပဲမရောငါရောဝေးပါစရာမလိုဘူးပါရမှာပဲမရှာဘူးအေကန်မင်းတို့ကွာလိုက်မင်းတို့အဲ့ဒီမိန်းမကနှိမ့်ဆက်လိမ့်မယ်အဲ့ဒီမိန်းမထင်ရဆိုင်နေတာကိုမင်းလိုက်မပါနဲ့နော်ဒီတစ်ခါမှတော့မမီကိုသူတကယ်စိတ်တူသွားတယ်မနဲ့သူလက်ထက်ခဲ့တာမကထင်ရဆိုင်နေတာမဟုတ်တလို့ဘသူနှိမ့်မှလေးမဆိုင်မင်းဒေါသတွေကိုရှော့ဆန်းဖြူဘာလို့ရှော့ရမှာလဲရှင်လဲအလိုတူအလိုပါပြီမလားအဖလီကျမသားလေးမမီထင်ရတွေရှောက်ပြောမနေနဲ့ဗျာမအောင်ကျွန်တော်မရှောက်မကယူထားရတာငကိုကလေးကလက်ခံကျင်တာမဟုတ်ဘူးအခုဟိုမှာကျွန်တော်စိတ်ဆိုးသွားပြီတာသူမမီကိုလှည့်မကြည့်တော့ပဲဘာနောက်ကိုလိုက်သွားခဲ့တော့မာကားထဲမှာလည်းမရှိသူပုတော်စေကကားပေါ်ပြန်တက်ပြီးချန်ပီယံရှောက်တော့မှချန်ပီယံကပန်းခုတ်ပေါ်မှာလက်သီးဆုပ်လီနဲ့အန်ကျိတ်နေတဲ့မာကိုတွေ့လိုက်ရှာတယ်ကားကပဲအနားမှရှက်ပြလိုက်တော့မာတကားကိုဖွင့်ပြီးဝင်ထိုင်သူ့ကိုမကြည့်ပဲကြည်နေပြီလားအဲ့လိုမဟုတ်ပါမှရှင်ကျွန်တော်ငါနားကျင်ပြီဘာခံစားချက်မှမရှိသလိုအေးစက်နေတဲ့မာရှင်မျက်နှာလေးကိုစူးစိုက်ကြည့်ရှင်သူကားဟောက်ပဲပြန်မထွက်လာတယ်ခဏကြာမှမြေကြီးတစ်စဲကျသွားတာကိုလက်ခနဲ့တွေးလိုက်ရှာလို့သူစိတ်မကောင်းဖြစ်သွားတယ်မာရှင်ထဲမှာတရားတွေဘလောက်တောင်များနေလို့လဲအခန်းထဲကရှီချိုးတန်ကြောင်းလိုက်တော့နိုင်ကိုတစ်ချက်လှမ်းကြည့်တယ်စင်နိုင်ထိုးတော့မှမို့ဒီအချင်းချင်းကိုမှရှီချိုးနေတာလားလို့တွေးပြီးခဏကြာတော့မှအခန်းထဲဝင်သွားလိုက်တော့မကောင်းဝင်ရှီတစ်ထည်ကိုဝတ်ထားပြီးလေပင်ကိုတပန်နဲ့တုတ်နေတာကိုကြည့်လိုက်တယ်မရှီချိုးလိုက်တာလားမပြက်မပြေပဲမှန်ကိုပဲကြည့်ပြီးမျက်နှာကိုပါတပန်နဲ့တုတ်နေတော့သူစိတ်တူသွားတယ်
အခမ်းမီးအောင်ဖြောလေးအောင်မှာမစပင်တွေဖြန်းချထားတာမို့ပိုပြီးလှနေတယ်လို့ခေါင်းဝင်ကြတန်းထားရေးဆက်ဆန်းစိတ်တုန်နေရတာဘရောက်သွားမှမသိမကိုပဲသူငိမ့်နေမိတာကတတိနဲ့လို့ပါဘာကြည့်နေရလဲမမျက်မှောက်လေးကုပ်ပြီးမိတော့သူပြုံးလိုက်တယ်မအနာအထိရှောက်သွားတယ်မကအနာကိုအကန့်မခံပဲသူတလန်းကိုတွန်းလာတိုင်းအနာကိုတလန်းဆုပ်သွားတယ်သူပို့ပြီးတော့အသေးရှားလာတယ်ရှေ့ဆက်တော့မနေရာကိုကြောက်ကပ်မိသွားတယ်မပြင်းနေစရာနေရာမရှိသလိုမရှယ်မျက်နှာလေးပြတ်သွားတော့သူသဘောတကျပြုံးလိုက်တယ်ငါရှိအောင်ဖဲ့စမ်းမဖဲ့စင်ပါဘူးဒီညမင်းကလောင်းညလေးမမျက်နှာလေးပြတ်သွားတော့သူဟက်ခနဲရှိပြီးမရဲ့စပင်တွေကိုဆွဲဖွာပြလိုက်တယ်အလကားဆော့တာပါကွာမကြိုက်တာဘာမှမလုပ်ပါဘူးစကားပြောရအောင်လာပါမလက်ကလေးကိုဆွဲယူတော့တွန်းဆုပ်လိုက်ပါလာပြီးကြိတ်ပြုံးမိတယ်မမွေးရပေါ်မှာထိုင်ခိုင်းပြီးသူကမရဲ့ချင်ရင်ကကျန်းပြက်ပေါ်မှာထိုင်ချလိုက်တော့မကလည်းမနေတဲ့အဲ့မထိုင်နေလေရှားတယ်ဘာမှမဖြစ်ဘူးပြောမင်္ဂလာပွဲကိုဘလို့စစ်စင်ကျင်လဲမသိဘူးကျွန်တော်ထင်ရဆိုင်ရမှာလားဘာမှပြတ်မပြေပဲတခုခုကိုပဲစဉ်းစားနေတယ်လို့လက်ကလေးတွေကခြေမပြက်နေရှင်တိတ်ဆိတ်တယ်သူထင်တာမလွဲရှင်မဘာအိတ်ခံပွဲမှာလှုပ်ချင်မှမလုပ်ဘူးမမီနဲ့ထပ်ပြီးတော့ရှင်းဆိုင်ရရင်ဒီနေ့လိုမျိုးပြဿနာတွေဖြစ်လာနိုင်တာကိုပြောကြည့်ဟန်နဲ့တူနေပုံရှာတယ်မဖြစ်ချင်တာကိုပြောပါကျွန်တော်ပေါ်အားနာတာတွေတူဝေနေတာတွေမရှိစေချင်ဘူးဒီအခါမှာမမျက်လုံးတွေကသူ့ရှိရှောင်းလာပြီးမေပြုံးတစ်ချက်ပြုံးနေငါစိတ်ထဲကိုနေမြင်တယ်ဆိုရင်ခုလိုမေးနေစရာမှမလိုတာနေကြိုက်တာလို့အစတွေကငါသဘောဆန္ဒမပါခဲ့ပေနဲ့နေမင်္ဂလာပွဲကိုနေထင်းသလိုလှုပ်ပြောပြမြေကွာမအဲ့လိုစကားတွေပြောတာမမောသေးဘူးလားမမောဘူးနောက်ထပ်လည်းဆက်ပြောနေဦးမှာပဲငါလိုချင်သမျှတွေနေကြောက်ပျက်စီးနေသူရဲ့နေလိုချင်သမျှကိုလည်းငါဖျက်ဆီးမှာပဲကို့မိမဖြစ်စေသမျှလိုက်ဖျက်ဆီးနေကြအောင်ကျွန်တော်အရှုံးမှာမဟုတ်တာနေအဲ့ဒီမိမဆိုတာကိုထဲမပြောလို့မရှောက်ဘူးလားခင်ဗျကျွန်တော်မိမပဲဥစားမကြည့်နဲ့ငါယောက်ျားလူပြန်ပြောကျွန်တော်သဘောထားကြည့်ပါလေမစိတ်ပြတ်သွားသလိုနှာခေါင်းရှုပ်ပြီးတော့မျက်နှာလွှဲသွားတော့သူဟာရှိလိုက်ရှိနဲ့မာရှယ်ကိုလေးကိုသိမ့်ဖက်တယ်ရှေးချိုပြီးကစားမို့ဆက်ပြနဲ့တင်းနေတဲ့လေတိုင်လေးရောက်ဘီးရှောင်းတွေကြောင့်ပို့ပြီးတော့ဝင်းဝါနေလို့အသေးတွေရှာပြီးတဖွားဖွားနေပြတော့မသူရှင်မျက်နှာကိုပြန်တွန်းနေအေကန်နေပဲငါမကြိုက်တာဘာမှမလုပ်ဘူးဆိုပြောရလေဒီညာလိုမှမပါပဲနေတမိန်ညစ်တာဟုတ်တယ်ကျွန်တော်မိမညင်းမရှားမဲ့မိမမို့အိုးပါလေးကိုကိုက်ပြလိုက်တော့မနာသွားသလိုတကောလုံးကလည်းတုံသွားပြီးသူကလည်းရှိလိုက်ပြီးမာရှယ်နှုတ်ခမ်းလေးကိုနှမ်းပြလိုက်တယ်တခါရှိနေခဲ့တဲ့မာရှယ်ခန္ဓာကိုယ်ရဲ့နှွေးထွေးမှုတွေကသူ့အမြင်ဆွေးဆောင်နေတာမို့ရခုံတန်တွေအတိုင်းလိုက်ပါပြီးတော့စီမျောနေခဲ့ပါတယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့မာရှယ်ကျွန်တော်ရဲ့အိမ်မက်တွေရဲ့ဆိုရဲဇလံကောင်ရှင်ပထမပိုင်းကိုတော့ဒီမှာပဲရှင်းနာလိုက်ပါဦးမယ်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းမာရှယ်ကျွန်တော်ရဲ့အိမ်မက်တွေရဲ့ဆိုရဲဇလံကောင်ရှင်စသိန်းပိုင်းကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်တွေအားလုံးကစောင့်မျှော်လို့နားဆင်ပေးပါအောင်ရှင်